န်းတော်တကူလုံးအိမ်မောကြနေကြအိမ်ရှိဆန်ဟာအမောင်တွေကိုလမ်းလျှောက်ထွက်လာပါတယ်။သူ့ရဲ့ခြေလမ်းတွေကတရားရောက်ရဲ့ခေါ်ဆောင်မှုနောက်ကိုလိုက်နေရတယ်လို့ထူးဆန်းလွင့်နေပြီးသူ့မျက်လုံးတွေထဲမှာလည်းကြောက်ရွံ့မှုနဲ့အကူအညီတောင်းကျင်တဲ့အရေးအယောင်တွေပေါ်နေပါတယ်။နန်းတော်ရေကန်အနားကိုရောက်တဲ့အချိန်မှာတော့ရေမျက်နှာပြင်ဟာရုတ်တရက်လှုပ်ရှားလာပြီးအိမ်ရှိဆန်ဟာလည်းတစ်ခုခုကိုမြင်လိုက်ရတယ်လို့အံ့ဩထိတ်လန့်စွာနောက်ဆုတ်လိုက်ရင်ခဏအကြာမှာပဲသူဟာအနက်ရောက်ရေအောက်ထဲကိုပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တစ်နေ့မနေ့ရောက်တဲ့အခါအိမ်ရှိဆန်ရဲ့အလောင်းကိုရေကန်တဲကနေပြန်လည်တွေ့ရှိခဲ့ကြပြီးနန်းတော်တစ်ခုလုံးအုပ်အော်တောင်းနေဖြစ်သွားကြပါတယ်။လူအများကတော့ဒါဟာတာမန်ရေနစ်တွေဆုံးမှုမဟုတ်ဘဲနန်းတော်ကိုနှစ်ပေါင်းများစွာ6လနေတဲ့မကောင်းဆိုးဝါးနဲ့ဆက်နွယ်နေတဲ့အဖြစ်အပျက်တစ်ခုလို့ယုံကြည်လာကြပါတယ်။နန်းတွင်းညီလာခံမှာတော့အင်ရှိဆန်ဟာညာဘက်တယောက်ထက်လမ်းလျှောက်ထွက်တဲ့ဆိုတာပြည်သူတွေတိတွားရင်ကြီးမားတဲ့အရှုပ်အထွေးတွေဖြစ်နိုင်တာကြောင့်လှုပ်ဝက်ထားကြဖို့တိုင်မင်းနေချိန်မင်းကြီးဖြစ်သူကတော်ဝင်အတွင်းရေးမှုကိုအင်ရှိဆန်ဇာပနာအခမ်းအနားအတွက်အမြန်ပြင်ဆင်ခိုင်းလိုက်ပါတယ်။ထို့အချိန်မေတော်ကြီးရောက်လာပြီးအင်ရှိဆန်ရဲ့အဖြစ်ဆိုးကိုကြားတိပြီးပါပြီလားမေးကြည့်တော့တီးပြီးပါပြီလို့တင်ရင်စွာဖြစ်နေတဲ့ဘယင်ကြီးကိုဒီလိုဆိုဘာကြောင့်ဒီလောက်အထိတင်ရင်နေနိုင်ရတာလဲမေးနေလို့မုံမဲ့အားလုံးကိုအပြင်ထွက်ခိုင်းလိုက်ပါတယ်။လွန်ခဲ့တဲ့အနှစ်30ကတည်းကအင်ရှိဆန်မင်းသားတွေတယောက်ပြီးတယောက်တည်ဆုံးနေရတာဖြစ်လို့အဲ့ဒီမကောင်းဆိုးဝါးရေကန်တရဲကိုလို့ပြောနေစဉ်မင်းကြီးကကြားပြန်ဝင်လာပြီးနေယိုကွန်ပျူတာဝါဒကိုအခြေခံထားတဲ့ဒီတိုင်းပြည်ကြီးမှာတရဲဆိုတာတကယ်ရှိတဲ့အရာမဟုတ်ဘဲသူ့ရဲ့တားကြီးနဲ့ဒုတိယသားတော်ဟာနာမကျန်းယောဂကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပြီးတတိယအင်ရှိဆန်ကတော့စိတ်ယောဂဝေဒနာပြင်းထန်လာလို့ကိုဘဝကိုဆွန့်လွတ်သွားတာဖြစ်ကြောင်းရှင်းပြတော့အရှင်မင်းကြီးကအဲ့ဒီလိုယူဆထားတယ်ဆိုရင်ကြိတ်လျှောက်လဲအခုလိုငြင်းငြင်းလေးတာနေဖို့မှာကမင်းသားတွေကိုတော့သူကိုယ်တိုင်စောင့်ရှောက်ပြီးတရဲကိုနှိမ်နှင်းဖို့ကိုလည်းသူကိုယ်တိုင်ဆောင်ရွက်မိဖြစ်ကြောင်းပြောကထွက်သွားပါတယ်။နောက်မနေ့ရောက်တော့အင်ရှိဆန်ရဲ့ဇာပနာအခမ်းအနားကိုရိုးရဓလေ့အတိုင်းဗဇက်တဲကိုဆန်းစီအနေငယ်နဲ့ပလဲဖြူတွေဖြစ်ပြီးဝမ်းထဲစွာငိုကြွေးနေကြချိန်မင်းကြီးကအားလုံးအငိုတိတ်ကြဖို့អော်လိုက်ပြီးမင်းတို့အားလုံးကတရဲဟာဘရင်သားတော်တွေကိုတက်နိုင်တယ်လို့တွေးထင်နေကြသလားဟုကြိမ်မောက်ကနတ်ရွာဆန်ဘရင်ကိုသူပါတရဲကြောင့်သားတော်တွေဆုံးရှုံးခဲ့ရတယ်လို့ယူဆပြီးဘရင်တွေဟာတရဲကိုကြောက်နေရတယ်လို့ထင်မြင်စေမယ်ဆိုရင်ဒီတိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်ရတော့မလဲလို့စုပူလိုက်ပြီးတရဲတွေဟာဘရင်တွေသားတွေကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘဲဘရင်အာဏာကိုချိန်ချောက်မဲ့လူဖြစ်စေတရဲဖြစ်စေဘာပဲဖြစ်နေပါစေဘယ်သူမှမရှိစေရဘူးလို့မိန့်ကထွက်သွားပါတယ်။မေတော်ကြီးကတော့တိုင်းပြည်ကနာမည်အကြီးဆုံးနှုတ်ဝင်တွေကိုခေါ်ထားပြီးတရဲနိုင်နေရေးတွေစနိုင်ပြီဖြစ်ကညဘက်ဘရင်ကြီးအိတ်ဆက်အနားယူချိန်မကောင်းဆိုးဝါးတကောင်ကချင်းကပ်လာပြီးဘရင်တော်ဝင်မျိုးနွယ်တစ်ခုလုံးကိုငါဖျက်ဆီးပြစ်မယ်ဟုအော်ဟစ်နေကဘရင်ကြီးကိုတိုက်ခိုက်လာနေပြီဖြစ်တာကြောင့်ထောင်ထားတဲ့ဓာတ်နဲ့ခုတ်ဖြတ်တော့မှထွက်ပြေးသွားပါတယ်။ဘရင်ကြီးကိုမနိုင်မှန်းသိတဲ့တရဲဟာဘရင်သားတော်မင်းသားရောင်အထံပူးဝင်ဆွဲကပ်နေပြီဖြစ်ကမင်းလာဒီကောက်ကိုလည်းငါခေါ်တော့မှဖြစ်ပြီးအရှိနန်းတော်တစ်ခုလုံးကိုလည်းဖျက်ဆီးပြမိဖြစ်ကြောင်းအညှိုးကြီးစွာဆိုးနေပါတယ်မနေ့ရောက်တဲ့နေ့ဘရင်ကြီးလည်းဖုံးတော်စီတစ်ပါးစီတော့အကူအညီတောင်းတော့အတက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့ကိုတော်အနေနဲ့ကိုင်းတွင်နိုင်မှာမဟုတ်ပေမဲ့ကိုတော်အစားထိုးပြဿနာကိုဖြေရှင်းနိုင်မဲ့ဘူကျွန်းဆိုတဲ့ကောင်လေးတယောက်ရှိကြောင်းပြောပြပါတယ်ဘူကျွန်းရဲ့မိခင်ဟာနတ်ဝင်တဲ့ဖြစ်ပေမဲ့ကလေးရပြီးတဲ့နောက်သူမကိုးကွယ်တဲ့နတ်ကကျိန်စာတိုက်တာခံရပြီးထိုကျိန်စာကိုမခံလို့တဲ့သူမကကလေးနဲ့သူမြေထဲခုန်ချခဲ့ပြီးအမေဖြစ်သူကတေသွားပေမဲ့ကလေးကတော့မတေတဲ့အပြင်ဝိညာဉ်နဲ့မကောင်းဆိုးဝါးလိုအရာတွေကိုမြင်တွေ့နိုင်တဲ့သူဖြစ်လာပါတယ်ဘရင်ကြီးရှေ့ကိုရောက်လာတော့ဘရင်ကြီးမမတီပဲဂလန်ခဆန်ပြောနေတဲ့ဂူကျွန်းကိုဖုံးတော်ကြီးကလိုက်ထိန်နေရပြီးဘာအတွက်လာရှာတာလဲမေးတော့နေမကောင်းဖြစ်ပြီးတရဲဝမှုခံထားရတဲ့ကလေးအတွက်ပြောပေမဲ့စိတ်မဝင်စားတဲ့ဂူကျွန်းကထပြန်ဖို့လုံနေစဉ်ဘရင်ကြီးကိုစိုက်ကြည့်နေလို့ဘာမြင်လို့ပါလဲမေးကြည့်တော့ညာဘက်လက်ကလှုပ်မရဘူးလားပြောနေတာကြောင့်ဘာကြောင့်လို့ထင်လဲဆက်မေးကြည့်တော့အတားစားပြုတ်ထွက်နေလောက်အောင်တရဲကကြိုက်ထားတာဆိုရင်အတော်အညှိုးကြီးတဲ့တရဲပဲလို့ပြောကထွက်သွားပြီဖြစ်တဲ့ဂူကျွန်းကိုတဘောကျသွားတဲ့ဘရင်ကြီးကကျိုးတုပ်ပြီးဖန်ခေါ်လာခဲ့လိုက်ပါတယ်နန်းတော်ထဲကိုရောက်တော့တရဲရှိတဲ့ထိုးရေကန်ရှေ့ကိုခေါ်ပြီးသူ့ရဲ့အင်ရှိဆန်ဟာဒီရေကန်တရဲကြောင့်တည်ဆုံးခဲ့ကအရှိနန်းတော်ရဲ့မျိုးဆက်ကိုအမြင့်ဖြတ်ရှင်းလင်းပြမယ်လို့လည်းပြောထားခဲ့တဲ့အပြင်တယောက်တည်းကြံတော့တဲ့ဘရင်သားတော်လေးဟာလည်းအသက်အန္တရာယ်ရှိနေပြီမို့ထိုတရဲကိုတားဆီးပေးဖို့မိန့်ပါတယ်ရေကန်ကိုအကဲခတ်ကြည့်ပြီးနောက်တရဲဟာဒီနေရာမှာမရှိတော့တာမို့တခြားနေရာတွေကိုတွားကြည့်ဖို့လိုကြောင်းပြောကထွက်လာပြီးတနေရာရောက်အထက်ကိုဝင်ကြည့်ဖို့လိုတယ်လို့ဆိုကအဆောင်ရဲမက်တွေကိုထားခဲ့ပြီးနောက်ဘက်ချမ်းကနေထွက်ပြေးလာကနန်းဆောင်မျိုးရိုးကိုကြော်ကထွက်လိုက်တော့ရဲမက်တွေကရှေ့ကနေရောက်နေပြီဖြစ်ပါတယ်ဘရင်ကြီးထံပြန်ရောက်သွားပြီးသူကလာခြင်းလို့ရောက်လာတာမဟုတ်ဘူးအော်လို့ဘရင်ကြီးကဓာတ်ကိုဆွဲထုတ်လိုက်ပြီးနောက်တစ်ချိန်ထပ်ပြေးခဲ့ရင်ခြေထောက်တွေကိုဖျက်ပြစ်မှဖြစ်ပြီးတရဲကိုမတားဆီးနိုင်ပဲတားထောက်တေဆုံးခဲ့ရလျင်တော့ခေါင်းကိုဖျက်ပြစ်မယ်လို့တတိပေးကအသက်ရှင်လျက်နန်းတော်ကထွက်သွားခြင်းလျင်တော့တရဲကိုဖမ်းပြီးတုတ်တင်ပေးဖို့နီလန်တစ်ခုတာရှိကြောင်းမိန့်ပါတယ်ထို့နောက်နန်းတော်ကဘရင်ကိုယ်တိုင်ခန့်အပ်ထားတဲ့ဖုံးရွှေရာလူပေးကသူ့အတွက်အကူအညီဖြစ်စေဖို့ဆိုကငငယ်ကနန်းတော်ကနှင်ထုတ်ထားခဲ့တဲ့ဘရင်သမီးတော်ကိုကိုလုံးတော်အဖြစ်နန်းတော်ထဲပြန်သွင်းကသူမအလုပ်ကတော့တရဲကိုဖမ်းနိုင်စမ်းရှိမရှိဂူကျွန်းကိုအမြဲတမ်းစောင့်ကြည့်ပြီးဘရင်ကြီးထံတင်ပြဖို့ဖြစ်ပါတယ်ဂူကျွန်းထံရောက်သွားတော့ဘယ်သူမှမရှိတဲ့အပြင်သူနေတဲ့နေရာဟာလည်းအရင်ကထူးဆန်းတဲ့တည်ဆုံမှုတွေအမြဲဖြစ်နေတဲ့အခန်းဖြစ်ပြီးတရဲဖမ်းဖို့ထက်အိတ်ဖို့ပဲတွေးနေတဲ့ဖုံးရွှေပညာရှင်ကိုအတင်းကျပ်ဆွဲခေါ်ခဲ့ရပြီးတရဲဟုပူခံထားရတဲ့ဘရင်သားတော်ရာအန်းရှိရစီတော့ကမေတော်ကြီးစီတွေးခွင့်တောင်းပါတယ်နန်းတွင်းကရာထူးအကြီးဆုံးထိန်းတော်ကဒီနေ့မဲတော်ကြီးကဘယ်သူမှတွေ့ဖို့ဆန္ဒမရှိဘူးလို့ဆိုတော့ကြောင့်လှည့်ပြန်ခဲ့ရပါတယ်။အပြင်ဘက်ထွက်လာတော့အောက်ခြေကတခုနဲ့တိုက်မိပြီးစစ်စည်းချင်းမှုဆန်ခန်းရဲ့လက်ကိုအမတ်မထင်ကင်လိုက်မိလို့ရန်စွမ်းအင်တွေအများကြီးရှိနေတဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာပဲလို့ရည်ရွယ်မိလိုက်ပါတယ်။ဘရင်ကြီးရဲ့မကောင်းကြောင်းတွေပြောရင်နန်းတော်အနှံပတ်လျှောက်နေလို့အရှင်မင်းကြီးလည်းအမြင်တွေဝေဝါးပြီးဒီလိုလူမျိုးကမှအလုံးခန့်မိတယ်ထင်ပါတယ်လို့တဏှာနဲ့ညီးထွားနေတဲ့စစ်စည်းချင်းမှုဆန်ခန်းကတရရှိတဲ့ရေကန်ကိုတွားချဖို့ခေါ်ပါတယ်။
တရဲဆိုတာဂီမဲလိုမျိုးတနေရာထဲမှာနေတတ်တာမဟုတ်တာကြောင့်တွားကြည့်စရာမလိုကြောင်းပြောတော့ဂီမဲဆိုတာဘာလဲလို့မေးကြည့်ပါတယ်ဂီမဲဆိုတာမျိုးကတရဲတွေလိုလူတွေတရားကနေဖြစ်လာတာမဟုတ်ပဲတဘာဘာတရားကြီးရဲ့ဆိုးရုပ်တဲ့ဆွမ်းရည်တွေနဲ့လူတွေရဲ့မကောင်းတဲ့ဆွမ်းရည်တွေစူးစီးမိရာကဖြစ်ပေါ်လာတာဖြစ်ပြီးသူနေတဲ့အခန်းမှာလည်းရှိနေကြောင်းရှင်းပြပါတယ်သူတို့နောက်မှာလည်းရှိနေကဝိညာဉ်မရှိတဲ့အကောင်တွေဖြစ်လို့တရဲတွေလိုနှင်ထုတ်လို့မရပဲဂိုင်တွေရောက်ပိုခက်ခဲကြောင်းပြပြတော့ဆန်ခန်းကိုယ်တိုင်လည်းအတန်တွေကြားနေရတာဖြစ်ပါတယ်အဲ့ဒီကနေထွက်လာကြတော့ဒီလိုဆိုရေကန်တရဲကကိုဂီမဲလာမေးကြည့်တော့ဂီမဲတွေကလူသားတွေပေါ်အညှိုးထားတတ်တာမဟုတ်လို့ရေကန်တရဲကတော့ဝင်ခွေပဲနေမှာပါလို့ဆိုပါတယ်ဝင်ခွေကတော့ဘယ်လိုမျိုးလဲမေးနေလို့ဝင်ခွေတွေကတော့2မျိုးရှိပြီးတာမန်ဝင်ခွေတွေကတော့တွေ့တာစရာကြောင့်နံပါတ်1မကူးနိုင်ကြတဲ့ကောင်တွေဖြစ်ပြီးနောက်တစ်မျိုးကတော့အညှိုးအတိတ်နဲ့အမုန်းတရားတွေကိုရင်ဝဲပိုက်တည်ဆုံကြသူတွေဖြစ်ပါတယ်ထိုအညှိုးတွေကိုပုံမကြီးထွားလာအောင်လှုပ်ထားတတ်ကြပြီးနံပါတ်1ကိုလွယ်လွယ်နဲ့မကူးနိုင်စေဖို့မြေကြီးနဲ့အမြင့်လွယ်နေအောင်လှုပ်ထားတတ်ကြသူတွေဖြစ်ပါတယ်အခန်းကိုပြန်ရောက်လာကြတော့အကောင့်တိုင်းရှိနေတဲ့ခြုံဆောင်တွေကိုဆွဲဖြတ်နေလို့ဘာလုပ်နေတာလဲလို့မေးတော့သူကိစ္စမို့ဝန်မပါပဲနေဖို့နဲ့အဆင်ပြေရင်ရေကန်တရဲအကြောင်းတွားဆောင်စမ်းပြီးမတီခင်ကဘယ်သူဖြစ်ခဲ့လဲဆိုတာသိဖို့လိုကြောင်းပြောတော့ညံတင်ကလူတွေတိကျရင်တောင်ဘယ်သူမှမပြောဘဲနှုတ်ပိတ်နေကြမှာမို့အခြားဟာခိုင်းဖို့ပြောတော့အရှိအရက်ကိုထွက်နေတဲ့မတ်မွန်ခိုင်းတွေရှာလာခဲ့ဖို့ခိုင်းလိုက်ပါတယ်မတ်မွန်ခိုင်းတွေကိုချိုးပြီးပြန်လာတော့မတ်မွန်ပင်ကတရဲတွေကိုနှိမ်နှင်းနိုင်တယ်လို့တော့ကြားဘူးပေမဲ့ဒီတော့ဆိုလုံးလောက်မလားလို့မေးကြည့်တော့သူမကိုဂယုမဆိုင်ပဲထိုအထက်ကအကောင်းဆုံးတစ်ခုကိုရွေးကအဲ့ရပေါ်တက်အိတ်လိုက်ပြီးမတ်မွန်ခိုင်းနဲ့ကြော်အရာဖြစ်နေခဲ့ပါတယ်စိတ်မရှိတော့တာမို့ဂူကျွန်းဟာအတုံးဝမဲ့သူမဟုတ်ကြောင်းဘရင်ကြီးစီစာရေးပို့ဖို့လုပ်ပြီးမှစိတ်ကိုပြန်ထိန်ကအပြင်ကစကားပြောနေတဲ့အခြားကိုလို့တော်2ယောက်ကိုဘာကိစ္စဖြစ်လို့လဲမေးကြည့်တော့မင်းသားရောင်ရဲ့အခြေအနေဆိုးနေပြီဖြစ်ကြောင်းပြောပြလို့သူမလည်းဂူကျွန်းစီတွားပြီးဘယ်လိုလုပ်ကြမလဲမေးကြည့်တော့မှတူချစ်ထားတဲ့ကြိုးကွင်းနဲ့မတ်မွန်ခိုင်းကိုယူပြီးရေကန်ဘက်ကိုထွက်လာလိုက်ပါတယ်မင်းသားရောင်အန်းစီကိုပဲတွားဖို့ခေါ်နေတဲ့မင်းသမီးကိုအဲ့ဒီတွားဖို့အတွက်ပဲဒီကိုလာခဲ့တာဖြစ်ကြောင်းပြောပြပြီးအခုကစားပြီးသူ့အပြုအမူတွေနဲ့သူ့ပုံစံတွေကိုဘယ်သူမှမပြောဖို့မှာပါတယ်လက်ကပလေးကိုဓာတ်နဲ့ဖောက်ပြီးမတ်မွန်ခိုင်းကိုတုတ်လိမ့်တော့ဘာကြောင့်လဲမင်းနေတဲ့ဆန်ကန်းကိုမတ်မွန်ခိုင်းကိုတွေးတုတ်ထားမှဝင်းညင်တွေဘက်ကိုကူးရရမှဖြစ်ကြောင်းရှင်းပြပြီးသူရေထဲကိုဆင်းသွားတဲ့အခါဘယ်လိုအခြေအနေမျိုးမှမဆိုကျုပ်ကိုဆွဲမတင်မိဖို့မှာရင်တရဲတွေခိုးနားထောင်နေနိုင်တာမို့အနာကလာခဲ့ဖို့ပြောရင်မှားစရာရှိတာတွေကိုတီးတိုးပြောကသူ့ရဲ့ရန်ဆွမ်းအင်တွေကနဲတာမို့ဆန်ကန်းထံကချူလုံးလေးကိုပါဖျက်ယူသွားပြီးရေထဲကိုဆင်းသွားပြီးဖြစ်ပါတယ်ဒီထဲမှာအချိန်တော်ကြာနေပြီးနောက်အခြားဝိညာဉ်လောကဘက်ကိုရောက်သွားပြီးထိုလောကကနေမင်းသားရောင်အန်းရဲ့အခန်းစီကိုဥတီသွားပါတယ်သူ့ရဲ့ထူထန်လေးကိုဆန်ခန်းကကြားနေရပြီးဘူကျွန်းတယောက်မင်းသားရောင်အန်းရဲ့အခန်းကိုရောက်သွားတော့မင်းသားရောင်အန်းရဲ့ခန္ဓာကိုယ်ကိုမကောင်းဆိုးဝါးကတိတ်ကျစွာဆွဲထားနေပြီဖြစ်လို့ဂူကျွန်းကနောက်ဘက်ကနေဝင်လာပြီးခေါင်းကိုဖိချနိုင်လိုက်ပါတယ်တို့ပေမဲ့ဂွီမဲကမသေးသေးပဲပြန်ထလာကမင်းသားရောင်အန်းကိုထပ်ဝမြုပ်ဖို့ကြိုးစားချိန်ဘူကျွန်းကဝန်ခံထားလိုက်ပြီးနောက်ကလိုက်လာတဲ့ဆန်ခန်းကသူ့လက်ကတွေးနဲ့နှစ်ဖူးကိုတုံလင်းပြလိုက်တော့မှတော်ဝင်တွေးကိုမြင်သွားတဲ့တရဲကောင်ကဆန်ခန်းကြီးကိုပြေးသွားစဉ်နောက်ကနေမတ်မွန်သားနဲ့ဂျက်ကောင်းကိုထိုးလိုက်နိုင်တာကြောင့်တရဲလဲအားနဲ့စွာပုံကျသွားပြီဖြစ်ပြီးမတ်မွန်သားဟာလည်းတစ်ချိန်ပဲအတုံးပြုလို့ရတာကြောင့်လွှတ်ချလိုက်တော့မှဂိုကျွန်းဒီမှာတကယ်ရှိနေမှတဘောပေါက်သွားပါတယ်တရဲကပြန်ထလာပြန်တာကြောင့်မင်းကဘယ်လိုလဲနဲ့ဘာကြောင့်တော်ဝင်မျိုးနွယ်တွေကိုတက်ဖြတ်ချင်ရတာလဲမေးနေစဉ်မကောင်းဆိုးဝါကောင်ရဲ့နောက်တစ်ချိန်တက်ဖြတ်ခြင်းကိုခံရပြန်ပြီဖြစ်ပါတယ်မကောင်းဆိုးဝါးကောင်ကပြန်ထလာပြီးတိုက်ခိုက်နေပြီမှုမတ်မွန်သားမရှိတော့တဲ့ကူကျွန်းကသူနေတဲ့အဆောင်ကြီးပြန်ပြေးခဲ့ရပြီးသူအခန်းထဲကဂွီမဲကောင်နဲ့အဘေးအယူလုပ်ပါတယ်အဲ့ဒါကတော့သူ့မှာရှိတဲ့ရန်ဆွမ်းရင်တဝက်ကိုဂွီမဲကောင်ကိုပေးမှဖြစ်ပြီးသူ့အတွက်မကောင်းဆိုးဝါးတရဲကိုကူတိုက်ပေးဖို့ပြောကဂူကျွန်းကအပေါက်ကိုဖွင့်ပေးလိုက်တာနဲ့မကောင်းဆိုးဝါးတရဲကဝင်လာပြီးတိုက်ခိုက်နေပြီမှုဂွီမဲထံမျှခေါ်တော့ပေးပါတယ်တရဲကောင်ကိုဂွီမဲကဖမ်းချုပ်ထားလိုက်ပြီးနောက်တရဲစီကရန်ဆွမ်းရင်တွေကိုဆွတ်ယူနေစဉ်ဂူကျွန်းကအခုတိုင်တွားနေမယ်ဆိုရင်မင်းရဲ့ဝိညာဉ်ပျက်စီးတော့မှဖြစ်ပြီးမင်းဘယ်သူလဲဆိုတာပြောပြမယ်ဆိုရင်တော့မင်းကိုနောက်ဘဝကူးနိုင်အောင်ကူညီပေးနိုင်ကြောင်းပြောပြပေမဲ့မကောင်းဆိုးဝါးတရဲကရရလောက်ခုခံတိုက်ခိုက်လိုက်ပြီးဂွီမဲထံကနေထွက်ပြေးတော့ပါတယ်တရဲနောက်ကိုလိုက်ဖို့ကြိုးစားနေတဲ့ဂူကျွန်းကိုဂွီမဲကောင်ကဖမ်းယူပြီးရန်ဆွမ်းရင်တွေအားလုံးဆုပ်ယူနေတာမို့အားရင်ချင်းနေပြီဖြစ်တဲ့ဂူကျွန်းကိုခြူတံကြားရနောက်လိုက်လာတဲ့ဆန်ကန်ကခြူတံမကြားတော့တာကြောင့်ရေကန်ထဲကကြိုးကနေအပေါ်ကိုပြန်ဆွဲတင်ပေးရပါတယ်ရေကန်ပေါ်ရောက်လာတော့ဆန်ကန်ကိုအုံကားဖို့ကြိုးစားနေစဉ်အားရင်ချင်းနေပြီဖြစ်လို့မြေပြင်ပေါ်မှောက်ကျသွားပြီဖြစ်ပါတယ်မနက်မိုးလင်းရောက်တော့မင်းသားရောင်အန်ကအန်ရကင်းသွားပြီဖြစ်ကြောင်းအတိပေးကကြိုးကိုဘာကြောင့်ဆွဲရတာလဲမေးကြည့်တော့ခြူတံမကြားတော့တာကြောင့်အန်
နေရရှိနေပြီလို့ကောက်ချက်ကြကဆွဲတင်လိုက်ကြောင်းဆိုပါတယ်ကျိုးကိုမဆွဲဖို့မှားထားတာကိုနားမထောင်မှုပဲလို့အောနေစဉ်ရေကန်တရက်ကိုရှင်းနိုင်ခဲ့လားမေးကြည့်တော့အာရင်ကုန်ခန့်အောင်ပဲလုံနိုင်ခဲ့တာဖြစ်ပြီးအချိန်တစ်ခုထိတော့အေးအေးဆေးဆေးနေနိုင်ပြီဖြစ်ကြောင်းပြောပြပါတယ်ဆန်ခန်းကသူ့ကိုစိုက်ကြည့်နေလို့ဘာဖြစ်လို့လဲမေးကြည့်တော့အရင်ကအပြင်းကြီးပြီးအိတ်ဖို့ကလွဲဘာမှမသိတဲ့အပြင်လူအတက်ကိုဘာမှတန်ဖိုးမထားတဲ့သူပဲလို့မှတ်ယူခဲ့မိလို့အာနာမီကြောင့်ဝန်ခံပါတယ်နောက်ပြီးမင်းသားရောင်အံကိုခဲ့ပြီးလို့မင်းကြီးကလည်းကျေးဇူးတင်ပါပါပြောတော့ဒီလိုဆိုဖခင်ဖြစ်သူစီတွားပြီးသူ့ကိုနန်းတွင်းကထွက်သွားလို့ရအောင်ကူညီပေးပါပြောနေလို့သူမမင်းသမီးဖြစ်ကြောင်းဘယ်လိုလုပ်တည်တာလဲနဲ့ဘယ်ချိန်ကလေးကလည်းမေးကြည့်တော့မြင်မြင်ချင်းတီးခဲ့တာဖြစ်ပြီးဆွာကြီးမှလွင်ပြီးခေါင်းမာတဲ့မျက်နှာနဲ့သူမဟာဖခင်နဲ့တပုံဆန်နဲ့ပဲလို့ဆိုပါတယ်ဒီတော့မှအဲ့ဒါကြောင့်တရဲနဲ့တွေ့တုန်းကအညိုအတေးကြီးတဲ့တရဲကိုတော်ဝင်တွေးနဲ့မြပြီးသူမကိုတစားကန်လောက်တာလားမေးတော့တရဲကိုလမ်းကြောင်းလွှဲနိုင်ဖို့လို့ဆိုပါတယ်အဲ့ဒီနောက်သူမကိုကူညီပြီးသူမနဲ့အတူပူးပေါင်းပေးဖို့ပြောတော့လက်တစ်ဖက်လန့်လာပေးတဲ့ကူချင်းကိုစိတ်ပြက်လက်ပြက်ကြည့်ကသူမဟာလည်းတရဲကိုနှိမ်နှင်းပြီးတဲ့အချိန်ထိပဲနန်းတော်ထဲမှာသူ့ကိုစောင့်ကြည့်ဖို့နေခွင့်ရမည်ဖြစ်တာကြောင့်သူမကိစ္စပြီးသည့်အထိအချိန်ဆွဲပေးထားဖို့တောင်းဆိုနေတဲ့ဆန်ကန်းကိုဘာလို့ဖို့အတွက်လဲမေးကြည့်တော့နန်းတော်ထဲကတစုံတယောက်ကိုတက်ဖို့လို့ဆိုပါတယ်ဘယင်ကြီးထံတေဆုံးသွားတဲ့အင်ရှိဆန်ကိုခါစားတဲ့ကလေးတယောက်ကရေကန်တရဲကိစ္စနဲ့ပတ်သက်တဲ့သတင်းလျှောက်တင်ရရှိလို့တွေးခွင့်တောင်းတော့တွေးခွင့်ပေးခဲ့ပြီးထိုကလေးကသူတွေ့မြင်ခဲ့တာတွေကိုဘယင်ကြီးထံတင်ပြပြီးနောက်လူပြတ်တဲ့အခန်းတစ်ခန်းနဲ့ခေါ်တော့ကလက်ဆဖြောက်ခံလိုက်ရပါတယ်။ဂူကျွန်းတို့အခန်းထဲရောက်လာတော့ငါကဘာလို့မင်းကြီးမသိအောင်ကူညီပေးရမှာလဲမေးတော့နန်းတော်တွေကလှုပ်ဝက်ချက်ကိုတီးတဲ့သူတွေကအသက်ရှင်လျက်နန်းတော်တွေကနေပြန်ထွက်လို့မရနိုင်တာကြောင့်မို့လို့ဖြေပါတယ်။ဒီလိုဆိုမင်းကိုကူညီပေးရင်တော့အသက်ရှင်လျက်ပြန်ထွက်နိုင်မယ်လို့ဆိုလိုတာလားမေးကြည့်တော့မှနောက်ဖက်တကားကိုဖွင့်ပြကသူမနဲ့လက်တွဲလင်တော့ဒီနန်းတော်ရဲ့လောင်ရင်အပြင်ကလွတ်လပ်တဲ့ကဘာကိုပြန်ရောက်စေမယ်လို့ရည်ရွယ်ပြီးခေါင်းငိတ်ပြပါတယ်။ခေါင်းလောင်းတံကိုဘယ်လိုကြားရတာလဲမေးတော့သူမမှလည်းသူနဲ့ဆင်တူတဲ့အရေးချင်းမျိုးရှိနေလို့ဖြစ်ကြောင်းပြောပြပါတယ်။သူမငငယ်တုန်းကပိတ်လောင်ထားတဲ့အခန်းတစ်ခုတည်းကိုဝင်မိရာကနေဝင်းညင်တွေရဲ့အတန်တွေကိုကြားနိုင်မှန်းသိခဲ့ရပြီးထိုအခန်းထဲမှာရေးထားတဲ့မွေရဲ့အရေးခွင်ကနဂါးရဲ့ကလေးကိုတက်ခဲ့တဲ့ဆိုတဲ့စာသားအရနဂါးရဲ့ကလေးဆိုတာဘရင်တားတော်ကိုဆိုလိုတာဖြစ်ပြီးမွေရဲ့အရေးခွင်ကတော့ရေကန်တရဲကိုဆိုလိုတာဖြစ်လို့စားတူလောင်ကန်းကိုစုံစမ်းလိုက်မယ်ဆိုရေကန်တရဲအကြောင်းသိနိုင်လိမ့်မယ်လို့ရှင်းပြပါတယ်။နားလည်လွယ်တဲ့ဂူကျွန်းကတော်ဝင်မီဒီမီတယောက်ဖြစ်ပေမဲ့ဝင်းညင်ရဲ့အတန်တွေကိုကြားရသူမို့နန်းတော်ကနေနှင်ထုတ်ခံရတာပဲလို့ဆိုကငငယ်ကဘာကိစ္စတွေရှိခဲ့လို့ကြားရတာလဲမေးနေလို့ရှင်ကကောငငယ်ကဘလို့ကြည်ပြင်းလာတာမို့စကားတခွန်းစီတိုင်းကလူကိုစိတ်အနှောက်ယှက်ပေးနေရတာလဲလို့ပြန်မေးပါတယ်။အဲ့ဒီနောက်တယောက်တခွန်းစကားများကြရင်ရေကန်တရဲကိုစုံစမ်းဖို့စားတူလောင်ကန်းဘက်ကိုထွက်လာကြပါတယ်။ထိုနေရာကထွက်သွားဖို့လုပ်ပြီးကမှတခုခုကိုမတင်ကားလို့မဟုတ်ပါစေနဲ့လို့ဆူတောင်းရင်ယူလာတဲ့ဆံပုံလေးကိုအပေါင်းဝါနာပစ်ချကြည့်တော့အထက်ကအကောင်တခုခုကကောက်ယူတော့တာတွေ့လို့ဆန်ကန်းကဘာလဲလို့မေးကြည့်တော့ဂွေမဲလို့ပြောပြပါတယ်။နောက်တစ်ခုထက်ချပေးကြည့်တော့အပြင်ကိုတောင်ထွက်လာပြီးမှမြင်နေတဲ့ဂူကျွန်းကကြောက်အားလန့်အားနဲ့ပြေးဖို့လုပ်ပြီးမဲ့ဆန်ကန်းကငေးကြည့်နေလို့ပြန်ဆွဲခေါ်လာရပြန်ပါတယ်။သူ့ကိုအတင်းဆွဲခေါ်နေတဲ့ဂူကျွန်းကိုဂွေမဲကတနေရာထဲမှာပဲဆွဲကပ်နေတတ်တာဆိုရင်အစင်ပြေလောက်မှပါပြောနေလို့အခုအကောင်ကဂွေမဲမဟုတ်ပဲကော်မော့စာအီလို့ခေါ်ပြီးအခြားအသက်ရှင်နေတဲ့တော်ဝါတွေစီကရန်ဆွမ်းရည်တွေကိုဆုပ်ယူပြီးရှင်တန်ကြတာမို့ထိုဆုပ်ယူခံရတဲ့အကောင်ဟာလည်းကြောက်ရွံ့စရာကိုတွေ့ပြီးတေဆုံးရမှဖြစ်ကြောင်းရှင်းပြပါတယ်။ဒီလိုဆိုလဲမင်းသားရောင်အောင်ကိုကယ်တင်ပေးလို့ဘယင်ကြီးကအဆောင်ပြောင်းပေးထားပြီးဖြစ်ကြောင်းပြောကနေအိမ်အစ်ကိုတွားကြည့်ကြစို့လို့ပြောတော့ဘာကြောင့်အခုမှပြောရလဲလို့ဆိုပါတယ်။ပိုရောက်တော့မျက်နှာချင်းဆိုင်ကအခန်းကိုရွှေ့ပေးထားတာဖြစ်လို့စိတ်ပြက်လက်ပြက်ထိုင်နေနေစဉ်ကော်မော့စာအီကောင်ကနောက်ကလိုက်လာနေပြီးမှုပြတင်းပေါက်တွေကိုပိတ်ထားရပါတယ်။ဘာပဲဖြစ်ဖြစ်မင်းကြီးကမင်းသားချောင်အန်ကိစ္စစိတ်ကျေနပ်ပုံရလို့တော်ပါသေးတယ်လို့ပြောနေလို့အကယ်၍တရဲတာပြန်ကောင်းလာရင်မင်းသားချောင်အန်ကအတက်ပေးကြုံရမှာလို့ပြောပြပါတယ်။မယ်တော်ကြီးရဲ့အဆောင်မှာတော့အမတ်ကြီးတွေစုဝေးပြီးနောက်ဆုံးကြံနေခဲ့တဲ့မင်းသားချောင်အန်ဟာနာမကျန်းဖြစ်နေတာဖြစ်လို့တိုင်းပြည်ရဲ့ထိနှက်ဆက်ခံမှုအတွက်စိုးရိမ်ပူပန်မိနေကြကြောင်းရှောက်တင်နေကြချိန်လူမရှိနေစဉ်အတွင်းဒီလိုကိစ္စမျိုးတွေအဖြစ်ခံမှာမဟုတ်လို့စိတ်ပူဖို့မလိုကြောင်းပြောချိန်မင်းသားအစ်ဆန်ဆိုသူကခစားဝင်လာပါတယ်။တာကြောင့်မှကြောင့်တွေပြောဆိုကြပြီးနောက်မယ်တော်ကြီးကမင်းသားအစ်ဆန်ရဲ့တားတော်အခြေအနေကိုမေးနေလို့သဘောပေါက်လွယ်တဲ့မင်းသားအစ်ဆန်ကတားတော်ကသူနဲ့မတူပဲပညာတွေလေးလာစီးပူးရတာနှစ်သက်သူဖြစ်ပေမဲ့မြင်းမကြီးကခွက်ထွက်လာတဲ့မြင်းလက်တက်လေးတစ်စင်းကဝေဝေးလန်လန်စီးစင်းနိုင်မှာမဟုတ်ကြောင်းပြောတော့မြင်းမကြီးကရေဒီခန့်ချောက်သွားမယ်ဆိုရင်တော့အဲ့ဒီမြေကြောင်းကိုပိတ်ဆို့ပြီးအခြားမြေကြောင်းအတစ်တစ်ခုဖောက်လို့ရမှာမဟုတ်ဘူးလားလို့မင်းသားအစ်ဆန်ရဲ့တားတော်ကိုအင်ရှင်းဆန်တင်မြောက်ကိုတော်ဝိုက်ပြောဆိုပါတယ်ဒုတိယအကြိမ်ဂူကျွင်းတို့နှစ်ယောက်မေတော်ကြီးကိုလာတွေ့ဖို့တောင်းဆိုတော့ရရဆဆဖုံးရှိပညာတွေကဘယ်လိုလုပ်ပြီးမေတော်ကြီးကိုတွေ့ခွင့်တောင်းရတာလဲလို့မောင်းလွှင့်နေလို့ဆန်ခန်းကမင်းကြီးဆန္ဒကြောင့်လို့ပြောလိုက်တော့မှခဏဆောင်ခိုင်းထားပြီးအထဲကိုဝင်သွားပါတယ်ဆန်ခန်းတယောက်ထူးဆန်းတဲ့အတန်တွေကြားနေရတဲ့ပြောလို့တတိထားကြည့်တော့မှဒီနန်းတော်တွေကရင်ဓာတ်တွေကလို့ပြောနေစဉ်မေတော်ကြီးရဲ့အထိန်တော်ပြန်ရောက်လာပြီးမေတော်ကြီးအလုံများနေလို့ပြန်ကြဖို့တာပြောနေတာကြောင့်ဒီလိုဆိုရင်လေမင်းသားရောင်အန်တာရေခံတရေကြောင့်ဆုံးပါသွားရင်နောက်ထပ်အလှည့်ကဘယ်လိုဖြစ်မလဲဆိုတာစဉ်းစားကြည့်ဖို့တင်လျှောက်ပေးဖို့မှာခဲ့လိုက်ပါတယ်သူတို့ပြန်လာကြတော့လမ်းမှာမင်းကြီးရဲ့မေတော်အရင်နဲ့တွေ့လို့ကိုပိုင်အိမ်တော်မှာနေတဲ့သူကနန်းတော်တွေကိုဘာကြောင့်ရုတ်တရက်ရောက်လာတာလဲလို့တွေးနေစဉ်မေတော်ကြီးနဲ့မင်းကြီးကတားအမိအရင်တွေမဟုတ်ကြလို့ဆက်ဆက်ရေးမကောင်းတာလားမေးကြည့်တော့အဲ့ဒါထက်လက်ရှိဘရင်ကြီးဟာတာမန်နန်းတွင်သူ
ကိုလုတ်တော်ကမွေးလာသူဖြစ်လို့ဖြစ်ကြောင်းဆိုပါတယ်လွန်ခဲ့တဲ့အနှစ်30ကလေးကလက်ရှိဘရင်ကြီးရဲ့အကိုတော်နဲ့ညီတော်တွေအားလုံးဘယ်သူမှနားမလည်တဲ့ပုံစံနဲ့နှိဆုံးခဲ့ကြရပြီးလက်ရှိဘရင်ကြီးကတော့ကိုလုတ်တော်ကနေမွေးဖွားလာတဲ့သူဖြစ်လို့အခုထိမေတော်ကြီးကအတိမတ်မပြူကြောင်းရှင်းပြပါတယ်မေတော်ကြီးခေါ်ထားတဲ့နတ်ဝင်တဲ့တယောက်ကတော့မင်းကြီးရဲ့တားတော်ကိုတရေပူးကတ်စေဖို့လောက်ခိုင်းထားတာဖြစ်ပေမဲ့မင်းသားကြောင့်ပြန်လည်တက်တာလာတဲ့ကြားလို့သူ့ဘူးခံနေရပြီးသူကတော့တရေဝင်လာနိုင်အောင်လုပ်နေတာဖြစ်ပေမဲ့မင်းကြီးခေါ်ထားတဲ့ဖုံးရှိပညာရှင်ကြောင့်ပြန်လည်တက်တာလာတာဖြစ်နိုင်ကြောင်းတင်ပြပါတယ်နောက်မနေ့ရောက်တော့စိန်ခွာဘန်းကအပြူတော်ကြီးကူးဆိုတဲ့ကလေးမတယောက်ရောက်လာပြီးဆန်ခန်းနဲ့တခန်းနဲ့မြတ်တုံမြေအကြောင်းပြောနေလို့အခန်းတစ်ခန်းကိုအမြဲတမ်းတယောက်ထဲတာတုံးနေကြဖြစ်သူမို့သူမအတွက်အစင်မပြေမှာစိုးရင်ကြောင့်တော်ဝက်ပြောနေတော့ကလေးမလေးကအစင်ပြေပါတယ်ပြန်ပြောနေလို့သဘောတူလိုက်ရပါတယ်အပြေမှာဘာလို့ဆူညံနေကြတာလဲမေးကြည့်တော့မေတော်ကြီးနန်းဆောင်မှာတရေပေါ်လာလို့ဖေကြောင်းပြောပြပါတယ်ဂူချင်းတယောက်ချမ်းလို့ဆောင်လက်ကွေးအိတ်နေစဉ်အထက်မှာကောင်မော့စာအိတ်လဲဝင်ရောက်နေပြီဖြစ်လို့ကျောက်အားလန်အားနဲ့ထခုန်နေရပြီးထိုအကောင်နဲ့ရန်ဖြစ်နေစဉ်ဆန်ခန်းရောက်ချလာကမေတော်ကြီးနန်းဆောင်မှာတရေတွေ့တန်ကြားလို့လာခေါ်တာဖြစ်ပြီးစားတူလောင်ကန်းကိုတွားစစ်ဆေးကြည့်ဖို့ခေါ်လို့ထွက်လာကြပါတယ်ထိုနေရာကိုရောက်လာကြတော့ဆန်ခန်းတယောက်ထဲတာအထဲကိုဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးအထဲမှာအာယုံပြုတ်ကြည့်တော့တရေတကောင်ကအနားကပ်လာပြီးခွာချထားတဲ့မွေအရေကွင်ဟောင်းကငကားရဲ့ကလေးကိုတက်ပစ်ခဲ့တဲ့ဆိုတဲ့စာသားအကြောင်းပြောပြပါတယ်လွန်ခဲ့တဲ့အနှစ်30ကထိုစာကိုဘယ်သူရေးခဲ့တာလဲလို့မေတော်ကြီးကစစ်မေးနေပြီးငကားရဲ့ကလေးဆိုတာတေဆုံးသွားတဲ့အိရှိမင်းသားကိုဆိုလိုတာဖြစ်ပြီးမိဖုရားကောင်းကြီးကမွေနှစ်မှမွေးသူဖြစ်လို့အဲ့ဒီလိုယူဆမယ်ဆိုအရှိဆန်ဟာမိဖုရားကောင်းကြီးကြောင့်တည်ခဲ့တာဖြစ်တယ်လို့ရည်ရွယ်နေတာကြောင့်တော်ဝင်မျိုးနယ်ကိုစော်ကားတဲ့သူကမင်းတို့ထဲမှာတေချာပေါင်းရှိတယ်လို့ပြောနေကအမင်းမကျွေးပဲပိတ်လောင်ခံခဲ့ကြရပါတယ်ညဘက်ရောက်တော့သူတို့အဆောင်တွေကိုမိဖွားတစ်ခုကြာရောက်လာပြီးတဆောင်လုံးလဲမီးတဲ့ပါကအရှင်လက်လက်မီးလောင်တိုက်တွန်းခံခဲ့ကြရတာဖြစ်ပါတယ်မနဲ့ရောက်လို့မေတော်ကြီးတိသွားတော့မကျေနပ်တဲ့ဝိညာဉ်တွေကအညိုအတေးထားကြမှာဖြစ်လို့တော်ဝင်မျိုးနယ်တွေကိုမထိခိုက်စေဖို့ဆိုကဝိညာဉ်တွေကိုဥတွေတဲ့ထက်ကပိတ်လောင်ထားခိုင်းခဲ့တာဖြစ်ပါတယ်အပြင်ပြန်ထွက်လာကြတော့ဂူကျွန်းကအဲ့လိုဆိုရေကန်တဲ့ကတရေကအိရှိမင်းသားတွေကိုတက်နေခဲ့တာဖြစ်ပေမဲ့အပြူတော်တွေကတော့မင်းသားတွေတည်ဆုံးရတာမေတော်ကြီးကြောင့်လို့ရေးခဲ့ကြတာလားမေးကြည့်တော့အပြူတော်တွေရေးခဲ့ကြတာမဟုတ်ဘဲဆွဆွခံခဲ့ရတာဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီနောက်သူတို့ယူလာကြတဲ့အယိုးပြာတွေကိုဆန်ခန်းကမြမြုပ်ပေးမယ်လို့တော့အဲ့ဒီလိုမလုပ်ရပဲသူတို့အယိုးပြာတွေကိုတုံးပြီးသူတို့ကိုဘဝတက်ပြန်စစေကဘဝကူးလို့ရအောင်လုပ်ပေးရမည်ဖြစ်ကြောင်းရှင်းပြပါတယ်တရေတွေထပ်ပေါ်လာအောင်မယ်လို့ပြောနေတာလားမေးတော့တရေတွေကအခုလောက်ဆိုမေတော်ကြီးရဲ့အနာရောက်နေလောက်ပြီလို့ရှင်းပြရပါတယ်မေတော်ကြီးကတော့အခန်းထဲကဝိညာဉ်တွေပိတ်လောင်ထားတဲ့အယိုးပြအိုးတွေကိုဆွဲခံလိုက်ရပြီဖြစ်လို့မင်းကြီးကလောက်ကျန်နေတာပဲလို့ထင်ပေမဲ့သူမတတိမထားမိလိုက်တာကအဲ့ဒီကိစ္စအကြောင်းသိတဲ့သူဟာမင်းကြီးမဟုတ်ဘဲမင်းသားအစ္စံမန်တတိယကဘယ်လိုပဲဖြစ်ဖြစ်ဒီညသူ့ကိုကာကွယ်ဖို့ကိုလုတ်တော်တွေအားလုံးမအိပ်ဖက်ဆောင်ကြဖို့မှားထားပါတယ်အဲ့ဒီနောက်သူမကိုယ်တိုင်လည်းဖျားခန်းထဲမှာဖျားစာတွေရွတ်ဖတ်နေစဉ်မိတွေအလိုလိုပိတ်သွားကြပြီမို့ဖျောင်းတိုင်တွေထက်ယူလာပေးဖို့ပြောနေပေမဲ့တကားဝရောက်နေတဲ့အကောင်တွေကမကောင်းဆိုးဝါးတရေကောင်တွေဖြစ်နေကြပါတယ်ဂူကျွန်းတို့ရောက်လာကြတော့တရေတွေအားလုံးမေတော်ကြီးကိုဝိုင်းထားကြပြီဖြစ်ပြီးမေတော်ကြီးကိုဝိုင်းပြီးလည်းပဲညစ်နေချိန်ဂူကျွန်းကဝင်လာလို့ဂူကျွန်းစီပြေးပြီးတက်ခိုက်ကြပြန်ပါတယ်ဂူကျွန်းတယောက်တရေတွေကိုတကောင်ချင်းခုတ်တက်နေပေမဲ့တရေတွေကပြန်ထလာနေကြလို့သူတို့အစီအစဉ်ဖြစ်တဲ့တရေအားလုံးဝမ်းကြိုက်တာကိုခံလိုက်ပြီးချူလုံးလေးနဲ့အချက်ပေးလိုက်တာနဲ့သူတို့ရဲ့အယိုးပြာတွေကိုရေရဲနှောရောကသူတို့အားလုံးအပေါ်ကိုဆန်ကန်းကပတ်ဖြန်းပြီးတော့မှတရေတွေအားလုံးအားနေတော့ကြကအော်ဟစ်မြည်တမ်းနေကြပါတယ်သူတို့ရဲ့ဒေါသတွေကြီးလွန်းနေကြတာကြောင့်ဒုတိယအကြိမ်ပြန်ထလာကြကဂူကျွန်းကိုထက်ကိုက်နေကြပြန်ပြီမို့နောက်တစ်ကြိမ်ခြူတံပြီးတော့မှရှိသမျှပုံတွေကရေအကုန်တွင်ချလိုက်တာမို့အားလုံးရဲ့ဒေါသတွေပြေပြောက်ကတယောက်ချင်းကိုဓာတ်နဲ့လိုက်ထိုးပေးပြီးငိမ့်ချက်စွာအနားယူကနောက်ဘဝကိုကူးကြဖို့နားချရင်တောင်းရသူကတိလားစေဖို့ဆူတောင်းပေးပါတယ်အဲ့ဒီနောက်မေတော်ကြီးကရင်သာရပါတယ်ခံမင်းမိပါတယ်ပြောနေလို့ရှင်ကဘယ်လိုလဲမေးကြည့်တော့ဘရင်အချစ်တော်ကိုလုတ်တော်တွေကနီးမှာကျင်းစာကိုပြောခဲ့ပြီးထိုကျင်းစာအရသူတည်ပြီးတဲ့အခါတရက်အဖြစ်နဲ့ဘရင်တွေးသားကိုဖျက်တောက်ပြစ်မှာဖြစ်ပြီးအရှိနန်းတော်ရဲ့မျိုးဆက်ကိုအဆုံးသတ်ပြစ်မယ်လို့ကြိမ်ဆိုခဲ့တာဖြစ်ပါတယ်ထိုအကြောင်းတွေကိုမေတော်ကြီးရဲ့လေပင်ကိုညှစ်ထားတဲ့တရေတကောင်ကပြောပြနေခဲ့တာဖြစ်ပြီးအပြစ်ကျူးလွန်ခဲ့သူတွေဟာနောက်ဆုံးမှာအပြစ်ခံရစမြင်မှုကိုယ်တိုင်တက်เสียမလိုပါဘူးဟုနားချကထိုတရေကိုလည်းအဆုံးသတ်ပေးလိုက်ပြီဖြစ်ပါတယ်တရေများစွာနဲ့တိုက်ခိုက်ထားရလို့အာရင်ချင်းနဲ့နေပြီဖြစ်တဲ့ဂူကျွန်းကိုကျိုးကိုဆွဲပြီးပြန်ကယ်တင်ပေးလိုက်နိုင်ပေမဲ့ကုန်းမော်ရောက်လာတဲ့ဂူကျွန်းကလူစိမ့်မရှိတော့ဘဲမကောင်းဆိုးဝါးဝင်ပူးကက်ခံထားရတယ်လို့ဖြစ်နေကဆန်ကတ်လေပင်ကိုညှစ်နေပြီးမှုရှိတဲ့အားနဲ့ပြန်ယုံလိုက်တော့မှအာရင်ကုန်ခန်းကမေ့လက်ကျသွားပြီဖြစ်ပါတယ်ဘယင်ကြီးထံစားတူလောင်ခန်းတွေကကိုလုတ်တော်73ယောက်ရဲ့ဝိညာဉ်တွေကိုဘဝကူးပြလိုက်နိုင်ပြီဖြစ်ကြောင်းတင်ပြရင်စားတူလောင်ခန်းကအမတ်တစိတ်ပျက်စီးရတာဟာဘယင်ကြီးနဲ့မြန်တက်ဆိုင်မလားနဲ့အရှိနန်းဆောင်ရဲ့နောက်ဆုံးမျိုးဆက်ကိုတုတ်တင်ဖယ်ရှားပြစ်မယ်လို့ရွတ်ပြရင်ရေကန်တရေဟာဘယင်ကြီးရဲ့အချစ်တော်ကိုလုတ်တော်
နဲ့သူမဘယ်လိုကြောင့်တည်ခဲ့ရတယ်လဲဆိုတာတွေမင်းနေလို့ဒါကိုအခြားဘယ်သူတွေတည်လေးလည်းမေးကြည့်တော့သူမတယောက်ထဲသာသိတယ်လို့ဖြေပါတယ်ရေကန်တရဲကိုဖမ်းဖို့အတွက်ဆိုရင်သူမမတည်ခင်ကဘယ်သူပဲဝါဖြစ်ကြောင်းသိဖို့လိုတယ်လို့ပြောနေလို့နောက်ဆုံးသတိပေးတဲ့အနေနဲ့ပြောမယ်ရေကန်တရဲဟာဘယ်သူဖြစ်ကြောင်းနဲ့ဘာကြောင့်တည်ဆုံးခဲ့ရတယ်လဲဆိုတာတွေစုံစမ်းဖို့မလိုပဲအဲ့ဒီလိုတော်ဝင်မျိုးနယ်တွေအဆက်ရစရာဖြစ်မဲ့ကိစ္စမျိုးကိုသိတဲ့ဘယ်လိုလူသားမဆိုတည်ဆုံးရမှာဖြစ်ပြီးတော်ဝင်တွေးတာဖြစ်နေရင်တောင်မှလုံးဝတည်ရမယ်လို့မိန့်ပါတယ်ဂူကျွန်းဖေးနာကနေထိုင်ဆောင်ပေးနေပြီးတတိယလာတဲ့ဂူကျွန်းကိုအရင်တစ်ခေါက်နဲ့ရှင်ရင်ပြန်ကောင်းလာတာနှိမ့်နေတယ်လို့ပြောတော့တရဲ73ကောင်ရဲ့ဝိညာဉ်တွေကိုဘဝကူးပေးရတာဖြစ်လို့သူ့ရဲ့ရန်ဆွမ်းအင်တွေအများပြားကုန်သွားလို့ဖြစ်ကြောင်းရှင်းပြပါတယ်ရေကန်မော်ပြန်ရောက်တော့ကဘာကြောင့်သူမလည်းပင်ကိုညှစ်ခဲ့တာလဲမေးကြည့်တော့ကျွန်တော်ကအဲ့ဒီလိုလုပ်ခဲ့မိတာလားပြန်မေးနေရကဝိညာဉ်လောကတဲကတရဲတွေအများကြီးနဲ့တိုက်ခိုက်ထားရတဲ့အခါရန်ဆွမ်းအင်တွေအများပြားဆုံးရှုံးထားတာကြောင့်တရဲတက်ကောင်လုံးဖြစ်နေကကိုဘာလို့မှမသိဘူးလို့ပြန်ပြောပြပါတယ်နန်းတော်တဲကခမရတက်ချင်တဲ့လူကဘယ်လိုလဲမေးကြည့်တော့သူမအမေကိုတက်ခဲ့တဲ့လူလို့ပြန်ဖြေပါတယ်သူမငငယ်ကသူမအမေကိုမိဖုရားကောင်းကြီးနဲ့ကိုလုံးတော်တွေကိုရင်စားတိုက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အပြစ်ပေးနှိပ်စက်ခံခဲ့ရပြီးသူမကိုယ်တိုင်ဘယင်ကြီးစီတွားကအဲ့ဒီပစ္စည်းတွေကသူမအမေဟာမဟုတ်ဘဲသူမကသာတရဲတွေရဲ့အတန်တွေကြားနေရကြောင်းတင်ပြတော့တင်စားတဲ့ပစ္စည်းကိုဝယ်ခဲ့တဲ့မေတော်ဟာနန်းတော်ကနေနှင်ထုတ်ခံရမည်ဖြစ်ကြောင်းပြောတော့အဲ့ဒီပစ္စည်းဟာမေတော်ပစ္စည်းမဟုတ်ဘဲစားတူလောင်ခန်းကတရဲတွေကသူ့ကိုစားထားအကြောင်းပြောပြနေကြောင်းပြောတော့တန်ခမ်းရဲ့ပါဇက်ကိုတင်းကျပ်စွာပိတ်ထားလိုက်ပြီးတော်ဝင်ခုံတိတ်ခါအတွက်ငါရဲ့တွေးတာကအဲ့ဒီလိုအရာတွေကြားရတယ်ဆိုပြီးရှောက်မပြောမိဖို့မှာပါတယ်အဲ့ဒီနောက်ဆန်ခန်းတို့တာအမိကိုနန်းတော်ကနှင်ထုတ်လိုက်ပြီးနောက်ဆန်ခန်းမိခင်ဟာအစိတ်ခက်ခံခဲ့ရပြီးတည်ဆုံခဲ့ရတာဖြစ်ပါတယ်အကြောင်းကတော့ကျင်းစာတင်ပစ္စည်းကိုရှာဝယ်တွေ့ရှိခဲ့လို့ဖြစ်ပြီးရေကန်တရဲရဲ့လှုပ်ဝက်ချက်တွေကိုထိန်းသိမ်းထားနိုင်ဖို့အတွက်ဖြစ်ကြောင်းရှင်းပြပါတယ်နောက်မှနဲ့ရောက်တော့မေတော်ကြီးရဲ့အထိန်တော်ဂျန်အခန်းတဲကိုခိုးဝင်ခဲ့ကြပြီးတရဲဝင်ထားတဲ့ပုံစံဖန်တီးချက်ကရေကန်တရဲရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားနေစဉ်အထိန်တော်ဂျန်ရောက်လာပြီးဖြစ်လို့ဘူကျွန်းတယောက်ပုံချိန်တောင်မရလိုက်ပဲအထိန်တော်နဲ့ပိုင်ပင်တိုးပါတယ်အပြင်ကအဆောင်တွေကိုဖမ်းခေါ်ကြဖို့အမိန်ပေးနေပြီဖြစ်လို့မနေနိုင်တော့တဲ့ဆန်ကန်းကအထဲကနေတရဲပုံစံနဲ့ငုံငူကြီးလုတ်ပြတော့မှတောင်းရင်သွားတဲ့အထိန်တော်ကြီးလည်းအနှဲငယ်ငိမ့်တက်သွားစဉ်ကော်မော့ဆာအီကအငွေ့တွေလွှတ်ပြနေလို့အထိန်တော်ကြီးလည်းမေ့လဲသွားပြီဖြစ်ပါတယ်အထိန်တော်ကြံပြန်တတိရလာတော့မောင်ရင်ကဖုံးရှိဆရာဆိုရင်ဘာကြောင့်တရဲနေနေတွေတိနေရတာလဲမေးကြည့်တော့ထိုရေကန်တရဲကအထိန်တော်ကြီးစီနောက်တစ်ခေါက်ပြန်လာလိုက်အောင်မယ်လို့ပြောတော့မှကြောက်ရွံ့နေတဲ့အထိန်တော်ကဒီလိုဆိုဘယ်လိုလုပ်ရမလဲမေးတော့တရဲကိုတိတ်နှင်းကျင်နေဆိုရင်မတေခင်ကဘယ်သူပဲဝါဖြစ်တယ်ဆိုတာသိဖို့လိုကြောင်းပြောပြပါတယ်အဲ့ဒီတော့မှရေကန်တရဲဟာနတ်ရွာဆန်မင်းကြီးရဲ့နောက်ဆုံးအချစ်တော်ကိုလို့တော်ဖြစ်ကြောင်းပြောပြကခုအချိန်ကနှင်းကြတဲ့ဘဝကလာတဲ့တာမန်မိမတယောက်ကဘယင်ကြီးရဲ့အချစ်တွေပုံရခဲ့ပြီးပုံဝင်ရသည့်အထိအချစ်ခံခဲ့ရပါတယ်တို့ပေမဲ့နောက်ပိုင်းမှာတီးလိုက်ရတာကသူမဟာတော်ဝင်အဆောင်တစ်ယောက်နဲ့ချစ်ခင်ဆုံမနေကြောင်းသိရှိခဲ့ကြပြီးဒါကိုတိသွားတဲ့မေတော်ကြီးကတော်ဝင်အဆောင်ကိုညှဉ်းပန်းနှိပ်စက်ကစစ်မေးခဲ့ပြီးမဲ့ဝန်မခံခဲ့တာမို့စစ်တီတွေကိုဆေးလွှတ်ပြီးတက်တိရှာဖွေခိုင်းတော့မှထိုအဆောင်ကဝန်ခံခဲ့ပြီးကိုလို့တော်မှရလာတဲ့ကိုဝင်ဟာလည်းဘယင်ကြီးရဲ့ရင်တွင်းမဟုတ်ဘဲထိုအဆောင်ရဲ့ကိုဝင်ဖြစ်နေလို့ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီးတိဆုံးသွားရတာဖြစ်လို့အခုလိုအညိုအတွေးတွေနဲ့တရဲဖြစ်နေကြောင်းရှင်းပြတော့မှဒီလိုဆိုသူ့ရဲ့အတုံးဆောင်ပစ္စည်းတစ်ခုခုကြံနေအောင်မလားမေးကြည့်တော့နန်းတွင်တစ္ဆာပေါက်ဖြစ်လို့အတုံးဆောင်ပစ္စည်းအလုံးကိုမိရှုဖျက်ဆီးခဲ့တဲ့အပြင်အုတ်ကူဆိုတာလည်းထားမပေးပဲလက်စဖျောက်ခံခဲ့ရတာမို့ဘာမှမရှိတော့ကြောင်းဆိုပါတယ်အဲ့ဒီကနေပြန်လာခဲ့ကြတော့အဲ့ဒီအဖြစ်ပြက်ထဲမှာနန်းတွင်းရဲ့အရှက်ရစရာကိစ္စတွေလည်းပါဝင်ပတ်သက်နေနိုင်တာမို့ထိုတော်ဝင်အဆောင်ရဲ့အိမ်တော်ကိုတွားကြည့်တဲ့နယ်ပြောနေလို့အဲ့ဒီတော်ဝင်အဆောင်အိမ်တော်ကိုတွားတဲ့သူတိုင်းဟာအချိန်မတန်ပဲတည်တွားကြရတာကြီးပဲမို့တေချင်လိုလားမင်းနေတဲ့ဂူကျွန်းကိုဒီလိုဆိုဘယ်လိုလုပ်ရမလဲမေးတော့သူ့မှာဝိညာဉ်အနေနဲ့တော့ဖို့နီလန်တစ်ခုရှိပေမဲ့အရန်အနေအများကြောင့်ပြောပြပါတယ်အကယ်၍ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကအရန်ဝေးကွာသွားမယ်ဆိုရင်ပြန်လာနိုင်ဖို့ခက်ခဲတော့မှာဖြစ်ပြီးသူကိုယ်တိုင်ဟာလည်းမကောင်းဆိုးဝါးဝိညာဉ်ဖြစ်တော့မှာဖြစ်ကြောင်းပြောရင်းယူရင်းပြက်တစ်ခုကိုစိုက်ကြည့်နေမိပါတယ်အခန်းကိုပြန်လာကြတဲ့အခါအရင်ချင်းနေတဲ့ဂူကျွန်းကိုအကယ်၍သူမထံကရန်ဆွမ်းအင်ကိုလိုအပ်လျင်ဆုပ်ယူဖို့ပြောတော့ခံကားကြီးကရန်ဆွမ်းအင်ကိုသူ့ကိုပေးမယ်ဆိုလျင်သူ့ခန္ဓာကိုယ်ကိုတင်းကျပ်စွာပွေ့ဖက်ပြီးအနှွေးတက်ပေးရမှာဖြစ်လို့မင်းဆန္ဒရှိရလားလို့မေးကသူကိုယ်တိုင်ကလည်းအဲ့ဒီလိုအလိုမရှိတာမို့နေပါစေလို့တာဆိုပါတယ်ဒီလိုဆိုနောက်တစ်ချိန်ဝိညာဉ်လောကကိုတွားရင်သူမကိုပါခေါ်တွားဖို့ပြောနေလို့တေဖို့နီလန်းကိုပြခိုင်းနေတာလားမေးတော့ရှင်းကိုကူညီဖို့နီလန်းရှာတာပါပြောနေတဲ့ဆန်ကန်းကိုသူ့ကိုတကယ်ကူညီချင်တာဆိုရင်သူတွေဆုံးသွားပြီးမကောင်းဆိုးဝါးအဖြစ်နဲ့နန်းတော်ကလူတွေကိုမတတ်မိခင်ဘယင်ကြီးထံတွားပြီးနန်းတော်ကထွက်သွားလို့ရအောင်ကူပြောပေးဖို့တောင်းဆိုတော့တရက်ကိုမဖမ်းနိုင်ပဲနန်းတော်ကထွက်သွားလို့ရမယ်ထင်နေတဲ့အတွေ့ကိုမေ့ပြစ်လိုက်ဖို့ပြန်ပြောတော့အကယ်၍သူသာဒီနန်းတော်ထဲမှာတည်ခဲ့ရမည်ဆိုလျင်မကောင်းဆိုးဝါးတကောင်ဖြစ်သွားမှာမလို့သူအရင်တွားရှာမဲ့သူဟာဘယင်ကြီးပဲလို့ဆိုပါတယ်ညဘက်ရောက်တော့ဂူကျွန်းတယောက်သူတွေ့ခဲ့ရတဲ့ရေတွင်းပြက်ကညှို့တာခံနေရပြီးထိုရေတွင်းပြက်အနားကိုရောက်သွားတော့ရေတွင်းပြက်ထဲကအနားကိုကက်ခဲဖို့ခေါ်နေတာကြောင့်ရေတွင်းပြက်အနားကိုကတ်သွားမိလိုက်ပြီးရေတွင်းပြက်ထဲကမကောင်းဆိုးဝါးတကောင်ကဝါမျိုးသွားတာကိုခံလိုက်ရပါတယ်မနက်ရောက်တော့ရေတွင်းပြက်
ပြတ်ထဲမှာတေဆုံးနေတဲ့သူကဂူကျွန်းမဟုတ်ဘဲရေထဲမှာတယောက်ဖြစ်နေတဲ့အပြင်အခုလိုရေတွေမကြာခဏတေဆုံးနေကြရလို့အလုံးပိတ်ထားတဲ့ဒီရေတွင်းဟာလည်းအခုချိန်ပွင့်နေခဲ့တာကပိုပြီးထူးဆန်းနေတယ်လို့အထိန်တော်ကဆိုနေပါတယ်။ညတဲ့ကောင်ညာအချိန်တုန်းကဘယင်ကြီးရဲ့ဖုံးရွှေ့စရာကိုဒီရေတွင်းနားမှာတွေ့ရတာကြောင့်ရုံးတော်ကိုတင်လိုက်ရမလားလျှောက်တင်တော့မေတော်ကြီးရဲ့အသက်80ပြည့်မွေးနေ့ရှိတာမို့တိုးတိုးတိတ်တိတ်ဖြည့်ရှင်းဖို့တာမှာပါတယ်။ဆန်ခန်းတယောက်ဂူကျွန်းအခန်းကိုတွားကြည့်တော့အားရင်ချင်းနေစွာအိပ်ပျော်နေတဲ့ဂူကျွန်းကိုတွေ့ရပြီးလက်မတွေးတွေပေကြံနေလို့ဘဒုတွေးလက်နဲ့ညတဲ့ကောင်တုန်းကအပြင်ကိုဘာထွက်လောက်တာလဲမေးကြည့်တော့သူကိုယ်တိုင်လဲအားနေနေတဲ့အပြင်သူ့ရဲ့ရန်ဆွမ်းအင်တွေကိုကောမော့စာအီကဆော့ယူတာခန့်နေရလို့ဘာတစ်ခုမှမတည်ကြောင်းတာဖြေပါတယ်။မေတော်ကြီးရဲ့မွေးနေ့မတိုင်ခင်တရက်မှာမင်းသားကြောင့်အန်ကအခြေအနေပုံမဆိုးရလာနေပြီဖြစ်လို့ဂူကျွန်းကိုဆင့်ခေါ်ကဘယ်အချိန်ထိဆောင်းရအောင်မလဲမေးတော့သူ့ရဲ့ရန်ဆွမ်းအင်တွေကိုဆော့ယူနေတဲ့ဒီနန်းတော်ကနေအရင်ထွက်ခွာခွင့်ပေးဖို့တောင်းဆိုပါတယ်။မနက်ဖြန်မေတော်ကြီးရဲ့မွေးနေ့မှာသူ့ရဲ့တာတော်ရန်အန်လမ်းလျှောက်ပြီးမတယောက်နိုင်ပါကဒီနန်းတော်ထဲမှာပဲအတေတက်ပြစ်မိဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ကိုလည်းဘယ်မှမတွားနိုင်အောင်တစ်လုံးချုပ်ထားလိုက်မယ်လို့ရာဇတံပေးလိုက်ပါတယ်။အဲ့ဒီနောက်ဆန်ခန်းကိုသူ့အဆောင်မှာတွားရှာတော့ဆန်ခန်းကိုမတွေ့ရပဲဆန်ခန်းနဲ့အတူနေတဲ့ကောင်မလေးကိုအကူအညီတောင်းကသူ့ရဲ့တွေးနဲ့ရွံ့နှောထားတဲ့ကြေးစလုံးကိုဂျွန်းချွန်းမှရှိတဲ့တော်ဝင်အဆောင်ရဲ့အိမ်ရှိမှချခိုင်းလိုက်ကသူကိုယ်တိုင်ကတော့ဆင်အိုးတဲကိုရေပေးထည့်ပြီးတူတွေးကိုတုံးကတရေဝိညာဉ်ကိုရှာဖို့တခြားကဘာဘက်ကိုကူးသွားပြီဖြစ်ပါတယ်။တစ်ဖက်ကဆန်ခန်းတယောက်ကတော့မိုးကြိုးကဇီးပင်ကိုထိမှန်သွားတဲ့နေရာရောက်ရှိနေပြီးဂူကျွန်းပြပြထားတဲ့မိုးကြိုးထိခံထားရတဲ့ဇီးပင်အတားဟာအရန်ခိုင်မာမှုရှိကြောင်းပြန်တတိယသွားပြီးကောင်းကင်ဘုံကကူညီနေတာပဲလို့ရည်ရွယ်မိလိုက်ပါတယ်။တော်ဝင်အဆောင်ရှိကိုရောက်သွားပြီဖြစ်တဲ့ဂူကျွန်းတယောက်ကိုမကောင်းဆိုးဝါးကောင်နဲ့ထိတ်တိုက်တွေ့ကြပြီဖြစ်ပြီးနှစ်ယောက်သားစတင်တိုက်ခိုက်ကြပါတယ်။မကောင်းဆိုးဝါးကောင်ကဆွမ်းအားကြီးတည်းဖြစ်နေတဲ့အပြင်ဓာရီမှာပါထူးချွန်နေတဲ့တော်ဝင်အဆောင်အိမ်တော်ကဖြစ်လို့အတဲအတန်ပြန်လည်တိုက်ခိုက်နေရပြီးဓာချင်းရှင်ခုံမိလိုက်လို့တူလာတဲ့ဓာတစ်ချောင်းကတော့ထပ်ပိုင်းကျသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီနောက်ကျန်တဲ့ဓာနှစ်ချောင်းနဲ့အားကောင်တုံတိုက်ခိုက်ဖို့ကြိုးစားနေစဉ်ဆန်ခန်းလဲထိုးနေရကိုလိုက်လာခဲ့ပြီးနားဆွင့်ကြည့်တော့ကိုကျွန်းတို့ရဲ့တိုက်ခိုက်တံတွေကိုကြားနေရပြီဖြစ်ပါတယ်။တရေကောင်ကိုရက်လိုက်ဖို့နဲ့ဘာကြောင့်အခုလိုတွေ့ခဲ့နေရတာလဲမေးကြည့်တော့သူ့အပြစ်တွေကြောင့်ထုံမိန်ကလေးတည်ရတာလို့ပြောပြီးကိုကျွန်းရဲ့ဓာနှစ်ချောင်းစလုံးကိုခုတ်ပိုင်လိုက်ပြီးမှုဓာနှစ်ချောင်းစလုံးကျိုးပဲ့သွားပြီဖြစ်ပါတယ်။ကိုကျွန်းကိုဓာနဲ့ထိုးဖို့လုပ်နေစဉ်ဆန်ခန်းကမိုးကြိုးထိမှန်ထားတဲ့ဇီးပင်ဓာလာပေးလို့ထိုဓာကိုဆွဲယူကပြန်လည်တိုက်ခိုက်တော့မှကိုကျွန်းတယောက်ပြန်လည်အတားစီးရသွားပြီးတရေကောင်ကိုအားနေစေခဲ့နိုင်ပါတယ်။အဲ့ဒီတော့မှမျက်နှာဖုံးကွာချသွားပြီဖြစ်တဲ့တရေကောင်ကအဲ့ဒီမိန်းကလေးကိုမဟုတ်မမှန်ဝန်ခံခိုင်းခဲ့ရပြီးကြောက်ချပေးမယ်ဆိုရင်မိသားစုတစ်ခုလုံးမျိုးတုံးတစ်ဖြတ်ခံရခြင်းကနေကင်းလွတ်ခွင့်ပေးမယ်လို့ပြောခဲ့တာကြောင့်သူဟာမေတော်ကြီးနဲ့ပူးပေါင်းခဲ့ရပြီးအဲ့ဒီမိန်းကလေးကသူကလေးအတွက်ချုပ်လုပ်ထားတဲ့အဝိစာတချို့ကိုဒီတစ်ပင်ကြီးအောက်မှာမြုပ်ထားတာဖြစ်လို့သူမပြန်လာတဲ့အထိကာကွယ်ဖို့လိုကြောင်းနဲ့သူမစီကနေခွင့်လွှတ်မှုတောင်းခံဖို့လိုကြောင်းရှင်းပြပါတယ်။ထို့နောက်ထိုတရေကောင်လည်းဘဝကူးပြောင်းသွားပြီဖြစ်ကဆန်ခန်းကတော့ထိုတစ်ပင်အောက်ကရေကန်တရေမရဲ့ကလေးအတွက်ချုပ်လုပ်ထားတဲ့အဝတ်ကိုသူ့ဖော်ယူလိုက်ပါတယ်။တရေကိုနှိမ့်နှင်းပြီးသွားပြီမဲ့ဂူကျွန်းတယောက်လူလောကကိုပြန်ဝင်မလာနိုင်သေးတာကြောင့်တခြားလောက်ဆရာမရှိတော့လို့ဂူကျွန်းရှိတဲ့ဝိညာဉ်လောကဘက်ကိုလူမကိုယ်တိုင်လိုက်ခဲ့ဖို့ရေထဲကိုဆင်းသွားခဲ့ရပါတယ်။ဝိညာဉ်လောကဘက်ကိုရောက်လာတော့ကိုကျွန်းတယောက်ရေတွင်းထဲကတရေညှို့တာကိုခံနေရပြီးထိုတရေထံတွားနေစဉ်ဆန်ခန်းကရောက်လာပြီးတားပြီးမဲ့ဆန်ခန်းကိုယ်တိုင်လည်းဂွေမဲတွေဖမ်းချုပ်တာခံနေရပြီဖြစ်ပါတယ်။ထိုဂွေမဲထံကိုကျွန်းရောက်သွားတော့ထိုမကောင်းဆိုးဝါးကောင်ကလက်ပဲညှိနေပြီဖြစ်ပြီးဆန်ခန်းကိုပါအားလုံးကဝိုင်းမြေဖို့ကြိုးစားနေစဉ်ကိုကျွန်းအနာကိုအမြဲလိုက်တွဲကတ်နေတဲ့ကွန်မော့စာအီကလိုက်လာကထိုမကောင်းဆိုးဝါးကောင်တွေကိုဆောက်တော့ပစ်လိုက်ကအေယာမအကောင်ပုံစံပြောင်းလိုက်ပြီးဂူကျွန်းကိုစားဖို့လုပ်နေတဲ့ဂွေမဲကောင်ကိုရေတွင်းပြတ်တဲ့ခေါ်ကတိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။ဂူကျွန်းရဲ့ဝိညာဉ်ကတော့လေလွတ်နေပြီဖြစ်လို့အရင်ကသူပြောခဲ့တဲ့မင်းကြီးကိုအရင်ရှာမှာဆိုတဲ့အကြောင်းပြန်ကြားရောက်ရင်ဂူကျွန်းတယောက်မေတော်ကြီးရဲ့မွေးနေ့ထံကိုရှောက်လာနေပြီဖြစ်ပါတယ်။ Иди позаноси! မေတော်ကြီးရဲ့မွေးနေ့တက်ရောက်ဖို့ပြင်ဆင်နေတဲ့ဘရင်ကြီးထံအမတ်ကြီးတယောက်ကတူသားတွေနဲ့အတူမင်းသားအစ္စံရောက်နေပြီဖြစ်ကြောင်းလာလျှောက်ထားတော့သူ့ရဲ့တားတော့ရောင်အန်ကောဘလို့ချင်းနေလဲမေးပါတယ်မင်းသားရောင်အန်ကတော့တတ်တာချင်းမရှိလို့အခမ်းအနားမတက်ရောက်နိုင်ကြောင်းလျှောက်ထားတော့ကိုလုံးတော်တွေကိုထွက်သွားဖို့အမိန့်ပေးလိုက်ပြီးဂူကျွန်းလဲဒီတစ်ချိန်မအောင်မြင်ပဲပြန်လာရတဲ့ထင်တယ်လို့ပြောကတရဲကြောင့်ဘရင်ပလင်တော်ပေါ်တက်ခွင့်ရခဲ့ပြီးအဲ့ဒီတရဲကြောင့်ပဲဒီပလင်နေရာကနေပြိုလဲတော့မယ်ထင်ပါတယ်လို့ရည်ရွယ်မိပြီးမေတော်ကြီးရဲ့အခမ်းအနားကိုတက်ရောက်ပါတယ်ကားပြဖြော်ရည်မှုတွေနဲ့အတူအရှိဆန်မင်းသားအနေနဲ့ရမကာကွက်ဆက်သားရမယ့်အလဲဖြစ်ပေမဲ့ထိုနေရာကအခုထိလက်လက်နေသေးလို့ကြော်လိုက်ရမလားမေးနေလို့မေတော်ကြီးဖြစ်သူကအဲ့ဒီလိုမဟုတ်ဘဲသူမဟာနောက်နှစ်မွေးနေ့ကိုမြင်နိုင်ဖို့မသေးကြတော့တာကြောင့်ဆိုကမင်းကြီးပဲလက်ပြီးဘယ်လိုသဘောရတယ်လဲမေးလိုက်တော့ဘာမှမတတ်နိုင်တော့တဲ့မင်းကြီးလဲမေတော်ကြီးတဘောအတိုင်းဆောင်ရွက်ဖို့ပြောလိုက်ရပြီး
မင်းသားအစန်တာတော့ကိုရှေ့တော်မောက်ခါစားဝင်စီကအင်ရှိဆန်ရိုက်ရအတွက်ရမကာကွက်ဆက်တခိုင်းပါတယ်ထိုအချိန်တီးခတ်နေတဲ့သူရိယာချူတွေပြတ်ထွက်ကုန်ကလေပြင်းတွေလည်းတိုက်ခတ်လာပြီးရင်ပြင်တစ်ခုလုံးကမောက်ကမများစွာနဲ့ဓာတ်ကိုဆွဲပြီးလမ်းလျှောက်လာတဲ့မကောင်းဆိုးဝါးတစ်ကောင်ဝင်လာပါတယ်မင်းကိုဖိနှိပ်ချုပ်ချက်လိုက်မယ်ဆိုအခုလိုဝိညာဉ်ပုံစံနဲ့သူ့ထံရောက်လာမယ်ဆိုတာကြိုတင်တွက်ဆထားပြီးသားလို့တွေးနေတဲ့ဘရင်ကြီးကကိုကျွန်းရောက်လာမှန်တိနေပြီးနှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်ကြချိန်တိုက်ခိုက်ဖို့ပြေးဝင်လာတဲ့ကိုကျွန်းကိုနောက်ကလိုက်လာတဲ့ဆန်ကန်းကတားဆီးလိုက်ပြီးအတိစိတ်ပြန်ဝင်လာအောင်ပြန်နှိုးဆော်ပေးနေရပါတယ်ဘယ်လိုမှတားဆီးလို့မရတော့တာမို့ရန်ဆွမ်းအင်တွေယော်နေပြီးဂွေမဲညို့တာခံနေရတဲ့ကိုကျွန်းကိုသူမရဲ့ရန်ဆွမ်းအင်တွေပေးနိုင်ဖို့နှွေးထွေးစာပွေးဖက်ပေးလိုက်တော့မှအတိစိတ်တွေပုံမှန်ပြန်ဝင်လာပြီးလူသားဝိညာဉ်ဘက်ကနေနိုးထလာနိုင်ခဲ့ပါတယ်။တိုးပေမဲ့သူ့ကိုလာခဲ့တဲ့ဆန်ကန်းကပြန်မလာနိုင်မှန်းသိလို့ရေခံဘက်ကိုအမြန်ပြေးလာခဲ့ရပြီးကျိုးကနေတဆင့်ဆွဲတင်နေရပါတယ်။ဒီမေးလေးတာပြန်လာခဲ့တဲ့ဆန်ကန်းကိုကယ်တင်နိုင်ခဲ့ပြီးတတိပြန်ရလာတော့သူ့ကိုကယ်တင်ပေးခဲ့တဲ့ဆန်ကန်းကိုဝိညာဉ်လောကဘက်ကိုလိုက်ကယ်တင်ပေးရမလားလို့စူပူလိုက်ပြီးသူမလည်းအရန်ကြောက်လွင်တာကြောင့်နောက်တစ်ချိန်လိုက်ကယ်ပြမှာမဟုတ်တော့ကြောင်းပြောကအာရင်ချိနဲ့ဇော်နဲ့လဲကျသွားပြီဖြစ်ပါတယ်အခမ်းအနားဘက်မှာတော့မင်းသားအစ်ဆန်ရဲ့တားတော်ဟာလည်းအာရင်ချိနဲ့ဇော်လဲကျသွားခဲ့ပြီးမှမင်းကြီးအစီအစဉ်အောင်မြင်သွားခဲ့ပြီဖြစ်ပြီးဒီလိုချိုရင်းချက်ရှိပြီးဒီလောက်အားနည်းနေရင်နန်းတော်ရဲ့ဖိအားကိုခံနိုင်ရှိမှမဟုတ်တာကြောင့်ရွေးချယ်တဲ့ပုဂ္ဂိုလ်အနေနဲ့အမြင်အာရုံပိုကောင်းအောင်လေ့ကျင့်နေကြောင်းခနဲ့ကပွဲတော်ကိုဆက်လက်ကျင်းပစီပါတယ်ဆန်ခန်းငယ်စဉ်ကတရေဆိုတာတကယ်မရှိဘူးလို့အချင်းချင်းရေရွေ့နေတဲ့သူမအမေနာကိုကတ်သွားတော့တရေကနင့်အဖေပဲလို့ပြောတဲ့ကိုကြားခဲ့ရပြီးအဲ့ရပေါ်မှာပြန်နိုးထလာပါတယ်ဘေးမှာဂူကျွန်းထိုင်ဆောင်နေတာကိုတွေ့ရပေမဲ့သူများအခန်းတကားကိုဒီလိုပဲအလွယ်တကူဖွင့်ကြည့်ရတာလားငေါ့နေလို့လှည့်ပြန်သွားခဲ့ရပြန်ပါတယ်သူမနဲ့အတူတခန်းနဲ့နေတဲ့ကောင်မလေးရောက်လာပြီးတေတွားပြီးထင်တဲ့ကူကျွင်းကတော့အကောင့်တိုင်းပြန်ရောက်လာပြီးအကောင့်တိုင်းရှိနေတဲ့ဆန်ကန်းကတေတွားသူတယောက်လို3ရက်လုံးလုံးအိပ်ပျော်နေလို့ဘယ်လိုဖြစ်ကြတာလဲမေးကြည့်တော့3ရက်တောင်အိပ်နေခဲ့တာလားပြန်မေးနေတဲ့ဆန်ကန်းကိုအားရှိစေမဲ့ဆေးမြစ်အကြီးကြိုထားတာတွေတိုက်ပေးပါတယ်အားရှိသွားတာနဲ့သူမနဲ့မတည့်တဲ့ကူကျွင်းထံရောက်သွားပြီးသူမနေတူ3ရက်လုံးလုံးဘာမှမစားတဲ့ကူကျွင်းကိုဆံမုံလာကြွေးပါတယ်မစားတော့ဘူးညင်းနေတဲ့ကူကျွင်းကိုအစာစားမှအလုံးလုံးနိုင်မှဖြစ်ပြီးတော်ဝင်အဆောက်အိမ်မှာတွေးခဲ့တဲ့ပစ္စည်းကလည်းလက်ထက်ရောက်နေပြီဖြစ်ကြောင်းပြောတော့မှဆံမုံတစ်ခုကိုယူစားလိုက်ပြီးထိုပစ္စည်းကဘယ်မှာလဲမေးကြည့်ပါတယ်မမွေးရသေးတဲ့ကလေးအတွက်ကိုလုံးတော်ကိုယ်တိုင်ချုပ်လုပ်ထားတဲ့အင်ကြီးဖြစ်ပေမဲ့ဒီဟာနဲ့ရေခံတရက်ကိုနှိမ်နိုင်ပါမလားမေးကြည့်တော့ဖြစ်နိုင်မယ်လို့ထင်ပေမဲ့တာမန်တရက်မဟုတ်ဘဲနှစ်ပေါင်း30ကြာအောင်အညိုးသေးတွေနဲ့လူတက်နေတဲ့တရက်ဖြစ်တာကြောင့်အများကြီးပြင်ဆင်ဖို့တော့လိုလိမ့်မယ်လို့ပြောပြပါတယ်မိုးကြိုးမှန်ထားတဲ့ဇီးပင်သားကဘယ်ကားရတာလဲမေးကြည့်တော့ကံကောင်းကျင်တော့ထိုနေ့ညကနန်းတော်တွေကဇီးပင်ကိုမိုးကြိုးထိမှန်ခဲ့လို့ရခဲ့တာဖြစ်ကြောင်းပြောပြကအကူအညီဖြစ်လာမေးတော့အရန်ကိုအကူအညီဖြစ်ကြောင်းပြောပြပါတယ်ဒီလိုဆိုကျေးဇူးတင်ပါတယ်လောက်တော့ပြောတဲ့နဲ့မဟုတ်လားပြောနေလို့တယောက်တစ်ခွန်းစကားများကြပြန်ပါတယ်ဆန်ခန်းထပြန်ဖို့လှုပ်စဉ်အာရင်ချင်းနဲ့နေတာတတိထားမိလို့ဘာဖြစ်လို့လဲမေးကြည့်တော့ဟိုဘက်ဝင်းကျင်လောကကပြန်လာစဉ်တုန်းကရေကန်တရဲနဲ့တွေ့ခဲ့ရပြီးသူမဆွမ်းအင်တွေဆုပ်ယူခံလိုက်ရတဲ့ကြောင်းပြောပြတော့မှခဏစဉ်းစားနေတဲ့ကူကျွန်းကိုဘာဖြစ်လို့လဲပြန်မေးကြည့်တော့မင်းသမီးရဲ့ဆွမ်းအင်တွေဆုပ်ယူသွားနိုင်တာကြောင့်ရေကန်တရဲလည်းအဆွမ်းတွေပြန်ရတော့လောက်ပြီဖြစ်ကြောင်းပြောပြပါတယ်ပြင်ဆင်ချိန်မရတော့တဲ့ကူကျွန်းတို့လည်းထိုညမှာတင်ရေကန်တရဲနဲ့တိုက်ခိုက်ဖို့ရေကန်ထဲကိုပြန်ဆင်းခဲ့ကြရပြန်ပါတယ်ဒီတစ်ချိန်ကလေးအဝတ်တွေပါယူလာပြီးဖြစ်လို့ရေကန်တရဲကိုကလေးအဝတ်ဖုံးထားတဲ့ကျွဲကောင်းပြက်နဲ့မြားကထိုအဝတ်ထံအာရုံရောက်နေချိန်ဘရင်ကိုလို့တော့ချုပ်လုပ်ခဲ့တဲ့အဝတ်စအနှဲငယ်နဲ့ကူကျွန်းရဲ့တွေးအနှဲငယ်ပေါင်းဆက်ကမြားတံကိုရစ်ပတ်ပြီးရေကန်တရဲကိုထိမှန်အောင်ပစ်ခါအားနဲ့တွားအောင်အရင်ဖန်တီးကြပါတယ်ထိုအစီအရင်ကြောင့်ရေကန်တရဲအားနဲ့တွားချိန်ကူကျွန်းကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမင်းမျိုးမင်းနွယ်ရဲ့တွေးသားကိုတက်လိုက်ပါကလည်းခလေးကအတက်ပြန်ရှင်လာနိုင်တာမဟုတ်တာကြောင့်ထိုရန်ညိုးကိုဖိဖြောက်ပြီးနောက်ဘဝကိုကူးဖို့နားချပါတယ်ခဏနေတော့ဂူကျွန်းတယောက်ရေပေါ်ကိုပြန်ပေါ်လာနိုင်ခဲ့ပြီးအခန်းထဲကမင်းသားကြောင်အန်လည်းပြန်လည်တက်တာလာကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်ပါတယ်။မေတော်ကြီးကတော့ထိုကိစ္စကိုကျင်းတဲ့ပုံမပေါ်တာကြောင့်ဖုံးရွှေဆရာကဘယ်လိုကြောင့်တရဲကိုနှိမ်နှင်းနိုင်ရတာလဲနဲ့တရဲကိုနှိမ်နှင်းတဲ့ဖြစ်စဉ်မှာလည်းတေချာပေါက်လှုပ်ဝက်ချက်ကိုတိတော်မှာဖြစ်လို့အဲ့ဒီကောင်ရဲ့ပါဇက်ကိုပိတ်ပြရမယ်လို့ဆိုပါတယ်။ဆန်ခန်းတယောက်ဘရင်ကြီးထံရောက်လာပြီးရေခံတရဲကိုနှိမ်နှင်းလိုက်နိုင်ပြီဖြစ်ကြောင်းနဲ့ဒီထမ်းဆောင်မှုအတွက်တခုခုတောင်းဆိုလို့ရမလားမေးကြည့်တော့အဲ့ဒါမတိုင်ခင်သူ့ကိုခက်တင်ပေးခဲ့လို့ကျေးဇူးတင်ကြောင်းဆိုကကြကြံခဲ့တဲ့ချူလုံးလေးကိုပြန်ပေးပါတယ်။ထိုချူလုံးလေးကသူမငငယ်ကမကောင်းဆိုးဝါးအတန်တွေရန်ကနေကောက်ွယ်ပေးနိုင်ဖို့ပေးခဲ့တာဖြစ်ပြီးဘူကျွန်းတယောက်ဘရင်ကြီးကိုလာတက်ဖို့လုပ်ခဲ့စဉ်ကကြားကြံခဲ့တာလည်းဖြစ်ပါတယ်မင်းလိုချင်တဲ့ဆုလက်ကဘာလဲမေးကြည့်တော့ဂူကျွန်းကိုဒီနန်းတော်ကနေဘာအနေမှမပြုတ်ပဲထွက်သွားခွင့်ပေးဖို့လို့ဆိုတာကြောင့်သဘောတူပေးလိုက်ပါတယ်နန်းတော်အပြင်ထွက်ခွင့်ရသွားတဲ့ဂူကျွန်းတယောက်ပျော်ရွှင်ပုံမရလို့ဘာဖြစ်ရပြန်တာလဲမေးကြည့်တော့တခုခုထူးဆန်းနေတာကိုခန်းစားရလို့ဖြစ်ကြောင်းပြောပါတယ်မင်းသားကြောင့်အရဲ့ခန္ဓာကိုယ်ကလုံးဝပြန်ကောင်းတော့တာတိတ်ကြရဲ့လားနဲ့မင်းသမီးခန္ဓာကိုယ်ကဒဏ်ရာကိုဘယ်လိုလဲမေးကြည့်တော့အားလုံးပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ကြပေမဲ့အရှိနန်းတော်ကိုအနှစ်30လုံးလုံးတိုက်ခိုက်လာခဲ့ပြီးအရှိဆန်9ယောက်ကိုတက်ခဲ့တဲ့ဒီတရေကအလွန်အားနဲ့လွင့်နေပြီးဒီလောက်လွယ်လွယ်နဲ့ပျောက်ကွယ်သွားတာကထူးဆန်းနေကြောင်းရှင်းပြပါတယ်ဒီလိုဆိုဒီတည်ဆုံးမှုတွေကတကယ်ပဲရေကန်တရေရဲ့လက်ချက်မဟုတ်ရဲ့လားလို့ကောက်ချက်ချနိုင်ပြီးအကယ်၍ရေကန်တရေရဲ့လက်ချက်မဟုတ်ခဲ့လျင်ကောဘာကြောင့်ဖြစ်နိုင်မလဲလို့နှစ်ယောက်သားအတွေးများနေကြပြီဖြစ်ပါတယ်
ထို့နောက်မေတော်ကြီးထံမင်းသမီးတယောက်အဖြစ်ခါစားဝင်ကမလိုအပ်ဖဲဒီအထိရောက်လာတာကဘာအကြောင်းများလဲမေးကြည့်တော့မေတော်ကြီးရဲ့တက်တော်80ပြည့်မွေးနေ့အတွက်လက်ဆောင်လာရောက်ဆက်တက်တာလို့ဆိုပါတယ်။သူခွင့်ပြုချက်မရဘဲဘယ်လိုကြောင့်နန်းတော်ထဲပြန်ဝင်လာတာလဲမေးတော့ဘရင်ကြီးရဲ့ခွင့်ပြုချက်ကြောင့်လို့ဆိုပါတယ်။ဘရင်ကြီးကသူ့ကိုမတိုင်ပင်ပဲအပြစ်ကျူးလွန်ထားတဲ့မိခင်ရဲ့သမီးကိုပြန်ခေါ်ထားရတာလားမေးတော့စားတူလောင်ခန့်ဘက်ကကိုလုံးတော်တွေကိစ္စကြောင့်နဲ့သူမမေတော်ပေါ်အပြစ်ပုံချပြီးနှင်ထုတ်ခဲ့တာကိုဆိုလိုတာမေးတော့မှငြိမ်သက်သွားတဲ့မေတော်ကြီးကိုထပ်မံဖိအားပေးလိုက်ပြီးအဲ့ဒီကိစ္စတာဖော်ထုတ်ခံရရင်ဘရင်အချစ်တော်ကိုလုံးတော်ရဲ့တိတ်ဆုံးရတဲ့အကြောင်းရင်းလဲဖော်ထုတ်ခံရမှာဖြစ်ပြီးရေကန်တရဲနဲ့ဆက်နွယ်နေတဲ့မေတော်ကြီးရဲ့ရှက်စရာလိုဝက်ချက်လဲပေါ်လာမည်ဖြစ်ကြောင်းဆိုပါတယ်ထို့နောက်တယောက်တစ်ခွန်းစကားများကြရင်စိတ်မရှိတော့တဲ့ဆန်ကန်းကလက်ဆောင်ကိုဖွင့်ဖို့ပြောရင်ထိုပစ္စည်းဟာသူမအမိမတည်ဆုံးခင်ကနန်းတော်ကရခဲ့တဲ့ကြားခဲအတိုင်းလိုက်လုပ်ထားတာဖြစ်ပြီးအရသာတည်းမဟုတ်ဘဲပါဝင်ပစ္စည်းပါအလူဖြစ်ကြောင်းပြောကမီးစမ်းကြည့်ဖို့ပြောတော့အားလုံးကိုလွှတ်ပစ်ချလိုက်ပြီးမင်းရဲ့အမေတည်ဆုံးမှုကိုဘရင်အချစ်တော်ကိုလုံးတော်တည်ဆုံးမှုပါသူမနဲ့မတက်ဆိုင်ကြောင်းပြောရင်အဲ့ဒီအရာတွေကိုဂူကျွန်းဆိုတဲ့ကောင်လေးစီကကြားခဲ့ရတာဆိုရင်နန်းတော်ကိုလိန်လည်လှည့်စားသူတွေဘလို့တည်ဆုံးခဲ့ကြရလဲဆိုတာကိုပြောပြလိုက်ဖို့မှာပါတယ်တစ်ဖက်မှာတော့ဂူကျွန်းကိုရေခန့်တရဲနဲ့ပတ်သက်တဲ့အကြောင်းတွေမေးနေကြလို့အဲ့ဒါကဘာလဲလို့ပြန်မေးပါတယ်ဘယ်လိုမှမေးလို့မရလို့တစ်တာတစ်လုံးထဲကိုထည့်ပြီးတန်ကြိုက်ပိတ်ထားလိုက်ကြချိန်မေတော်ကြီးကတော့ဒီနန်းတော်မှာလိန်လည်ပြောဆိုသူတွေအတွက်တည်ဆုံးခြင်းကစောင့်ကြိုနေမယ်လို့ထပ်မံတတိပေးပါတယ်အဲ့ဒီနောက်ဘရင်အချစ်တော်ကိုလုံးတော်ရဲ့ကလေးအင်ကြီးလေးကိုတက်တရဖြစ်ထုတ်ပြခဲ့ပြီးမေတော်ကြီးဟာဘရင်ကိုလုံးတော်အပေါ်လောက်ကျန်အပြစ်ပုံချခဲ့ပြီးမင်းကြီးရဲ့တွေးတာမျိုးဆက်တွေကိုဖြုတ်ချခဲ့သူဖြစ်ကြောင်းပြောတော့선왕의 핏줄 ။ဘာကြောင့်များလဲမနာလိုတာကြောင့်လားလို့မေးတော့ဒေါသတကြီးပောက်ကွဲထွက်လာပြီးဖြစ်တဲ့မေတော်ကြီးကဘရင်မင်းဆက်တိုင်းကြီးကျယ်မြင့်မြတ်လာတဲ့မျိုးနွယ်ကနေဆင်းသက်လာခဲ့တဲ့သူမဟာတဲ့တော်ကြာသည့်တိုင်ခလေးမမွေးနိုင်ခဲ့လို့နတ်ရွာဆန်မင်းကြီးစီကနေလစ်လျူရှုလှောင်ပြောင်ခံနေခဲ့ရပြီးအဲ့ဒီအစင်းသိမ့်တဲ့အစီကံမကတော့မင်းကြီးစီကနေအချစ်ခံခဲ့ရတဲ့အပြင်ကလေးရတော်တာဟုဆိုကတွေးယူတွေးတန်းနေပြောပြနေလို့အဲ့ဒါကြောင့်မို့လို့လိန်လည်ဆွဆွဲခဲ့တာလားမေးတော့တခုခုဝင်ရောက်ပူးကတ်နေတဲ့ပုံစံနဲ့ဟုတ်တယ်လို့ဖြေခဲ့ပြီးအဲ့ဒါကြောင့်ဘိုက်ထဲကညစ်ပတ်တဲ့တွေးသားကိုသူမကတက်ခဲ့တာလို့ဆိုပါတယ်။သူမဝန်ခံခဲ့တာတွေအတွက်တေချာပေါက်ခမဲတော်ဘရင်ကြီးနဲ့အမတ်ကြီးတွေရှိမှတရားရင်ဆိုင်ရပါလိမ့်မယ်လို့ပြောနေတဲ့မင်းသမီးကိုဘယ်သူကများနန်းတော်ကနေနှင်ထုတ်ခံထားရတဲ့အစင်းသိမ့်တဲ့သူရဲ့စကားကိုယုံကြည်မှလုံးမေးတော့တကားအပြင်ဘက်မှာပါလာတဲ့ဘရင်ကြီးရဲ့မေတော်ကြီးကိုပြလိုက်ကဒီလူတွေကိုကောစားတူလောင်ကန်းကကိုလုတ်တော်တွေလိုတက်ပြစ်အောင်မလို့လားနဲ့ဒီလိုဆိုအယိုးပြအိုးတွေအများပြားလိုတော့မီဖြစ်ကြောင်းခနဲ့ကထွက်လာခဲ့လိုက်ပါတယ်အဲ့ဒီနောက်ဘရင်ကြီးရဲ့အမှုထမ်းတွေရောက်လာပြီးကုကျွင်းကိုလွှတ်ပေးခဲ့ကဘာကိစ္စတွေရှိလို့မေတော်ကြီးကမောင်ရင်ကိုတက်ချင်နေတာပါလိုက်လို့မေးတော့မေတော်ကြီးမဟုတ်ဘဲတူနှုတ်လုံးမလုံးမင်းကြီးကခိုင်းတာမဟုတ်လားပြန်မေးကဘာကြောင့်အတက်ရှင်ခွင့်ပေးတာလဲမေးတော့ဒီလိုကိစ္စမျိုးဖြစ်မယ်မဲကြိုတိနေတဲ့မင်းသမီးကဘရင်ကြီးထံတောင်းဆိုထားလို့ဖြစ်ကြောင်းဆိုပါတယ်အဲ့ဒီနောက်နန်းတော်ထဲကထွက်ဖို့ပြင်းလာချိန်တနေရာအရောက်တော်မော့စာဤဒုက္ခရောက်နေတာမြင်လို့ကြော်တက်လာခဲ့ပေမဲ့ပြန်ကူညီပေးခဲ့ရပြီးအခုတော့မင်းနဲ့ကအကျွေးကြေပြီးပြောကထွက်လာစဉ်အားနေနေတဲ့ကောင်ကိုသူ့ရဲ့ရန်ဆွမ်းအင်တဝက်ဆုပ်ဖို့ပေးတော့အကုန်ဆုပ်ယူနေတဲ့ထိုကောင်ကိုကင်ပေါက်ကထွက်လာခဲ့လိုက်ပါတယ်မင်းသမီးဆန်ကန်တယောက်တော်ကစားထွက်ဖို့ပြင်နေတဲ့ဖခင်စီဂူကျွန်းတယောက်နန်းတော်ကနေဘေးကင်းကင်းနဲ့ထွက်သွားနိုင်ရဲ့လားဆိုပြီးလာရောက်အတီးပြုတ်နေတော့စိတ်ပူလွင်ကန်းနေတာပဲလို့တတိပေးကဂူကျွန်းကတော့အခုလောက်ဆိုနန်းတော်ကထွက်သွားပြီးတူလန်းတူရှောက်နေလောက်ပြီလို့ဆိုပါတယ်ဂူကျွန်းတယောက်ရေကန်တရဲကိုအခုလိုလွယ်လွယ်နှိမ်နှင်းနိုင်လိမ့်မယ်လို့မထင်ခဲ့ဘူးလို့ဆိုတော့ဂူကျွန်းလည်းအဲ့ဒီလိုပြောခဲ့ကြောင်းနဲ့နတ်ရွာဆန်ဘရင်ကြီးရဲ့ပထမတားတော်ဘလို့တည်ဆုံးခဲ့တာလဲမေးကြည့်တော့ပထမတားတော်ကနေစတုဒ္ဓမင်းသားအထိတရဲတက်ခံခဲ့ရတာလို့ပြောပြကဆန်ကန်းထန်တလန်းချင်းချင်းကပ်လာစဉ်အမတ်ကြီးတယောက်ကရောက်လာပြီးမင်းသားရောင်တယောက်အစင်တစ်ဖြစ်ပြီးဖြစ်ကြောင်းနဲ့တော်ကစားထွက်နိုင်ပြီဖြစ်ကြောင်းရှောက်တင်လို့ပြန်လာမှပြောကြတာပေါ်လို့ဆိုကထွက်သွားပြီဖြစ်ပါတယ်။အဲ့ဒီနောက်တယောက်ထက်ကြောင်ကလန်းတွေဖြစ်ပြီးထိုင်းကုန်နေတဲ့ဆန်ကန်းထံဂူကျွန်းရောက်လာပြီးဘာလို့ထိုင်းကုန်နေပြန်တာလဲမေးကြည့်တော့နင်ကတော့ဘာလို့ထွက်မသွားလိတာလဲပြန်မေးလို့သူတခုလွတ်သွားခဲ့တာရှိပြီးမင်းသားရောင်အန်ကိုကျင်းစာတိုက်နေတဲ့တရဲကရေကန်တရဲမဟုတ်ဘူးလို့ပြောနေပြန်တာကြောင့်ဒီလိုဆိုဘယ်သူများလဲလို့မေးကြည့်တော့တော်ကစားထွက်လာကြတဲ့မင်းကြီးရဲ့လက်ထဲကမင်းသားရောင်အန်ကတော့ဗဇက်ကနေတွေးမဲတွေစီးကြလာနေပြီးတဖြည်းဖြည်းအတန်းဝင့်ကျင်ပျောက်သွားခဲ့ပြီဖြစ်ပါတယ်။ဒါကိုတိတွားကြပြီဖြစ်တဲ့ကုကျွန်းတို့ကမင်းသားရောင်အန်အဲ့ဒီလိုဖြစ်သွားပြီဆိုရင်ရှင်လဲဒီကနေအမြန်ပြေးသွားတော့လို့ပြောနေတဲ့မင်းသမီးကိုသူသာအခုချိန်ထွက်ပြေးသွားမယ်ဆိုရင်မင်းသမီးလည်းအဲ့ဒီလိုဖြစ်သွားလိမ့်မယ်လို့ပြောနေတာကြောင့်အဲ့ဒီကိစ္စကရှင်နဲ့မဆိုင်ဘူးမဟုတ်လားလို့ပြောနေတဲ့မင်းသမီးကိုမင်းသမီးဟာလည်းသူ့ကိုဝိညာဉ်လောကအထိလာခဲ့ထားတာဖြစ်လို့မင်းသမီးအခုလိုဖြစ်နေချိန်မှာလည်းသူနဲ့တက်ဆိုင်ကြောင်းပြောကရင်ထဲကအချစ်တွေကိုထုတ်ဖော်ပြသနေကြပြီဖြစ်ပါတယ်။
ရေကန်တရဲ့လက်ချက်နဲ့ကန်တော်ကုံသွားပြီဖြစ်တဲ့မင်းသားရောင်အန်းရဲ့ဇာပနာကိုနန်းတော်တစ်ခုလုံးစီကားစွာကျင်းပကြပါတယ်။ဂူကျွန်းတယောက်ကတော့မင်းကြီးရဲ့အမျက်တော်ကလွတ်ဖို့ဖျားစဉ်အောက်ဘက်ကပလင်တော်ထဲမှာဝင်ပုန်းနေခဲ့ရပြီးစိတ်ပျက်စရာကောင်းလွန်းတဲ့ဒီနေရာကလွဲပြီးတခြားနေရာမရှိတော့ဘူးလားလို့ဆန်ခန်းကိုမေးနေမိပါတယ်။အရာအားလုံးကိုစိတ်ပြက်နေပြီးမှအခုဒီမှာတင်ရက်လိုက်ရင်မကောင်းဘူးလားမေးနေလို့ထွက်ပြေးခိုင်းတော့ကလည်းထွက်မပြေးပဲနေခဲ့ပြီးအခုမှရက်ဖို့ပြောနေတာလားလို့ဆိုပူလိုက်ပြီးအခုငါ့ကိုလားဆူနေတာပါလားလို့ပြန်ပြောရင်တယောက်တစ်ခွင့်စကားများကြပြန်ပါတယ်။တတိပြန်ဝင်လာတဲ့ဂူကျွန်းကရောမယ်ဆိုတာကအရင်ကတည်းကခက်ခဲတဲ့အရာဖြစ်လို့နည်းနည်းလောက်စိတ်တို့သွားမိကြောင်းဝန်ခံတော့အဲ့ဒီရောမယ်ဆိုတာကဘာလဲလို့မေးရပြန်ပါတယ်ရောမယ်ဆိုတာဟာလည်းအရန်ရက်ဆက်လွန်းလာတဲ့ကျိန်စာတိုက်ချင်းအတတ်ပညာတစ်မျိုးဖြစ်ပြီးလူတွေကိုအိုးထဲမှာပိတ်လောင်ကငတ်တေစေတဲ့ရည်ရွယ်ချက်ရှိအညိုတေးဝိညာဉ်တွေဖြစ်သွားအောင်လုပ်ချင်းလို့ရှင်းပြပါတယ်အခုအချိန်လေးရရေကန်တဲ့ဆင်ပြီးဝိညာဉ်ဘဝကိုကူးလို့မရနိုင်တော့တာမို့အင်ရှိဆန်မင်းသားတရဲ့အင်အားနဲ့နှိမ်နှင်းဖို့နီလန်းရှာကြည့်လိုက်အောင်မယ်လို့ဆိုနေလို့သူမှလည်းခမဲတော်ကရှင်းကိုမတက်အောင်ဖျောက်ဖျက်ကြည့်လိုက်ပါမယ်လို့ဆိုပါတယ်ဘယင်ကြီးထံအခါသားဝင်တော့ဂူကျွန်းဘယ်မှာလဲမေးနေလို့မတက်ဘူးလို့ဂရီမပေးမချင်းပြောမပြနိုင်ကြောင်းဆိုကမင်းသားရောင်အန်တေသွားပြီမလို့တော့မှသူ့တာဝန်မရှိတော့ပဲကြာရှုံးခဲ့တဲ့သူတွေရောက်ဖြစ်နေလို့ထပ်ပြီးအခွင့်အရေးပေးဖို့စိတ်ကူးမရှိကြောင်းဆိုတော့တရဲကိုမရှင်းလင်းနိုင်နေတာမလို့အခုထိသူ့ကိုလိုအပ်နေတဲ့ကြောင်းဖြောင်းပြပါတယ်အဲ့ဒီနောက်အင်ရှင်မင်းသားကတရဲဆိုတာကိုဖုံးကွယ်ဖို့အတွက်ဂူကျွန်းကိုတက်မယ်ဆိုပါကသူမတို့လည်းမကြခင်မင်းသားရောင်အန်းနာကိုလိုက်ရလိုက်မည်ဖြစ်ကြောင်းပြောနေတဲ့ဆန်ခန်းကိုအခုချိန်ကစပြီးမင်းကိုနန်းတော်ကနေနှင်ထုတ်လိုက်ပြီလို့မိန့်ပါတယ်အကယ်၍သူမတာနန်းတော်ကထွက်သွားရမယ်ဆိုပါကနတ်ရွာဆန်မင်းကြီးရဲ့တားတော်ကိုတက်ခဲ့တဲ့ရေကန်တရဲကအရင်ကတည်းကမရှိခဲ့တာမို့ထိုကိစ္စတွေအားလုံးကိုခမဲတော်လုပ်နေတာဖြစ်ကြောင်းခမဲတော်ရဲ့အရှက်ရစရာလှုပ်ဝက်ချက်တွေကိုပေါ်ထုတ်သွားမယ်လို့ချင်းချောက်နေပြီးမို့နင့်အမေလိုမျိုးမတေးချင်ဘူးဆိုရင်အဲ့ဒီစကားကိုနောက်ထပ်မပြောဖို့ဒေါသတကြီးပြောဆိုရင်ပါဇက်ကိုတင်းကျပ်စွာချုပ်ထားကဂူကျွန်းဘယ်မှာလဲလို့ထပ်မေးပါတယ်မဲတော်ကိုတက်ခဲ့တာကလည်းခမဲတော်ဘာလာပြန်မေးနေလို့တယောက်နဲ့တယောက်အညိုးကြီးစွာရင်ဆိုင်ကြရင်မမစိုးချုပ်ကိုခေါ်ကဆန်ကန်းကိုအကျဉ်းချခိုင်းလိုက်ပါတယ်ဆန်ကန်းလည်းအဖမ်းခံထားရပြီးမို့ရက်အတော်ကြာသည့်ထိဘာမှမစားမတော့ရတဲ့ဂူကျွန်းတယောက်အာရင်ချင်းနေပြီဖြစ်ပေမဲ့ရေကန်အောက်ခြေကတရဲရဲ့အတန်ကိုကြားနေရပြီးသူ့ရဲ့အညိုးသေးတွေကလည်းအရက်လေးမျက်နှာကိုပြန့်နှံ့နေပြီဖြစ်လို့ဘယင်ကြီးကဆန်ကပ်ပါအတက်အနေရရှိနေပြီဖြစ်ပါတယ်။မေတော်ကြီးဝိပယုလာရင်နတ်ရွာဆန်အင်ရှင်မင်းသားအကြောင်းဘာလို့မေးတာလဲမေးကြည့်တော့သူ့ပစ္စည်းတွေများကြံခဲ့အောင်မလားမေးနေလို့ဆန်ကပ်ရဲ့တောင်းဆိုမှုကြောင့်အခုလိုဖွတ်ထားပေးခဲ့တာကိုအခုလိုအရေးမပါတာတွေခေါ်မေးရတယ်လားလို့ဆိုပါတယ်။အင်ရှိဆန်မင်းသားကမင်းကြီးအပေါ်အညိုတေးထားနေတဲ့အကြောင်းရင်းကဘာလဲမေးနေလို့အခုတော်ဝင်မိသားစုကိုကျိန်စာတိုက်နေတာကမင်းကြီးရဲ့တားတော်လို့ဆွဆွဲနေတာလားဆိုကလှည့်ပြန်ဖို့လုပ်နေစဉ်မိမလေးကိုပါအဆုံးရှုံးခံကျင်လို့လားမေးလိုက်ပြီးမှရက်တန့်သွားခဲ့ရပါတယ်။ညီလာခံမှာတော့တိုင်းပြည်အတွင်းကရွာတရွာမှာကုဆက်မြန်ယောဂတစ်မျိုးဝင်ရောက်ဆွဲကပ်နေလို့ရွာသားတွေအလုံးမလုံးနိုင်ကြောင်းဆွေးနွေးနေကြစဉ်လစ်လက်နေတဲ့အင်ရှိဆန်ရဲ့အရာအတွက်တစုံတယောက်ကိုရွေးချယ်တဲ့မည်ဖြစ်ကြောင်းရှောက်တင်နေကြလို့မင်းသားအစ်စန်သားတော်ဟာလည်းအားနည်းသူဖြစ်နေလို့မတင်တော်ဟုမိန့်ကအင်ရှိဆန်အရာအတွက်စိတ်ပူကြဖို့မလိုသေးပဲသူအကောင်းတိုင်းကြီးရှိနေတဲ့ကြောင်းပြောနေစဉ်တရဲဝိညာဉ်ကသူ့ကိုတိုက်ခိုက်လာပြီးဖြစ်ပါတယ်အခန်းထဲမှာမင်းသားရောင်အန်းဆောင်ဖို့လှုပ်ထားတဲ့အရှိဆန်အုပ်ထုပ်ကိုကြည့်နေစဉ်တခုခုဝင်လာတာကိုသတိထားမိတဲ့ဘယင်ကြီးကလက်လွတ်စပယ်နဲ့နန်းတော်တစ်ခုလုံးကိုပြဿနာရှားနေတဲ့အပြင်မင်းသားရောင်အန်းကိုပါတက်ခဲ့တဲ့မင်းကိုကျင်းတီပေါက်တွေ့အောင်ရှာပြီးတက်ပစ်မာလို့ကျင်းသွားပါတယ်မင်းသားအစ်ဆန်နဲ့နတ်ဝင်တွေကတော့နန်းတော်ရဲ့နေရာအနှံ့မကောင်းဆိုးဝါးဝိညာဉ်တွေပြန့်နှံ့နေပြီးဘယင်ကြီးရဲ့အတက်ကျိုးဟာလည်းပြက်လို့ဆက်ဆက်အခြေအနေမှာရောက်နေပြီဖြစ်ပေမဲ့ဘယင်ကြီးကိုကယ်တင်နိုင်တဲ့ဂူကျွန်းရှိနေတဲ့အကြောင်းတင်ပြတော့အဲ့ဒီအတက်ကဲကျိုးကိုပါဖျက်ပစ်လိုက်ဖို့မှာပါတယ်နောက်တည့်ရက်မင်းသမီးထံအမတ်ကြီးရောက်လာပြီးနန်းတော်အပြင်ဘက်သွားဖို့ရှိလို့မင်းကြီးကဆင့်ခေါ်ခိုင်းကြောင်းပြောကမင်းကြီးနဲ့နန်းတော်အပြင်ဘက်ကိုထွက်လာကြပါတယ်လမ်းတစ်ဝက်ရောက်မှအင်ရှိဆန်မင်းသားရဲ့အုတ်ကူရှိသွားပြီးပွဲတော်အခမ်းအနားလောက်ကဂူကျွန်းကိုတက်ဖို့လုပ်နေတာဖြစ်ကြောင်းသိလိုက်လို့အဲ့ဒီလိုလုပ်နေတာကအသုံးဝင်မှမဟုတ်ဘဲအသက်ချမ်းသာခွင့်ပေးမယ်ဆိုပါကအသုံးဝင်လာပါလိမ့်မယ်လို့ပြောနေပေမဲ့မင်းကြီးကဂရုမစိုက်ခဲ့ပါဘူးသူတို့ဖျက်လျှောက်လာကြတဲ့ရွာတွေမှာကူးဆက်မြန်ယောဂကြောင့်ရွာသားတွေတယောက်ပြီးတယောက်အသက်ဆုံးရှုံးနေကြတာကိုမြင်လို့ရိုးရသမားတော်ထံစုံစမ်းမေးမြန်းကြည့်တော့ထူးဆန်းတဲ့ကက်ယောဂဖြစ်ပြီးဘာယောဂမှန်းလဲမသိရသေးတာမို့ကုသဖို့နေလည်းမရှိသေးတဲ့အပြင်လူတယောက်ထိုယောဂခံစားရတာနဲ့နောက်တစ်နေ့တမိသားစုလုံးထံကူးဆက်နေတာဖြစ်ပါတယ်ကလေးတယောက်ကမင်းကြီးထံအကူအညီလာတောင်းဆိုတော့ထိုကလေးမိသားစုကိုကူညီဆောင်ရှောက်လိုက်ကြဖို့ပြောနေတဲ့မင်းကြီးထံဆန်ခန်းတယောက်ရောက်လာပြီးကူးဆက်ယောဂအကြောင်းတင်ပြတော့မှစိတ်ပြောင်းသွားတဲ့မင်းကြီးကနန်းတော်ကိုလှည့်ပြန်ဖို့မိန့်ပါတယ်ဂူကျွန်းထံမေတော်ကြီးကအရှိဆန်ရေးသားခဲ့တဲ့ကြပြစာရွက်တွေပြီးတော့သူခိုင်းတဲ့အတိုင်းလုပ်ပေးဖို့မေတော်ကြီးကိုမှာကအရှိဆန်စာဖတ်တဲ့အဆောင်တော်ကိုတွားစေပြီးသူရေးခဲ့တဲ့ကြပြတွေကိုနိုင်ရန်နဲ့တကားတွေမှာလိုက်ကပ်ခိုင်းပါတယ်မင်းသားအစ်ဆန်နဲ့နတ်ဝင်တွေကလည်းဂူကျွန်းကိုတိုက်ခိုက်ဖို့ဂူကျွန်းအခန်းကိုတွားကသူ့ရဲ့အသုံးဆောင်ပစ္စည်းတွေကိုစုဆောင်းပါတယ်ဂူကျွန်းကလည်းတရဲကိုတိုက်ခိုက်ဖို့အစီအရင်တွေလုပ်နေတယ်လို့မင်းသားအစ်ဆန်ရဲ့နတ်ဝင်တွေကလည်းဂူကျွန်းကိုတိုက်ခိုက်ဖို့အစီအရင်တွေလုပ်နေပြီဖြစ်ပါတယ်ဂ
ဂူကျွန်းရဲ့အစီအရင်တွေစတင်အသက်ဝင်လာပြီးဖြစ်လို့ဝိညာဉ်လောကဘက်ကတရေကောင်ကတော့ဂူကျွန်းပိတ်လောင်တာခံထားရပြီးဖြစ်ပြီးအတဲအတန်ရုန်းကန်နေရချိန်နန်းတော်ကိုပြန်ရောက်လာတဲ့ဘုရင်ကြီးထံဂူကျွန်းကိုဖျားကမ်းမှာရှောက်တွေ့ပြီးဖြစ်ကြောင်းလာလျှောက်တော့အဲ့ဒီကောင်ကိုတက်လိုက်လို့တာမိတ်ပါတယ်ဂူကျွန်းကတရေကိုအစီအရင်နဲ့ဖမ်းထားတာဖြစ်လို့တရေကမထွက်နိုင်ဖြစ်နေပေမဲ့နောက်ကလာဆွဲဖမ်းနေတဲ့ရဲမက်တွေကြောင့်အစီအရင်တွေအလုံးပြတ်သွားရကတကားပွင့်သွားခဲ့ပြီးနန်းတော်အနှံ့စတင်ပြန့်နှံ့နေပြီဖြစ်ပါတယ်လက်မြန်လွန်းလာတဲ့ရဲမက်တယောက်ကြောင့်ဂူကျွန်းအပြင်ရောက်တာနဲ့ဓာတ်နဲ့တန်းထိုးတာခံလိုက်ရပြီးတဟားရေမောနေလို့ဘာတွေရေရွေ့နေတာလဲမေးကြည့်တော့မှဘယင်ကြီးတေရလိမ့်မယ်လို့ဆိုပါတယ်ဒီတော့မှအခန်းထဲမှာအမိန့်စာထုတ်နေတဲ့ဘယင်ကြီးတယောက်ရုတ်တရက်တွေးအန်လာပြီးဖြစ်ကတဏှာရှိရဲ့အမတ်ကြီးကမင်းကြီးထံလာကြည့်တော့မှလဲကျနေပြီဖြစ်တဲ့ဘယင်ကြီးကိုတွေ့ကြပါတယ်ဘယင်ကြီးထံလာရောက်ကြည့်ရှုပြီးလွန်ခဲ့တဲ့အနှစ်30ကဖာခမဲတော်ရဲ့မကောင်းတဲ့လောက်ရအကျိုးတွေကိုပြန်ခံစားနေရတာဟုဖြေသိမ့်ပေးရင်ဂူကျွန်းရှိတဲ့နေရာကိုမေးကဂူကျွန်းထံရောက်လာပါတယ်ဘယင်ကြီးမေ့လဲသွားတာဆိုရင်မင်းသမီးလည်းအကောင့်အတိုင်ရှိနေရမှာမဟုတ်တာကိုလို့ပြောကအဆင်ပြေရဲ့လားမေးကြည့်တော့အဆင်ပြေပါတယ်လို့ဆိုပါတယ်ဘယင်ကြီးအသက်အနေနဲ့ရောက်နေပြီဖြစ်လို့တရဲကိုတက်နိုင်မဲ့နီလန်မရှိတော့ဘူးလားမေးကြည့်တော့အိမ်ရှိဆန်ရဲ့အလောင်းကိုတောင်းဆိုလို့ရဲမက်တွေဘက်မျက်နှာမူကအိမ်ရှိဆန်ရဲ့အလောင်းကိုနန်းတော်စီတဲခဲ့ဖို့ခိုင်းပါတယ်တော်ဝင်မိသားစုရဲ့အုပ်ကူကိုသူ့ဖော်တာကနိုင်ငံတော်တစ္ဆာဖောက်မှုဖြစ်ကြောင်းပြောနေလို့အဲ့ဒီအရာအလုံးအတွက်ခမဲတော်နိုးလာတာနဲ့သူတာဝန်ယူမိဖြစ်ကြောင်းပြောတော့မှအိမ်ရှိဆန်ရဲ့အုပ်ကူကိုတွားတူကြပါတယ်တရဲရဲ့အလောင်းကိုတဲလာကြတဲ့အခါသူမရိပ်မိစေဖို့တရိษံတကောင်ရဲ့အလောင်းနဲ့အုပ်ကတည်ခဲ့ကြရပြီးအကယ်၍ဒီညမှာထိုတရဲကိုမနှိမ်နှင်းနိုင်ရင်တော့ဘယင်ကြီးဟာမနက်မှတေဆုံးရမှာဖြစ်ကြောင်းပြောကကျန်တာကတော့သူကိုယ်တိုင်တရဲနဲ့တိုက်ခိုက်ဖို့ပဲဖြစ်တာကြောင့်ရေကန်ထဲကိုဆင်းရပြန်ပါတယ်ရေကန်ထဲဆင်းတော့မဲ့ဂူကျွန်းကိုဒီအခြေအနေနဲ့လုံနိုင်ပါမလားမေးနေလို့အခြားရွေးချယ်စရာရှိလို့လားပြန်ပြောကသူမှာထားတာတွေမမေးဖို့မှာပါတယ်ခြူလုံးလေးကိုလည်းပြန်တက်ပေးလိုက်ပြီးအရင်ကသူပြောခဲ့ဘူးတလို့အခြားဒဇိန်းတွေထက်ကိုတက်ကအရေးကြီးဆုံးမှုဘေးကင်းကင်းနဲ့ပြန်လာဖို့မြစ်တာပြင်းနေမှာပါတယ်ဂူကျွန်းဝိညာဉ်လောကဘက်ရောက်သွားတော့တရဲနဲ့စတင်တိုက်ခိုက်ချိန်ကပဲဓာတ်နဲ့ထပ်ထိုးခံရပြန်ပါတယ်အမှန်တော့ဒါကသူ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီးတမင်တက်တက်တူတွေးတွေဖုံးလွှမ်းစေခြင်းလို့ဖြစ်ကဒီလိုမှတရဲရဲ့ပြန့်နှံ့နေတဲ့မကောင်းဆိုးဝါးဝိညာဉ်ကိုရော့ကျသွားစေမှာဖြစ်ပါတယ်ထိုအချိန်အပြင်မှာကြံခဲ့တဲ့အိမ်ရှိဆန်ရဲ့အလောင်းကိုဆန်ကန်းကတွေးဆွင်းနေတဲ့ကျိုးနဲ့တင်းကျပ်စွာပတ်နေပြီးမို့မကောင်းဆိုးဝါးတရဲကောင်လည်းပြန်လဲထိချုပ်ခံလိုက်ရပြီဖြစ်ပါတယ်အရေးကြီးတာတစ်ခုကရှေ့ဘက်တကားတွေကိုတွေးဆွင်းနေတဲ့ကျိုးနဲ့ပဲတင်းကျပ်စွာတုတ်ချီထားရမှာဖြစ်ပြီးဘယ်လိုအခြေအနေမျိုးမှမဆိုဘာကြောင့်နဲ့မှမဖွင့်မိဖို့မှာပါတယ်တို့ပေမဲ့တရဲကောင်ကပြန်ယုံပြီးတိုက်ခိုက်လာပြီးမို့ကျိုးတွေပြတ်ထွက်ကုန်ပြီဖြစ်ပြီးဂူကျွန်းကိုတိုက်ခိုက်ပြီးမဲ့အစီအရင်အလုပ်ဖြစ်နေတာမို့နောက်တစ်ချိန်ပြန်ချုပ်ခံလိုက်ရပြီးဝင်မဆွတ်ဖက်ဖို့ဂူကျွန်းကိုပြောတော့သူ့မှာလည်းကယ်တင်ခြင်းတဲ့သူရှိတာမို့မဖြစ်နိုင်ကြောင်းဆိုပါတယ်အပြင်ကဆန်ကန်ကအင်ရှိဆန်ရဲ့ဗဇက်ထက်ကိုအစီအရင်တချို့ထည့်သွင်းလိုက်ပြီးမို့တရဲကောင်ဘက်မှတွေးမဲတွေထွက်လာကမကောင်းဆိုးဝါးဝိညာဉ်တွေအားလုံးလည်းစတင်ပျက်စီးလာပါတယ်ထို့အချိန်အားလုံးပြီးဆုံးသွားပြီဟုဆိုကဓာတ်နဲ့အဆုံးတက်ပေးဖို့လောက်ကမှဂူကျွန်းထံဓာတ်တစ်ချောင်းဆိုင်ဝင်လာပြီးဂူကျွန်းလည်းလွန့်ထွက်သွားခဲ့ပါတယ်တရဲကောင်ရဲ့ခန္ဓာမှာအခြားမကောင်းဆိုးဝါးတကောင်ပုတ်ကက်ဝင်ရောက်လာမှန်းတတိထားမိလိုက်ပြီးခွေမဲလည်းမဟုတ်တာကြောင့်ဘယ်သူကဝင်နှောက်ရှက်တာလဲမေးကြည့်တော့မှမင်းသားအင်ဆန်ရဲ့နှက်ဝင်တဲ့လက်ချက်ဖြစ်နေပါတယ်ပိုဆွမ်းအားကြီးတဲ့ပုံစံနဲ့သူ့ရဲ့ကိုယ်ဆောင်တက်ကိုတုံးကတရဲထံဝင်ရောက်တိုက်ခိုက်ပေးနေပြီဖြစ်လို့ဂူကျွန်းတယောက်အလိုးလဲပြန်ခံနေရပြီဖြစ်ကဓာတ်နဲ့ထိုးလဲမနေနိုင်တဲ့ကောင်ဖြစ်နေလို့နှိခံခြင်းနဲ့ပဲအနိုင်ယူနေရကနောက်ဆုံးအပြင်းစားတစ်ချက်နဲ့ဗဇက်ကိုနှစ်ချမ်းချမ်းလိုက်နိုင်သည့်တိုင်ဘာမှမဖြစ်တဲ့တရဲကိုငေးကြည့်နေရစဉ်သူ့ရင်ဝါကိုဓာတ်နဲ့ထိုးဆိုင်ခံလိုက်ရပြီးလေပင်ကိုလှိချခံလိုက်ရပြီးမှလဲကျသွားခဲ့ပြီဖြစ်ပါတယ်
အိမ်ရှိဆန်အလောင်းကောင်ထံမှာတွေးမဲတွေစီးကြလာနေပြီမို့တခုခုမှားနေပြီလို့သတိထားမိလိုက်တဲ့ဆန်ကန်းထံတကားအပြင်ဘက်ကမိန်းကလေးတစ်ယောက်ရဲ့အော်ခေါ်တဲ့နဲ့ကိုကျွန်းဒုက္ခရောက်နေပြီဖြစ်လို့ရေကန်ဘက်ကိုတွားရမည်ဖြစ်ကြောင်းလာပြောနေလို့တကားကိုဖွင့်ပေးလိုက်မိပါတယ်ဒီတော့မှသဘောပေါက်သွားပြီးတရေကောင်ဟာလည်းလွတ်လပ်သွားပြီဖြစ်လို့အစွမ်းနေပုံပုံထွက်လာတဲ့ကောင်ကိုဘယ်လိုမှမရှင်နိုင်တော့ပဲကိုကျွန်းတစ်ယောက်အရှုံးပေးနေရစဉ်အရာအလုံးကိုရက်တန့်တွားစေနိုင်ခဲ့ပြီးကိုကျွန်းရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့ကွန်ဘော့စာအီဝင်ရောက်လာပြီဖြစ်ပါတယ်နတ်ဝင်တယ်လေထိုကောင်ကြီးကိုမရှင်နိုင်တော့တာကြောင့်ဂဲတလုံးနဲ့ငှက်နှကောင်ပြစ်နိုင်ခဲ့ပြီးသူ့ကိုယ်ဆောင်နဲ့တရေကိုဝင်ပူးထားတာကြောင့်တရေကနတ်ဝင်တယ်ပါလဲကျသွားခဲ့ရပြီးဘဝကူးသွားခဲ့ပြီဖြစ်ပါတယ်ဝိညာဉ်လောကဘက်မှာထိုတရေကြာရှုံးသွားခဲ့ပြီမဲ့ဆန်ခန်းဘက်မှာတော့အတန်းငွေ့ငွေ့ကြံနေသေးတာမို့ဆန်ခန်းတယောက်ဘာကြောင့်များခမဲတော်ကိုမုံတီးနေရတာပါလဲမေးကြည့်တော့သူဘယ်လိုမျိုးတည်ခဲ့ရတယ်လဲဆိုတာသိဖို့သူ့ရုပ်အလောင်းကိုတခြားစစ်စစ်ကြည့်ဖို့ပြောပါတယ်ဒီတော့မှမျက်နှာကိုဖွင့်ကြည့်လိုက်တော့ဗဇက်ထဲကိုထည့်ထားတဲ့အရာတွေအလုံးမဲပုတ်နေကြပြီးခမဲတော်ကသူ့ကိုအစိတ်ခက်ခဲကြောင်းပြောပြပါတယ်တစ်ဖက်မှာတော့ဘယင်ကြီးပြန်လဲကောင်းမွန်လာပြီးတတိယရချင်းဆိုတယ်လို့တော်ဝင်အတွင်းရေးမှုချုပ်ကိုဆင့်ခေါ်ကကံရောဂါပြန့်နှံ့မှုကိုအလေးမြတ်တားဆီးဖို့ထိုကြေးရွာကရွာသူရွာသားတွေအားလုံးကိုတက်ဖြတ်ရှင်းလင်းခိုင်းလိုက်ပါတယ်။ဒါကိုမယုံကြည်နိုင်ဖြစ်နေတဲ့တော်ဝင်အတွင်းရေးမှုချုပ်ကနောက်တစ်ချိန်ပြန်ပေးနေလို့အမြန်ဆောင်ရွက်ဖို့မိန့်ပါတယ်။အကူတရေဖြစ်သူကခမဲတော်ကအသက်ရှင်နေတဲ့မကောင်းဆိုးဝါးပဲလို့ပြောပြနေပြီးခမဲတော်ရဲ့လှုပ်ဝက်ချက်တွေကိုတူတိသွားခဲ့တာကြောင့်ခမဲတော်ကသူ့ကိုတက်ပစ်ခဲ့တာဖြစ်ကြောင်းရှင်းပြနေပြီးခမဲတော်ရဲ့လှုပ်ဝက်ချက်တွေကိုသိတဲ့သူတွေအားလုံးသိကြရတာပဲမို့နောက်တစ်ယောက်ကမင်းမဲလို့ပြောပြပါတယ်။ရေကန်ကနေပြန်တက်လာတဲ့ကိုကျွန်းတယောက်ဝိညာဉ်လောကဘက်မှာတော့မျက်လုံးတွေကိုဓာတ်နဲ့ထိုးခံလိုက်ရတာမို့အမြင်အာရုံတွေလည်းဝင်ဝနေခဲ့ပြီဖြစ်ပါတယ်။ဆန်ကန်းရှိရအခန်းထံရောက်လာတော့ဆန်ကန်းကအရှိဆန်အလောင်းမှမရှိတော့တဲ့အပြင်နောက်ကဘယင်ကြီးပါဝင်လာပြီးမင်းသားရောင်အန်းကိုမကယ်တင်နိုင်ခဲ့တဲ့အပြင်ဘယင်ကိုပါလှည့်စားပြီးအရှိဆန်ရဲ့အလောင်းကိုတောင်သူ့ဖို့ရဲခဲ့တာလားမေးနေလို့ထိုတရေဟာဘယင်ကြီးရဲ့တားတော်ဖြစ်နေလို့ဘယင်ကြီးကိုကယ်ဖို့လို့ပြန်လျှောက်တင်ပါတယ်။ရုပ်အလောင်းဘယ်မှာလဲမေးကြည့်တော့တရေကိုနှိမ်နှင်းဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တခုတည်းသောအရာဖြစ်လို့ပြောမပြနိုင်ကြောင်းပြောတော့10ရက်အချိန်ပေးပြီး10ရက်အတွင်းထိုတရေကိုရအောင်ရှင်းဖို့မိတ်နေလို့10ရက်အတွင်းရှင်းရမယ်ဆိုလို့ရင်သူပြောတဲ့အတိုင်းလုပ်ပြီးမှရနိုင်မယ်လို့ဆိုပါတယ်။ထိုအရာကတော့အရှင်မင်းကြီးရဲ့အိတ်ဆောင်တော်မှာအစိုးအညံ့တွေကိုကာကွယ်ပေးတဲ့အစီအမံတွေကိုနောက်တစ်ချိန်တရက်ဝင်မလာနိုင်အောင်နဲ့တွေးအံပြီးအသက်ဘေးမရောက်စေဖို့လို့ချိန်ချောက်နေလို့ကိုကျွန်းအနာကိုနာကြီးချက်အပြင်းနဲ့ကတ်သွားစဉ်ဆန်ကန်းပေးထားတဲ့ခြူလုံးလေးကိုတွေးလို့ပြန်လဲအားလျှော့လိုက်ပြီးအဲ့ဒီအတိုင်းလုံးကြတာပေါ့လို့ဆိုကထွက်သွားပါတယ်။10ရက်လောက်ထပ်ပြီးအသက်ရှင်ခွင့်ရတော့တဲ့ကိုကျွန်းတယောက်အပြင်ဘက်ကိုထွက်လာတော့လဲကျနေတဲ့မင်းသမီးကိုတွေ့လို့အခန်းထဲကိုလိုက်ပို့ပေးခဲ့ပါတယ်။တတိပြန်ရလာတဲ့အခါသူကဘယ်လိုဖြစ်သွားတာလဲမင်းနေလို့အရှိဆန်ကသူ့အလောင်းကိုဖုံးကွယ်ဖို့မင်းသမီးရဲ့ခန္ဓာကိုယ်ကိုအတုံးချပြီးပူကတ်နေတာဖြစ်နိုင်ကြောင်းပြောပြပါတယ်။ဒီလိုဆိုအခုကောပူကတ်နေတဲ့တာမေးကြည့်တော့ဝိညာဉ်လောကကိုကြည့်တဲ့သူ့ရဲ့မျက်လုံးတွေထိခိုက်ထားတာမို့သူလည်းမသိနိုင်တော့ပဲတရေတွေကိုမမြင်နိုင်တော့ကြောင်းဆိုပါတယ်။မင်းသမီးကတော့အရင်ဆုံးနားလိုက်ဖို့ပြောပြီးသူကတော့အရှိဆန်ရဲ့အလောင်းကိုတွားချလိုက်အောင်မယ်ဆိုနေလို့အဲ့ဒီလိုလုပ်ဖို့မလိုတော့ကြောင်းပြောနေတဲ့မင်းသမီးကိုဘာကြောင့်လဲလို့မေးပါတယ်။အလောင်းကိုရှာနိုင်ခဲ့ပြီးအရှိဆန်မင်းသားတရေကိုရှင်းနိုင်ခဲ့လျင်တောင်သူတို့နှစ်ယောက်စလုံးအသက်ရှင်နိုင်တော့မှာမဟုတ်ဘဲသူသားကိုပြတ်တက်ခဲ့တဲ့သူလို့ပြောပြပါတယ်။အရှိဆန်မင်းသားရဲ့ပါဇက်ထဲကအမဲရောင်ဆန်စေးတွေအရအရှိဆန်ဟာအစိတ်ခက်ခံခဲ့ရတာဖြစ်ပြီးနောက်ထပ်အခြားသူတွေကိုမတက်ခင်လွန်ခဲ့တဲ့အနှစ်30ကတရေရဲ့ကျိန်စာလို့ထင်ရတဲ့အမှုအလုံးဟာခမဲတော်ရဲ့လက်ချက်ပဲဆိုတဲ့တက်တေတွေကိုပဲရှာဖို့လိုကြောင်းပြောပြပါတယ်။ယောဂကုသနေတဲ့ရွာတွေဘက်ကိုရဲမက်တွေလွတ်လိုက်ပြီးဖြစ်ပေမဲ့ရဲမက်တချို့ကထိုရွာကအမျိုးသမီးနဲ့ကလေးတွေကိုလွတ်ပေးလိုက်ကြောင်းတင်ပြတော့အဲ့ဒီလိုလွတ်ပေးတဲ့ကောင်တွေကိုဖမ်းပြီးအခြားရဲမက်တွေရှိမှခေါင်းဖြတ်ပြီးတက်လိုက်ဖို့မှာပါတယ်။ဆန်ခန်းကတော့အရှိဆန်မင်းသားတရေကိုနောက်တစ်ချိန်ထပ်တွေ့ဖို့လိုကြောင်းပြောတော့ဘာကြောင့်လဲမေးနေတဲ့ကိုကျွန်းကိုဘယင်ကြီးရဲ့လှုပ်ဝက်ချက်တွေကိုသူဘယ်လိုသိခဲ့လဲဆိုတာသူကိုယ်တိုင်မေးကြည့်ဖို့လို့ဆိုပါတယ်။လက်ရှိအခြေအနေရတော့သူကလူတက်နေတဲ့တရေဖြစ်နေပြီမို့အရှိဆန်မင်းသားတရေမင်းသမီးခန္ဓာကိုယ်တဲ့ဝင်မပူးနိုင်အောင်အရန်အတားလုပ်ပေးထားတဲ့ဒီပစ္စည်းလေးကိုယူထားပါလို့ပေးပါတယ်။မျက်လုံးတွေကောင်းကောင်းမမြင်ရလို့တော်တော်မွန်းကျက်နေပါတလားဟုမေးတော့ကောင်းတဲ့အချက်တွေလည်းရှိနေပြီးမွေးလာပြီးတဲ့နောက်ပထမဆုံးအချိန်တရေနဲ့မကောင်းဆိုးဝါးတွေကိုမမြင်ရတော့လို့အဆင်ပြေပါတယ်လို့ပြောနေတဲ့ကိုကျွန်းကိုဒီလိုဆိုရင်ဒီအတိုင်းဆက်နေသွားခြင်းတလားမေးကြည့်တော့သူ့အတွက်ကဘယ်လိုပဲဖြစ်စီအရေးမကြီးပေမဲ့အရှိဆန်တရေကိုတက်နိုင်မှသူတို့နှစ်ယောက်စလုံးအသက်ရှင်နိုင်မှာဖြစ်လို့ပြန်မြင်ရဖို့လိုကြောင်းပြောပါတယ်ပြန်မြင်အောင်လုပ်ဖို့နည်းလမ်းမရှိဘူးလားမေးကြည့်တော့သူ့ကိုနှောက်ယှက်ခဲ့တဲ့နတ်ဝင်တွေကိုအရင်ရှာရမှာဖြစ်ပြီးဘယင်ကြီးတေဖို့မျှော်လင့်တဲ့သူကအဲ့ဒီကောင်ကိုခေါ်ထားတာဖြစ်နိုင်ကြောင်းဆိုတော့မေတော်ကြီးထံရောက်သွားကြပါတယ်ဘာလာလို့ပြန်လာလဲမေးနေတဲ့မေတော်ကြီးကိုမင်းသားကြောင့်အလဲကျသွားတော့ကမေတော်ကြီးနတ်ဝင်တွေခေါ်ခဲ့တာကိုတိနှင်ပြီးပြီမို့အဲ့ဒီနတ်ဝင်တွေအခုဘယ်မှာလဲလို့မေးပါတယ်ပါးတွေရွက်နေပြီဖြစ်တဲ့မေတော်ကြီးကငါ့ဘော်အပြစ်လောက်ထားတာတောင်နင်ကမျက်နှာပြောင်တိုက်ပြီးလာမေးရတဲ့ပေါ်လို့စူးနေတဲ့အပြင်ပါလာတဲ့ကိုကျွန်းကိုလည်းနတ်တော်တရေတကယ်ရှိသလားဆိုတာမင်းကိုယ်တိုင်ငါ့ကိုပြောစမ်းလို့အမိန်ပေးနေပြီမို့တရေဆိုတဲ့အတန်ကြားရင်ဦးကြီးတော်ရနေပါမယ်လို့ခနဲ့ပါတယ်ဒီတော့မှဦးကြီးတော်ဖြစ်သူကတရေပဲဖြစ်ဖြစ်မကောင်းဆိုးဝါးပဲဖြစ်ဖြစ်လက်ရှိဘယင်ကြီးနေပြန်ကောင်းလာပြီမို့ဝမ်းနာစရာမဟုတ်ဖဲလားပြောကဒါနဲ့ဘယင်ကြီးပြန်တက်တာလာချင်းယောဂပြန့်နှံ့နေတဲ့ရွာတွေကိုစစ်တီတွေလွတ်လိုက်ပြီးတရွာလုံးကိုတက်ခိုင်းထားတာကိုကောမင်းသမီးတိပြီးပါပြီလားလို့မေးပါတယ်ဒီတော့မှ
သူမခန္ဓာကိုယ်မှာပူးကပ်နေတဲ့တရေရဲ့တတိပေးတဲ့တွေပြန်ကြားနေရပြီးစိတ်ကြောင်ချောက်ချဖြစ်နေစဉ်ဘူကျွန်းကလက်နဲ့ပေါ်လိုက်လို့တတိပြန်ဝင်လာတော့မှဦးကြီးတော်ကအဲ့ဒီကိစ္စသတင်းပေးဖို့မေတော်ကြီးဆန်ရောက်လာတာပါလားမေးပါတယ်အဲ့ဒီနောက်ဘယင်ကြီးကမင်းသားအစန်သားတော်အကြီးမင်းသားအင်းဟာကိုအင်ရှိဆန်တင်မြောက်ပြီးအခုချက်ချင်းနန်းတက်ပွဲအခမ်းအနားလုပ်ဖို့အမိန့်စာထုတ်ပါတယ်ထို့အချိန်ဆန်ခန်းတယောက်နန်းဆောင်ရင်ပြင်တော်ကြီးမှာစိတ်တွေလေလွတ်နေပြီးရက်နေပြန်ပြီမို့နှစ်ဖူးကိုတစ်ချက်ရိုက်တတိပေးလိုက်တော့မှတတိပြန်ဝင်လာပြီးကျိုးတွေယူလာတဲ့ကူကျွန်းကိုအခုဘာလို့မလုပ်လဲလို့မေးကြည့်တော့အစီအရင်လှုပ်ဖို့လို့ဆိုကသူကတော့အမြင်အာရုံမရှိတော့တာမလို့မင်းသမီးကိုယ်တိုင်လှုပ်ဖို့ပြောပါတယ်ထို့နောက်အင်ရှိဆန်ရဲ့စာကြည့်ဆောင်ကိုအစီအရင်ကျိုးတွေနဲ့ပိတ်ထားလိုက်ပြီးရုပ်ခန္ဓာမရှိတဲ့အင်ရှိဆန်ရဲ့ဝိညာဉ်ကဒီနေရာကိုဝင်ထွက်သွားလာနိုင်တော့မှာမဟုတ်လို့မင်းသမီးခန္ဓာကိုယ်တဲ့ဝင်မပူးကတ်နိုင်အောင်အထူးတတိထားဖို့အကြိမ်ကြိမ်မှားနေပြီးအကယ်၍အဲ့ဒီစိတ်ကိုမထိန်နိုင်ဘူးဆိုရင်အားကိုးလို့ရတဲ့သူဘေးမှာကတ်နေပါလို့ပြောပြတော့သူ့မှာတေချာပေါက်အားကိုးလို့ရတဲ့သူရှိတယ်ပြောကသူ့ကိုစိုက်ကြည့်နေလို့အနှဲငယ်နေရခက်နေချိန်အဖွားဖြစ်သူမဲတော်ကနောက်ကနေရောက်လာပြီးဖြစ်ပါတယ်မေတော်ကြီးနဲ့ဦးကြီးတို့ရဲ့နှုတ်ဝင်တွေကတော့ကိုဆောင်ဝိညာဉ်ကိုဆုံးရှုံးလိုက်ရပြီဖြစ်လို့လေလူတယောက်လိုဖြစ်နေသည့်တိုင်ပဟေလီဆန်စွာပြန်ကောင်းလာခဲ့ပြီးဂူကျွန်းကိုတက်ဖို့အစီအရင်တွေထက်လုံနေပြီးမိလောင်တိုက်တွန်းနေပြန်ပြီမို့ဂူကျွန်းတယောက်အလိုးလဲခံနေရပြန်ပြီဖြစ်ပါတယ်ဆန်ခန်းရောက်လာပြီးဘာဖြစ်တာလဲမေးကြည့်တော့အဲ့ဒီနှုတ်ဝင်တွေကောင်ကသူ့မျက်လုံးကိုကျိန်စာတိုက်ထားတဲ့ပစ္စည်းကိုမေ့ရှုလိုက်တာလားကိုဆောင်နဲ့အစ်ကိုလက်ခံလိုက်တာလားမသိပေမဲ့သူ့အမြင်အာရုံတွေပါလုံးဝကွယ်ပြောက်သွားပြီဖြစ်ကြောင်းပြောပြပါတယ်ဒီလိုဆိုအခုဘယ်လိုလုပ်ကြမလဲဆိုတော့သူ့အမြင်အာရုံတွေမရှိတော့တာမို့ဒီကိစ္စအလုံးပြီးတော့ပြီဖြစ်ကြောင်းဆိုပါတယ်နီလန်တစ်မျိုးတော့ရှိပေမဲ့တွားထီလို့မရတဲ့အရာကိုတွားထီရမှာဖြစ်လို့ဘာမှမထူးကြောင်းသာဆိုပါတယ်လို့ပေမဲ့လည်းအဲ့ဒါကတခုတည်းတော့နီလန်ဆိုရင်လောက်ရမှာပဲမဟုတ်လားလို့ဆိုနေလို့အဲ့ဒီဟာလောက်ရမယ့်အစားနန်းတော်ကနေပဲထွက်ပြေးတော့မယ်လို့ဆိုပါတယ်အားလုံးလမ်းဆုံးနေတဲ့အခြေအနေမို့သူတို့နှစ်ယောက်အတူတူနန်းတော်ကနေထွက်သွားကြရအောင်လို့ခေါ်နေတဲ့ကူကျွန်းကိုနန်းတော်ကထွက်သွားနိုင်ရင်တောင်ရမက်တွေကိုလွှတ်ပြီးတက်ခိုင်းမှဖြစ်တဲ့အပြင်ဘာအမှမလုပ်ပါပဲနောက်တစ်ချိန်ဒီနန်းတော်ကနေထွက်မသွားခြင်းကြောင့်ဆိုပါတယ်အကယ်၍မကူညီနိုင်တော့ရင်လည်းသူမတယောက်တည်းဆက်လုပ်မှဖြစ်ပြီးတေချာပေါက်ဘယင်ကြီးရဲ့အပြစ်တွေကိုဖော်ထုတ်ရမယ်လို့ဆိုနေတာကြောင့်အဲ့ဒီလိုတယောက်တည်းလုပ်မယ်ဆိုမင်းသမီးခန္ဓာကိုယ်ကိုတောင်တရေကလွတ်ယူသွားနိုင်ကြောင်းပြောတော့လွတ်ယူခံရရင်တောင်သူမကတော့ရအောင်ဖော်ထုတ်မယ်လို့ဆိုနေပြီမို့တကယ်ကိုပုံမှန်မဟုတ်ဘူးပဲလို့ရည်ရွယ်နေမိပါတယ်မေတော်ကြီးကတော့တရေနောက်ဆက်တာခန်းနေရတဲ့ဆန်ခန်းရဲ့မျက်နှာအမူအရာကိုတတိထားမိသွားပြီးကိုလုတ်တော်တွေနဲ့ဆွေးနွေးကြတော့ကိုလုတ်တော်ရေကန်တရေကအခုထိမတည်သေးတာများလားဆိုနေလို့သူမကိုပူးကတ်ထားတဲ့လူတွေမခံစားရတော့တာမို့ကိုလုတ်တော်ရေကန်တရေကိုတော့လူချင်းရှင်းပြခဲ့တာအမှန်ဖြစ်နိုင်ပြီးအဲ့ဒီနောက်ဘယင်ကြီးကမင်းသမီးပါနေမကောင်းဖြစ်နေကြတာမို့အခြားတရေတဲ့ကောင်ရှိနေနိုင်တဲ့အကြောင်းပြောပြပါတယ်သူမရဲ့ရှက်စိတ်တွေကြောင့်ဘာမှမမြင်နိုင်ခဲ့တာဖြစ်ပြီးအခုမှစဉ်းစားမိတာကအင်ရှိဆန်တွေအလုံးတည်သွားကြရပြီးဘာကြောင့်အခုဘယင်တယောက်တည်းအသက်ရှင်နေရတာလဲဆိုတာတန်တရားဖြစ်เสียဖြစ်လာခဲ့ပြီးလွန်ခဲ့တဲ့နှစ်30ကမင်းသားတွေကိုစစ်ဆေးပေးနေကြတမားတော်ကိုရှာခိုင်းပါတယ်ထိုတမားတော်ဟာလည်းမင်းသားတွေတည်ဆုံပြီးနှစ်အနည်းငယ်ကြာမင်းသားတွေပုံစံလေးတူတည်ဆုံတော့ခဲ့ပြီဖြစ်ပြီးဒီလိုဆိုဘယင်မျိုးဆက်တွေကိုချင်းချောက်နေခဲ့တာကတရေမဟုတ်ပဲလက်ရှိဘယင်ဖြစ်နေနိုင်ကြောင်းသဘောပေါက်လာခဲ့ပါတယ်မင်းသားအစံရဲ့တားတော်ကိုတတိယသွားလို့ဘယ်မှများလဲဆိုပြီးတွားရှာကြတော့စာကြီးဆောင်မှာအစိမ့်မိပြီးလဲလျောင်းနေပြီဖြစ်ပါတယ်အဲ့ဒီနောက်ဆန်ခန်းထံမေတော်ကြီးကလွှတ်လိုက်လို့မေဒါအင်းဟာအစိတ်ခက်ခံရပြီးမေမျောနေပြီဖြစ်ကြောင်းလာလျှောက်တင်တော့ဆန်ခန်းတယောက်ဝိညာဉ်ပူကတ်တာခံလိုက်ရပြီးဖွာဖြစ်သူအခန်းမှာရောက်သွားပါတယ်။သူမတွေကိုဘယ်လိုရောက်လာတာလဲမေးနေလို့အဲ့ဒါကိုငါကမေးရမှာလို့ပြန်ပြောနေတဲ့အဖွာဖြစ်သူကိုဒီလိုဆိုလဲပြန်လိုက်ပါအောင်မယ်ပြောတော့ဘာတွေဖြစ်နေလဲဆိုတာသူ့ကိုရင်ဖွင့်ဖို့ဖြောင်းပြပါတယ်။အဲ့ဒီနောက်လွင်ခဲ့တဲ့အနှစ်30ကတည်းကအင်ရှိဆန်မင်းသားတွေတည်ဆုံခဲ့ပုံနဲ့သူမမိခင်အပါဝင်ဘယင်ကြီးရဲ့ကိုပိုင်သားတွေအထိအစိတ်ခက်လောက်ကြံခံခဲ့ကြရပြီးအခုလဲမင်းသားအင်းဟာကိုလောက်ကြံနေပြီမို့ဒီကိစ္စတွေကိုလုပ်နေတဲ့ဘယင်ကြီးကိုတားဆီးရန်လိုအပ်လျင်ထီးနှန်းကနေပါဖြုတ်ချနိုင်ဖို့မေတော်ကြီးတည်ထားတဲ့တခုခုရှိရင်ပြောပြပါတောင်းဆိုနေလို့လက်ခံဖို့ခက်ခဲနေသူမေတော်ကြီးကစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ရပါတယ်မင်းသမီးပြောက်သွားတဲ့အကြောင်းဂူကျွန်းကိုလာပြောပြနေပြီးမင်းသမီးဘယ်မှာရှိနိုင်လဲမေးကြည့်တော့စိတ်တွေပြိုလဲသွားတာဖြစ်ပြီးသူမမိခိုအားထားရသူစီမှာရှိနေမယ်လို့ဆိုပါတယ်ရင်နွေးချမ်းတစ်ခွက်စီငှက်ပေးလိုက်ရင်ဂူကျွန်းကဒီအကြောင်းတွေသိသလားမေးတော့တရေရဲ့အတန်ကိုကြားနိုင်တဲ့သူမတယောက်ထဲတာသိတယ်လို့ပြောပြပြီးရင်နွေးချမ်းတစ်ခွက်ကိုမော့တော်လိုက်ပါတယ်ဆန်ကန်းကိုစူးစိုက်စွာကြည့်ရင်လိမ့်နေတယ်လို့ပြောနေချိန်ဆန်ကန်းရီလို့ခေါ်တန်ကြားလိုက်တာကြောင့်အမေဖြစ်သူအထင်နဲ့တကားတောက်ခွင့်ကြည့်ပြီးဘာမှမရှိလို့ပြန်ပိတ်လိုက်တော့မှအောက်ခြေကမန်တန်ကိုတတိထားမိလိုက်ပြီးသူမအနာကြကြနေလို့မဖြစ်တော့မှတတိထားမိချိန်မြင့်အမေကအပြင်မှာရှိနေပြီးနောက်ကနေအမျက်တကားကောက်လိုက်နေခဲ့လို့သူမလည်းနန်းတော်တဲ့မဝင်ကြီးကအကြောင်းပြောပြနေတဲ့မေတော်ကြီးကဒါမှမဟုတ်အပြင်မှာအခြားတရေတွေကိုရှိနေတာများလားလို့ပြောနေတာကြောင့်စိတ်လွတ်ကိုလွတ်ဖြစ်နေတဲ့ဆန်ကန်းတယောက်ဘာမှပြန်မပြောနိုင်ပဲမွေးအရေးကွင်းကငကားပေါက်လေးကိုတက်ခဲ့တဲ့ဆိုတဲ့အတန်တွေပြန်ကြနေရပြန်ပါတယ်ဒီတော့မှငငယ်ကသူမတို့သားမိနန်းတော်ကနေထုတ်ခံခဲ့ရပြီးနောက်သူမတို့သားမိထံမကြာခဏအလေးလာလေးရှိသူဟာသူမအဖွားဖြစ်ခဲ့တာကိုတတိထားမိလာပြီးအမေကိုအစိတ်ခက်ခဲ့တာကအဖွားလားလို့မေးနေချိန်သူမရှိကရေနွေးကွက်တွေကိုတွင်ချနေပြီးမှုသူမလည်းအစိတ်ကိုတောက်လိုက်မိမှန်အကဲခတ်နိုင်လိုက်ပြီးအစိတ်ပြပြော့ကိုအနှဲငယ်တာတုံးထားတာဖြစ်လို့တက်တက်လုံးအိပ်ရပေါ်မှာလှဲနေရတော့မှဖြစ်ပြီးစကားပြောနိုင်တော့မှမဟုတ်ဘူးလို့ဆိုပါတယ်
ဒီတော့မှဆန်ခန်းတယောက်အင်ရှိဆန်တွေတယောက်ပြီးတယောက်ရုတ်တရက်တည်ဆုံးခဲ့ပုံတွေနိုင်ရွာဆန်ဘရင်အချစ်တော်ကိုလုတ်တော်လောက်ကြံခံခဲ့ရပုံတွေကိုပြန်လည်သုံးသပ်နိုင်ခဲ့ပြီးအရာအလုံးကိုဘရင်မေတော်ကြီးလက်ချင်မှန်တဘောပေါက်ခဲ့ပါတယ်မင်းသားအလုံးနိုင်ရွာဆန်ပြီးတဲ့နောက်သူမရဲ့သားတော်ဟာအင်ရှိဆန်ဖြစ်လာခဲ့ပြီးသူမရဲ့လှုပ်ဝက်ချက်တွေကိုတီထားသူတွေဖြစ်တဲ့မင်းသားတို့ရဲ့တမားတော်နဲ့ဆန်ခန်းမိခင်တို့ကိုလည်းတုတ်တင်ရှင်းလင်းခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုတွေကြောင့်နောက်ကျမှသိတဲ့သူမမေတော်ကိုလောက်ကျန်ခဲ့တာလားမေးကြည့်တော့သူမမေတော်ဟာလည်းဟိုးအဆမှကတည်းကမေတော်ဘက်မှာရှိနေခဲ့တာဖြစ်ပြီးအဲ့ဒီလိုတွေကူညီခဲ့လို့အစင်းသိမ့်ကြတဲ့မိဖို့ဆောင်အပြူတော်ဘဝကနေကိုလုတ်တော်အဆင့်ထိရောက်လာတာဖြစ်ပြီးလက်ရှိဒီနေရာဟာသူမခမဲတော်နဲ့သူမမေတော်တို့ကိုယ်တိုင်သူမအတွက်လှုပ်ပေးခဲ့ကြတာဖြစ်ကြောင်းဆိုကာအခုအနေကတော့အဲ့ဒီအပြစ်တွေရဲ့ရလက်ဖြစ်ကြောင်းဆိုပါတယ်ဒီတော့မှသူမခန္ဓာကိုယ်အတွင်းကတရေဝိညာဉ်ကသူမကိုတားရမယ်လို့တတိပေးနေပြီးမင်းကြီးဟာအရှင်လက်လက်မကောင်းဆိုးဝါးဖြစ်ကြောင်းနဲ့သူ့ကိုမဖြစ်မနေတားဖို့လိုကြောင်းအချင်းချင်းတတိပေးကဆန်ခန်းလဲအစိတ်အရှိန်နဲ့လဲကျသွားခဲ့ပြီဖြစ်ပါတယ်ခဏနေတော့ဆန်ခန်းတယောက်မျက်လုံးတွေပြန်ဖွင့်လာနိုင်ပြီးအစိတ်ကြီးတွေကိုလည်းအန်ထုတ်နေလို့မေတော်ကြီးလည်းအကုန်ပြုတ်ထွက်သွားဖို့လုပ်နေတဲ့ဆန်ခန်းကိုနောက်ကလိုက်ခေါ်ပြီးမဲ့ဘာမှမပြောဘဲထွက်သွားခဲ့ပြီဖြစ်ပါတယ်ထိုအခန်းကိုဂူချင်းရောက်လာတော့တရဲကိုတားတဲ့မန်နန်တွေကိုတတိထားမိပြီးဆန်ခန်းကိုပေးထားတဲ့အဆောင်ကိုလည်းတွေ့လိုက်ရလို့အဲ့ရပေါ်လက်နေပြီဖြစ်တဲ့မေတော်ကြီးထံသွားကလောက်ကြီးမားတဲ့အပြစ်တွေလောက်ထားလို့တကားတွေတိုင်းမှာတရဲကြောက်တဲ့မန်နန်တွေကတ်ထားရတာလဲနဲ့ဆန်ခန်းပင်မှာလဲလို့အော်ဟစ်မေးပါတယ်ဂူချင်းတယောက်ဒီတစ်ချိန်ရေကန်နဲ့ဆင်ဖို့လို့တော့သူ့ကိုယ်စားခံပေးမဲ့ကော်ရိုးအယုတ်တရုတ်ကိုလှုပ်ထားပေးခဲ့ပြီးဆန်ခန်းရဲ့အခန်းပေါ်ကိုအကူအညီတောင်းကလူမာတဲ့အတိုင်းလုပ်ပေးဖို့ပြောတော့ဘယ်ကိုတွားမလို့လဲမေးနေလို့ဆန်ခန်းကိုတွားကံမလို့ဖြစ်ကြောင်းပြောပါတယ်။ကိုကျွန်းရေကန်တဲ့ဆင်းသွားပြီးနောက်ကော်ရိုးအယုတ်ကိုအရင်ကသူနေခဲ့တဲ့အခန်းရှိမှတွားချိတ်ခန်းခဲ့ကထိုအထက်ကဂွေမဲကိုမျှခေါ်ထုတ်ပါတယ်။ဂွေမဲကောင်ကဂူကျွန်းအမတ်နဲ့ထွက်လာခဲ့ပြီးရန်ဆွမ်းအင်တွေကိုဆုပ်ယူဖို့လုပ်ချိန်ဂူကျွန်းကအပေါ်ကနေခေါင်းကိုပိုင်းချလိုက်ပြီးထိုဂွေမဲထံကမျက်လုံးတွေကိုထုတ်ယူလိုက်ပါတယ်။ဆန်ခန်းခန္ဓာကိုယ်ကိုတော့တရဲဝင်ပူးကပ်နေပြီဖြစ်တာကြောင့်ဂူကျွန်းလှုပ်ထားတဲ့အစီအရင်တွေကိုလည်းလွယ်တကူကြော်ဖြတ်နိုင်နေပါတယ်။ဂွေမဲမျက်လုံးတွေရသွားတဲ့ဂူကျွန်းတယောက်အရာအလုံးကိုအသေးစိတ်ပြန်မြင်နိုင်တဲ့အပြင်တက်တော်ရှိဂွေမဲတစ်ကောင်ကိုပါထပ်မြင်ခဲ့ရပြန်ပါတယ်။ထိုအချိန်ဆန်ခန်းအမေရောက်လာပြီးသူမရဲ့အပြစ်တွေကသူမရဲ့တမိကိုအနေနဲ့တွန်းပို့ခဲ့ရတာဖြစ်ပြီးဆန်ခန်းကိုကယ်ပေးဖို့ပြောနေတာကြောင့်ဂူကျွန်းလိုက်တော့ဘယင်ကြီးဆန်ဥတီနေပြီဖြစ်ပါတယ်။ဂူကျွန်းကအင်ရှိဆန်ဝင်းညင်ကိုတိုက်ခိုက်ဖို့လုပ်တော့ဆန်ခန်းရဲ့လက်ဘေးမော့ကိုဓာတ်တင်ထားလိုက်တာကြောင့်ဂူကျွန်းလည်းအလျှော်ပေးလိုက်ရပါတယ်။ 그럼 어머니, 다음 생엔 제 딸로 태어나세요. 제가 지켜드리겠습니다.ကိုကျွန်းတယောက်တရဲပုကတ်ခံထားရသူမင်းသမီးကိုပြန်လဲတတိယလာစေဖို့လှုံ့ဆော်နေရပြီးတွင်ခဲ့တဲ့အနှစ်30ကသူမမိခင်ဟာလည်းတော်ဝင်ကျင်ရတော်ဆူပင်းနဲ့ပူပေါင်းခဲ့ရတယ်ဆိုတာဟာတာမန်နန်းတွင်သူတယောက်ကတော်ဝင်ကျင်ရတော်ရဲ့အမိန့်ကိုမလွှင့်စနိုင်သူဖြစ်ခဲ့ရပြီးသူမမိခင်ကိုကယ်တင်နိုင်ဖို့အတွက်ဘယင်ကြီးဟာသူမကိုလက်ထပ်ခဲ့ရတာဖြစ်လို့ခမဲတော်ကောမဲတော်ကိုပါနာကြီးမုန်းတိမနေမိဖို့နားချပါတယ်ဆန်ခန်းတယောက်အတိတ်ကသူမအမေကိုပြန်တတိယနေပြီးဆန်ခန်းဆိုတဲ့နာမည်ကိုသူမဇာတိကပန်းပင်တစ်မျိုးကိုအဆွဲပြုမဲ့ခေါ်ခဲ့တာဖြစ်လို့ဇာတိကိုအရန်လွမ်းဆွနေပါတလားမေးကြည့်တော့အဲ့ဒီလိုမဟုတ်ပဲဖခင်ဖြစ်သူကငငယ်ကလေးကဆုံးပါသွားခဲ့တာဖြစ်ပြီးမိခင်ဟာလည်းအမြဲနာမကျန်းဖြစ်နေသူဖြစ်ကြောင်းဝမ်းနည်းစရာအတိတ်ကိုပြောပြတော့ဒီလိုဆိုရင်နောက်ဘဝကျမေတော်ကသူသမီးအဖြစ်နဲ့ပြန်လာခဲ့ဖို့နဲ့သူမကပြန်လဲကာကွယ်ပေးမိအကြောင်းပြန်စဉ်းစားမိရင်အတိပြောင်းဝင်လာခဲ့ပါတယ်ဒီတော့မှဂူကျွန်းနဲ့တိုက်နေတဲ့တရေကောင်ကိုနောက်ကနေချွန်ထက်တဲ့အရာနဲ့ထိုးလိုက်နိုင်ပြီးဂူကျွန်းလည်းထိုတရေကိုလည်းပင်ဖြစ်လိုက်နိုင်ပါတယ်တို့ပေမဲ့ထိုထိုးနှစ်ချက်ကသူမပေါင်ကိုပြန်ဆိုင်ဝင်နေခဲ့တာဖြစ်ပြီးအမတ်တွေနဲ့တက်တော်ဆောင်နေပါရုပ်ရုပ်တဲဖြစ်ကုန်ကြပါတယ်ဘယင်ကြီးရဲ့အမိန့်နဲ့တော်ဝင်အတွင်းရင်မှုချုပ်ကလာစစ်ကြည့်တော့ဆန်ခန်းလဲထွက်ပြေးလာခဲ့ပြီးဂူကျွန်းလည်းပြန်ရောက်လာပါတယ်မျက်လုံးတွေကဘယ်လိုကြောက်ပြန်ကောင်းလာတာလဲမေးကြည့်တော့တွေးသိအောင်အရင်လောက်ကြစို့လို့ပြောရင်းစကားလွှဲလိုက်ပါတယ်ခုတော့တမားတော်စီတွားကြစို့လို့ပြောတော့သူမအမေကအခုဘယ်မှာလဲနဲ့သူမတွေးချင်ကြောင်းပြောကသူမမိခင်ရဲ့နာကြီးချက်တွေကိုသူမကရှင်းလင်းပေးမှဖြစ်လို့တမလွန်ဘွားကိုကောင်းကောင်းမှုမှုကူဖို့ဖြောင်းဖျခြင်းတယ်လို့ဆိုနေတဲ့ဆန်ခန်းကိုသူမအမေဝိညာဉ်ကိုဂွေမဲကဝါမြုပ်သွားပြီဖြစ်လို့တွေးလို့မရနိုင်တော့ကြောင်းစိတ်မကောင်းစွာပြောပါတယ်အဲ့ဒီနောက်ဆန်ခန်းတယောက်သူမတို့ငငယ်ကပန်းမရှိတော့ပြီးဝမ်းနဲ့စွာအော်ဟစ်ငိုကြွေးပါတယ်ဂူကျွန်းတယောက်ဘယင်ကြီးထံအခါစားဝင်တော့မင်းညကမင်းသမီးလာရှာတာဘာကိစ္စများလဲမေးကြည့်တော့အထွေအထူးမဟုတ်ပါဘူးလို့ဖြေပါတယ်အင်ရှိဆန်ဝိညာဉ်ကိုတမလွန်ကူးခိုင်းလို့ရဖို့နန်းတော်အပြင်ကိုထွက်ဖို့လိုကြောင်းတင်ပြတော့အဲ့ဒီဝိညာဉ်ကောင်ကိုတမလွန်ကူးပေးစရာမလိုပဲဖျက်ဆီးပစ်လိုက်ဖို့ပြောနေတဲ့ဘယင်ကြီးကိုဝိညာဉ်ကိုဖျက်ဆီးလိုက်တာဟာဘာအတိတ်ပဲဆိုတာသိရလားလို့မေးပါတယ်အဲ့ဒါကအရေးမကြီးတာမို့နန်းတော်ပြင်ပကိစ္စအတွက်ဆန်ခန်းကိုသာအပြင်ထွက်ခိုင်းဖို့ပြောတော့သူမကိုခိုင်းလို့မဖြစ်တဲ့အရာလို့ဆိုပါတယ်မင်းကိုဝိညာဉ်နှိမ်နှင်းနိုင်ဖို့မကောင်းဆိုးဝါးအတန်တွေကြားနိုင်တဲ့မင်းသမီးနဲ့အတူတွဲလှုပ်ခိုင်းထားတာကိုရာရာဆဆမင်းကသူ့ဘောစိတ်ရိုက်နေတာလားမေးတော့အဲ့ဒီလိုမဟုတ်ဘဲသူမကအတားအဆီးဖြစ်နေကအင်ရှိဆန်ဝိညာဉ်နဲ့ပတ်သက်တဲ့အမှန်တရားနဲ့နီးလာလေလေဘယင်ကြီးရဲ့ရှက်စရာကောင်းတဲ့လှုပ်ဝက်ချက်တွေကိုသူမကသိလေလေပဲမို့
အဲ့ဒါတွေကိုသူမခနိုင်မရှိမှစိုးရိမ်မိကြောင်းဆိုပါတယ်ဆန်ခန်းတတိပြန်ရလာတော့ဘေးနားမှာထိုင်ဆောင်ပေးနေတဲ့ဂူကျွန်းကိုဘာလို့အခုဒီမှာရှိနေတာလဲမေးတော့တရဲဝင်မှုခံရမှာစိုးရိမ်လို့ဖြစ်ကြောင်းဆိုပါတယ်အမြင်အာယုံကဘယ်လိုပြန်ရတာလဲထပ်မေးနေလို့ဂွေမဲရဲ့မျက်လုံးတွေကိုယူလိုက်တာလို့ပြောပြပါတယ်ဒါဆိုရင်ဘယ်လိုဖြစ်လာမှာလဲလို့စိုးရိမ်တဲ့ကြီးမေးနေတဲ့ဆန်ခန်းကိုအဲ့ဒါကိုဂရုစိုက်ဆရာမလို့ပဲဒါကိုကောင်းကောင်းသိမ်းထားပါလို့ဆိုကသူလုပ်ပေးထားတဲ့အဆောင်လေးကိုပြန်ပေးပါတယ်အဲ့ဒါအပြင်အရှိဆန်ရဲ့ဝိညာဉ်ကိစ္စကိုလည်းစိတ်ပူစရာမလိုတော့ပဲအမြင်အာယုံပြန်ရပြီမို့တယောက်ထဲတာလုံးတော့မိဖြစ်ကြောင်းဆိုပါတယ်ထွက်သွားဖို့လုပ်နေတဲ့ဂူကျွန်းကိုသူမမဲတော်ကြောင့်အခုလိုတွေပြောနေတာဆိုရင်သူမမဲတော်ဟာသူမကိုကယ်တင်ဖို့ကြိုးစားရင်ဖြစ်ခဲ့ရတာမို့ကိုအပြစ်မတင်ဖို့နားချတော့အဲ့ဒါကသူ့ကြောင့်လို့ဆိုပြီးအရင်တုန်းကလည်းဂွေမဲတကောင်ကသူ့ရဲ့ရန်ဆွမ်းအင်တွေဆုပ်ယူဖို့လုပ်နေခဲ့တာကြောင့်အခြားတစ်ယောက်ကိုကြွေးခဲ့ရဘူးပြီးအဲ့ဒီလိုကိစ္စတွေနဲ့ကျင်းစာတစ်နေတဲ့သူအနာကိုမင်းသမီးကိုမနေစေချင်ကြောင်းပြောပြပါတယ်ဖွားဖြစ်သူမဲတော်ကြီးထံဆန်ခန်းရောက်လာတော့အဆောင်တွေအများပြားဝတ်ဆင်နေတာတွေ့ရလို့ဒါတွေအားလုံးကိုနန်းတော်ကယူလာတာလားမင်းနေတဲ့ဆန်ခန်းကိုအဖွားဖြစ်သူထံလာပါအောင်လို့ခေါ်နေတာကြောင့်ရှေ့ကိုအနှဲငယ်တို့ပြီးတော့ဒီစမ်းကြဲတဲ့လိုအပ်ချက်တွေကိုငါတို့မိသားစုအတူတူဖုံးကွယ်ထားကြရအောင်လို့ဆိုနေလို့အစကတည်းကတတိထားမိခဲ့တာရှိပြီးသားလို့ပြောနေစဉ်မဲတော်ကြီးကဆင့်ခေါ်လာပြီးမှမဲတော်ကြီးထံရောက်သွားပါတယ်မဲတော်ကြီးထံဘယင်ကြီးကိုလည်းဆင့်ခေါ်လိုက်ပြီးတော်ဝင်မျိုးနွယ်တွေအားလုံးစုံကြီးနေလို့ဘာအကြောင်းအရာများရှိလို့ဗာလဲမေးတော့လွန်ခဲ့တဲ့အနှစ်30ကနတ်ရွာဆန်ဘယင်ကြီးရဲ့တားတော်တွေနတ်ရွာဆန်ကြတော့ဘာကြောင့်ဘယင်ကြီးတယောက်ထဲကြံခဲ့ရတာလဲမေးတော့အဲ့ဒီတုန်းကအပနဲ့နာမည်ကြီးဆရာကြီးတယောက်ထံတွားရောက်ခလုံးခဲ့လို့ဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီလိုလှုပ်ရှားမလို့ခဲ့ပဲရေကန်တရဲဆိုတာတကယ်မရှိခဲ့တာမို့အင်ရှိဆန်တွေအားလုံးဟာအစိတ်ခတ်လောက်ကြံခံခဲ့ကြရတာဖြစ်ကြောင်းပြောပြကမင်းသားအင်းဟာကိုရှေ့တော်မောက်တွင်းစေပါတယ်မင်းသားဟာနန်းတော်တဲ့ဝင်ချင်းအခုလိုဖြစ်ခဲ့ရတာဖြစ်ပြီးမင်းသားကိုအခန့်ခဲ့တဲ့အချိုဘွဲတစ်တာတစ်ခုတွေ့ခဲ့ရကမင်းသမီးရဲ့မိခင်ဟာလည်းထိုပုံစံသူအရာကိုစားတောက်ပြီးနောက်ဆုံးတည်ခဲ့ရတာဖြစ်လို့အစိတ်ခတ်ခံရတာဖြစ်ကြောင်းကောက်ချက်ချနိုင်တယ်လို့ရှင်းပြပါတယ်အဲ့ဒီလိုကိစ္စတွေဖြစ်ရင်အကျိုးအမြတ်ရမဲ့သူကအစေခံရဲ့တာတော့လက်ရှိဘယင်ကြီးပဲမဟုတ်ပါလားလို့ဆွဆွဲနေပြီးမို့ဘယ်တော်ကြီးပြောတဲ့စကားကိုတာဝန်ယူနိုင်ပါတလားပြောကမုံကြိုထည့်ထားတဲ့တစ်တာကိုလက်ပြောင်းယူလိုက်ပြီးကုံဒီအထိတစ်ခုချင်းစားပြနေပြီးမို့အားလုံးကစိုးရိမ်တကြီးကြည့်နေကြတဲ့အကြည့်တွေကိုတုံ့ပြန်ရင်အားလုံးကအစိတ်လို့ထင်းနေရင်အချိန်တွေကအတီးပြုတ်နိုင်မှာမဟုတ်လားပြောကမင်းသားအစ်ဆန်ရှီကိုပြစ်ချပေးလိုက်ပါတယ်အဲ့ဒီနောက်တစ်ခုခုကိုစဉ်းစားမိတဲ့ပုံစံနဲ့မင်းသားအင်းဟာကိုနန်းတော်အပြင်ခေါ်ထုတ်စေပြီးမဲတော်ကြီးကတားနေလို့တစ်ခုခုတွေ့ကျင်တွားမိလို့ပြီးကြောင်ပြောပါတယ်နန်းတော်အပြင်ဘက်ရောက်ချင်းမင်းသားအင်းဟာကအကောင်ပကရီအတိုင်းပြန်လဲနိုးထလာလို့မဲတော်ကြီးတို့ထံတင်ပြကြပါတယ်အဲ့ဒါအပြင်မင်းသားကစကားတစ်ခွန်းပါခိုင်းလိုက်ပြီးထိုစကားကဘာများလဲမေးတော့ဘရင်တွေးတာဖြစ်လို့တရေကသူ့ကိုတတ်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်းစကားပါခိုင်းတာဖြစ်ပါတယ်ဒီအချိန်ထိအစိမ့်မိတာတေးကြပါတယ်လို့ပြောနေတဲ့မဲတော်ကြီးကိုအင်းအချစ်တော်ကိုလုံးတော်ကိုလောက်ကျန်တက်ဖြတ်ခဲ့တဲ့အပြင်အခုဘရင်ကြီးကပါလောက်ကျန်ဆွဆွဲနေသူမို့နန်းတော်ကနေအခုချက်ချင်းထွက်သွားဖို့နှင်ချပါတယ်ဒါကိုလက်မခံဘဲတောင်းကျနေတဲ့မဲတော်ကြီးကိုဒါတွေအားလုံးရဲ့အစဟာမဲတော်ကြီးဖြစ်လို့ကန်ကန်ရဲ့အကျိုးလိုမှတ်ယူကအခုချိန်လက်ခံလိုက်ဖို့ဖြောင်းပြပြီးထွက်လာခဲ့ပါတယ်အဲ့ဒီနောက်ဆန်ခန်းလိုက်လာတော့ရဲမက်တွေကိုနှင်ထုတ်လိုက်ပြီးတရဲကအန်ရပြုတ်မဲ့ဆိုရတီလျက်နဲ့တရဲကိုပါအတုံးချပြီးမင်းသားအင်းဟာကိုနန်းတော်တဲ့ခေါ်တွင်းခဲ့တာပါလားမင်းနေလို့မင်းကတော့စိတ်မှန်တည်းလားနဲ့ရေခံတရဲကိုမရှင်းနိုင်သေးသူရှိပွဲမလာဖို့မှားပါတယ်သူမဟာမင်းကြီးကိုအခုထိမယုံကြည်သေးပဲပထမတားတော်နဲ့ဒုတိယတားတော်တို့ဘလို့တည်ခဲ့ကြရတယ်လဲနဲ့တတိယတားတော်လိုပဲအစိတ်ခတ်တက်ခံခဲ့ရတာဆိုရင်မင်းကြီးလည်းထိုကန်ကြီးကိုတေချာပေါက်ပြန်ဆက်ရမည်ဖြစ်ကြောင်းပြောတော့စောင့်နေမယ်လို့သာဆိုပါတယ်မဲတော်ကြီးကတော့ဘယင်ကြီးကိုတက်ပြရတော့မယ်လို့ရည်ရွယ်နေခဲ့ပြီးနတ်ဝင်တွေကိုရှေ့တော်မောက်တွင်းပြီးချိန်ကယောဂကိစ္စဆွေးနွေးနေကြတဲ့ဘယင်ကြီးတယောက်ထပ်မံလဲကျသွားပြန်ပါတယ်တော်ဝင်အတွင်းရေးမှုကကြည့်ရှုစစ်ဆေးတော့ကယောဂလက္ခဏာတွေဖြစ်နေလို့တော်ဝင်တမားတော်ကိုဆင့်ခေါ်ခိုင်းတော့တမားတော်ကိုခေါ်ဖို့မလိုပဲဂူကျွန်းကိုသာခေါ်ခိုင်းလိုက်ပါတယ်ဂူကျွန်းရောက်လာတော့သူ့ကိုတခြားကြည့်ခိုင်းကဘာတွေမြင်ရလဲမေးတော့ပုံမှန်တရဲတွေမဟုတ်ကြပဲအဟိငိုကြွေးနေတဲ့ပြည်သူတွေရဲ့ပုံရိပ်တွေဖြစ်ပြီးထိုသူတွေဟာမင်းကြီးတက်ခိုင်းခဲ့တဲ့ကယောဂရွာကလူတွေဖြစ်ကြောင်းတင်ပြတော့ငါ့ဘောအညိုတေးထားပြီးနန်းတော်ထိရောက်လာကြတာလားမေးနေလို့ပုံမှန်ဆိုအညိုတေးတရဲတွေကသူတို့ကိုကိုယ်တိုင်တက်သူတွေထံတွားကြတာဖြစ်ပေမဲ့အခုကောင်တွေကမင်းကြီးစီရောက်လာကြတာဟာတစုံတယောက်ရဲ့လမ်းပြမှုကြောင့်လို့ဆိုနေလို့ဘယ်သူများလဲလို့မေးတော့အင်ရှိဆန်တရဲလို့ပြောပြပါတယ်အဲ့ဒီလိုဆိုလောက်ဆရာရှိတာတွားလို့တော်လို့ပြောနေလို့တရဲတွေကိုဘယ်လိုလုပ်မလဲမေးကြည့်တော့ဝိညာဉ်နှစ်သိပ်ပူဇော်ဝဲလုပ်ပေးပြီးတရဲတွေကိုမောင်းထုတ်ပြမယ်လို့ပြောပါတယ်အဲ့ဒီလိုလုပ်တာဟာမတရားတဲ့ဖြင့်တည်ဆုံးခဲ့ရသူတွေကိုနှစ်သိပ်ပြီးတဲ့အခမ်းအနားဖြစ်လို့အဲ့ဒီလိုလုပ်ရင်ရှုံးနိမ့်ပါလိမ့်မယ်လို့ဆိုတော့မင်းအလုတ်ကအင်ရှိဆန်တရဲကိုနှိမ်နေရမှာဖြစ်လို့ကျန်တာတွေခေါင်းထဲမထားပဲသူပြီးတာရက်ပြေးတော့မှာဖြစ်လို့အမြန်ဆောင်ရွက်ဖို့မိန့်ပါတယ်အပြင်မှာတယောက်ထက်ရက်နေတဲ့ကူကျွန်းကိုကျွန်တော်ကိုခေါင်းနေကြပြီလို့ထူးဆန်းစွာပြောနေလို့လက်နဲ့ပုတ်တတိပေးတော့မှဘာမှမဟုတ်ပါဘူးလို့ဆိုကထွက်သွားတဲ့ကူကျွန်းကိုခွေမဲမျက်လုံးတွေရသွားပြီးအခြေအနေတွေကပိုဆိုးလာတာပါလားမေးလို့အဲ့ဒါထက်ဒီကိုဘာကြောင့်ရောက်လာတာပါလဲလို့စကားလမ်းလွဲကထွက်လာလိုက်ပါတယ်သူ
လူမကိုရှောင်ထွက်နေတဲ့ဂူကျွန်းကိုလူမကိုစိုးရင်လို့ဒီလိုတွေလုပ်နေတယ်ဆိုတာမတိရလောက်အောင်အထိလူမကနှုံအမနေပဲအရင်ဖြစ်ခဲ့တာတွေကိုနောင်ဖြစ်လာမဲ့ကိစ္စတွေကပါလူမတာဝန်ယူရမယ့်အရာတွေဖြစ်ကြောင်းနားချပါတယ်အဲ့ဒီတော့မှလူမခန္ဓာကိုယ်တုံးပြီးဘယင်ကြီးအနောက်ကိုမကတ်နိုင်ခဲ့တဲ့တရေကရွာသားတရေတွေကိုပါနန်းတော်ထဲခေါ်တွန်းလာပြီးဘယင်ကြီးကိုတက်ဖို့လုပ်နေကြတာမို့သူမမိခင်ကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်ဖခင်ဘယင်ကြီးကိုတော့တေအောင်လွှတ်မထားနိုင်ကြောင်းပြောပြပါတယ်သူ့ရဲ့ရန်ဆွမ်းအင်တွေပြန်ပြေးဖို့နေထွက်သည့်အထိဆောင်းရအောင်မယ်ပြောနေလို့သူမလက်ကိုဂူကျွန်းလက်ပေါ်ညှင်းတော်စွာတင်လိုက်ရင်သူမရဲ့ဆွမ်းအင်တွေမျှဝေပေးပါမယ်လို့ပြောပါတယ်ထို့နောက်ကက်ရောခတရေတွေကိုနှိမ်နှင်းဖို့စူတောင်းကျန်းစာတွေကိုရေးခိုင်းပြီးကြက်တွေးကိုတုပ်လိမ့်ကဘယင်ရဲ့အိတ်ဆောင်တော်မှာထားစီပြီးအင်ရှိဆန်တရေဝင်မလာနိုင်အောင်အစီအရင်လောက်ကြကဝိညာဉ်ထိမ့်သိမ့်ပူဇော်ပွဲမစခင်အထိဘယင်ကိုကာကွယ်ရမည်ဖြစ်ကြောင်းမှာပါတယ်အဲ့ဒီနောက်ဘယင်ကြီးအခန်းထဲကိုဝင်ကအပြင်ကလူတွေကိုဝင်မလာဖို့မှာကြားရင်အစီအရင်တွေစတင်ပါတယ်ဘာတွေလုပ်နေတာလဲလို့ဘယင်ကြီးကမေးတော့သူမှလည်းဒီကိုလာခြင်းလို့လာတာမဟုတ်ဘဲဝိညာဉ်ပူဇော်ဝဲမစခင်အထိဘယင်ကြီးကိုကာကွယ်ဖို့လုပ်နေရတာဖြစ်ကြောင်းဆိုကဆူတောင်းစာတွေကိုကတ်နေစဉ်ကက်ရောခတရေမဟုတ်တဲ့အတန်တွေပါကြားနေရကြောင်းဘယင်ကြီးကိုရှောက်တင်ပါတယ်ခမဲတော်ကိုအင်ရှိဆန်အကြောင်းပြောပြဖို့စူးစမ်းနေတယ်လို့ဘာသာပြန်ပြီးတော့နားထောင်လို့မဖြစ်ကြောင်းဆိုပါတယ်ကျေးဇူးပြုပြီးကျွန်တော်ပြောတာကိုနားထောင်ပေးပါလို့အတင်းပြောနေပြီးမို့ဆန်ကန်းကိုဒီကထွက်သွားတော့လို့မောင်းထုတ်ပါတယ်အဲ့ဒီတရေအဲ့ဒါလောက်အထိပြောပြချင်နေတဲ့အကြောင်းကဘာလဲဆိုတာခမဲတော်ကိုယ်တိုင်ပြောပြပါလို့နေလို့အချင်းချင်းစကားများစွာပြုတာကြရင်ယူးကြောင်မှုကြောင့်တွေဖြစ်နေတဲ့ဘယင်ကြီးကိုအတိစိတ်ပြန်ဝင်ဒီအထိអော်လိုက်တော့မှစိတ်ပြက်လက်ပြက်နဲ့နောက်ကိုဆုတ်ထိုင်ချလိုက်ကသူကောဘဒူပါလဲနဲ့ခမဲတော်တက်တာခံခဲ့ရတာပါလားမေးနေလို့ဟုတ်မှန်ကြောင်းဝန်ခံပါတယ်ဘာလို့တက်ခဲ့တာလဲမေးတော့မှအတန်တေးအတန်ကြောင်နဲ့ပြောနေပြီးအင်ရှိဆန်လုပ်ခဲ့တဲ့ကိစ္စကိုပြောဖို့လုပ်ခဲ့လို့ဆိုပါတယ်အင်ရှိဆန်ကတရေတွေကိုပိတ်လောင်ထားတဲ့အခန်းထဲရောက်ခဲ့တာကိုထိုကလေးကသိခဲ့တာဖြစ်ပြီးဒီလိုဆိုအင်ရှိဆန်ကလည်းတရေတွေရဲ့အတန်ကြားရသူပါလားမေးတော့အင်ရှိဆန်ရဲ့အကြောင်းကိုပြန်ပြောပြပြီးဒီအဖေကဘယ်လိုမျိုးပုံစံနဲ့ဘယင်ဖြစ်လာတယ်လဲဆိုတာပြန်ပြောခိုင်းတော့လက်ရောက်ဆန်ဘယင်ကြီးရဲ့တားတော်မင်းသားတွေကွယ်လွန်သွားကြလို့ဖြစ်ကြောင်းပြောနေတဲ့မင်းသားကိုသူတို့ကဘာလို့တွေသွားခဲ့ကြလဲဆိုတာသိလာမေးတော့ရေခံတရေကျိန်စာကြောင်းလို့ဖြစ်ပါတယ်မင်းကြီးကအမှန်တိုင်းပြောဖို့ပြောလိုက်ပြီးသူ့မေတော်ရဲ့မျိုးဆက်ဟာကျိန်စာတင်နေတဲ့ပုံစံနဲ့ကလေးတွေကိုမွေးဖွားတက်ကြတာဖြစ်လို့အဲ့ဒီထဲကတယောက်ကမင်းပဲလို့ဆိုလိုက်ရင်တရေတွေရဲ့အတန်ကိုလည်းကြားနေရနိုင်ပြီးရေခံတရေဆိုတာတကယ်မရှိခဲ့တာကိုအရင်ကတည်းကသိနေမှာပဲမဟုတ်လားလို့ဆိုပါတယ်အဲ့ဒီလိုဆိုနတ်ရောက်ဆန်ဘရင်ရဲ့တားတော်တွေတည်ခဲ့ရတာဟာလေတရေလက်ချက်မဟုတ်ပဲလောက်ချက်ခံရတယ်ဆိုတာလေသိနေမှာမဟုတ်လားလို့ပြောတော့မှဘရင်ကြီးရှေဒူးထောက်တောင်းမှန်ချလိုက်ပြီးဒါပေမဲ့ရေခံတရေဆိုတာတကယ်မရှိခဲ့ပဲငါရဲ့ပထမနဲ့ဒုတိယတားတော်တွေဟာငါအကိုတော်တွေလိုမျိုးတွေးမဲတွေအံပြီးတည်ခဲ့ကြရတာဟာမင်းကလွင်ခဲ့တဲ့အနှစ်30ခရက်ကအကြောင်းတွေကိုတည်ခဲ့ရပြီးအဲ့ဒီအတိုင်းလောက်ခဲ့တာဖြစ်မှာပေါ့လို့ပြောပါတယ်သူအကြောင်းတွေသိတော်ပြီဖြစ်လို့ငါမင်းကိုဒီတိုင်းလွှတ်ထားပြီးမယ်လို့ထင်နေလားမေးကအစိပ်ပလင်းကိုထုတ်ပြလိုက်တာမို့တကယ်ပဲလက်ဖက်ကြီးကွက်ထဲကိုအစိပ်တွေခတ်ခဲ့တာလားလို့မေးကဘယ်လိုဖြစ်ပြီးအဖေလို့သူကကိုလက်နဲ့ကိုတောက်ကိုပြန်တက်နိုင်ရတာလဲလို့အညိုတကြီးပြောပါတယ်မင်းကဘယင်ဖြစ်လာပြီးပြည်သူတွေကိုအုပ်ချုပ်လို့မဖြစ်ကြောင်းပြောတော့ခမဲတော်ကြအဲ့ဒီလိုဘယင်ဖြစ်လာခဲ့ပြီးကျွန်တော်ကြမှာဘာလို့မရနိုင်တာလဲလို့မေးရင်အစိပ်လက္ခဏာတွေစလာပြီးမို့ဘယင်ကြီးကပွေးဖက်နှင်းသိမ့်လိုက်ရင်ညီနောင်တွေကိုတက်ပြီးဘယင်ဖြစ်လာသူကငါတယောက်ထဲနဲ့လုံလောက်ပြီလို့ပြောရင်မင်းကိုလည်းရေကန်တရက်ရဲ့ကျိန်စာကြောင့်တည်သွားတယ်လို့ထင်ရအောင်လုပ်ပေးမယ်လို့ပြောနေတာကြောင့်မြန်မြန်အဆုံးတက်စေဖို့အစိပ်ပလင်းကိုအကုန်မောတော့လိုက်ပြီးသူတည်ဆုံးပြီးရင်လည်းတကယ်ရေကန်တရက်ဖြစ်လာပြီးပါမယ်လို့ဆိုကငါဘယင်မဖြစ်ရဘူးဆိုရင်လွန်ခဲ့တဲ့အနှစ်30ကကျိန်စာအတိုင်းဘယ်သူမှဘယင်ဖြစ်ခွင့်မရအောင်အရှိနန်းတော်ရဲ့တွေးတာမျိုးဆက်ကိုဖျက်တောက်ပစ်မယ်လို့ကြုံဝါရင်အညှိုးကြီးစွာတည်ဆုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်တရေအားလုံးကိုခေါ်ပြီးနန်းတော်ထဲဝင်လာပြီးဖြစ်လို့ဘယင်ကြီးလည်းလဲကျသွားပြီဖြစ်ပါတယ်မေတော်ကြီးနဲ့နတ်ဝင်တွေကတော့တရေတွေနန်းတော်ထဲဝင်ရောက်နိုင်အောင်ကူညီပေးနေခဲ့ကြပြီးပွဲတော်တွေတစားစီဖြစ်ကုန်ကြပြီမို့ဘယင်ကြီးလက်ရဆန်သွားပြီလားဟုအောင်နိုင်သူအပြုံးတွေကိုစီနဲ့ဖြစ်နေခဲ့ကြပြီးဆန်ခန်းကတော့ဂူကျွင်းကိုအကူအညီလှမ်းတောင်းနေရပြီဖြစ်ပါတယ်ဂူကျွန်းတယောက်လက်ဖလာနဲ့ရေကန်မော်ပြန်တက်လာခဲ့ရပြီးအင်ရှိဆန်ဝင်းညင်ကကက်ရောဂါတရေတွေကိုဆင့်ခေါ်လာနိုင်တဲ့အကြောင်းရင်းရှိတယ်လို့ပြောကမကြခင်နန်းတော်တစ်ခုလုံးအပေါ်ဘေးဒုက္ခအကြီးကြီးကြောက်လိုက်မယ်လို့ဆိုပါတယ်။မေတော်ကြီးတယောက်တောင်ဝှစ်တစ်ချောင်းကိုအားကိုးနေရပြီဖြစ်ကဘရင်ပလင်တော်ပေါ်ကိုတက်ပြီးဘရင်ကြီးဟာအတက်အနရဆွေးနေရတဲ့အချိန်ဖြစ်တာကြောင့်ဒီလက်လက်တော်မဲ့နေရာကိုငါအပြင်ဥဆောင်နိုင်မဲ့သူမရှိဘူးလို့ဆိုပါတယ်။ငါတယောက်တည်းကပဲဒီနန်းတော်နဲ့တော်ဝန်နန်းဆောင်တွေကိုကာကွယ်နိုင်မှလို့ယူကြောင်မှုကြောင့်နေအိုးနေချိန်နှာခေါင်းကနေတွေးတွေယိုစီးကြနေပြီဖြစ်ပါတယ်။ထိုအချိန်အမတ်ကြီးတယောက်ကလည်းလဲကျသွားကနန်းတော်တစ်ခုလုံးတစ်ခုခုဝင်ရောက်နှောက်ယှက်နေတယ်လို့ရုပ်ရုပ်တဲတဲဖြစ်ကုန်ပြီးအချင်းချင်းတစ်ဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေပြီဖြစ်ပါတယ်။ဆန်ခန်းတယောက်ဂူကျွင်းကိုကြည့်ပြီးနန်းတော်မှာအချိန်နေမကောင်းဘူးလားမေးခြင်းပေမဲ့
အခုဂူကျွန်းကပိုပြီးအခြေအနေမကောင်းပုံပဲလို့ဆိုနေလို့အင်ရှိဆန်မင်းသားရဲ့ဝိညာဉ်ကအားကောင်းလာလို့ဖြစ်ကြောင်းဆိုပါတယ်ဒီလိုကြောင့်အင်ရှိဆန်ရဲ့ဝိညာဉ်ကိုဒီမှာပဲပိတ်လောင်ထားတော့မှလို့ဆိုကတစ်တာတလုံးကိုဖွင့်ပြပါတယ်ဒီလိုဆိုတမလွင်ကိုပို့မပေးတော့ဘူးလားမေးနေလို့ကယောဂတရဲတွေရဲ့ဝိညာဉ်တွေကိုဝါမျိုးထားကသူတို့ဝိညာဉ်တွေနဲ့ရောထွေးကုန်ပြီးမို့ပို့လို့မရနိုင်တဲ့ကြောင်းပြောပြပါတယ်ပြီးတော့ဝိညာဉ်ကိုတမလွင်ကူးပေးရတာထက်ပိတ်လောင်ထားရတာကပိုလွယ်ကူတဲ့အပြင်ကယောဂတရဲတွေရဲ့အတွက်နှစ်သိမ့်ပူဇော်ပွဲလုပ်ပေးတာကအင်ရှိဆန်တရဲကိုအားနည်းစေမှဖြစ်လို့အထောက်အကူရမှာပါလို့ဆိုပါတယ်အဲ့ဒီနောက်သူအခန်းကိုပြန်လာကြတော့ဒီညကြော်သွားလို့တရဲနိုင်နေတာအောင်မြင်ခဲ့ရင်ဘာများလုပ်ချင်လဲမေးကြည့်တော့အရက်တွေကိုတရေလွှဲအောင်တောက်ပြပြီးဇက်တိုက်အိပ်ပြစ်မယ်လို့ဆိုပါတယ်သူမကအဲ့ဒီလိုမေးတာမျိုးမဟုတ်ပဲဘယ်လိုအသက်ရှင်သွားမလဲမေးတာဖြစ်ကြောင်းပြောတော့မှအဲ့ဒီလိုမျိုးမတွေးထားဘူးပေမဲ့ဘုန်းကြီးကျောင်းကိုပြန်သွားမယ်လို့ဆိုပါတယ်အရင်ကတော့ဘုန်းကြီးကျောင်းကိုမုန်းတဲ့အကြောင်းပြောဘူးပြီးအခုပြန်သွားဖို့လာမေးတော့အဲ့ဒီကျောင်းရဲ့အရှိတ်တမိုင်လောက်ခရီးသွားပြီးရင်ရေကန်တစ်ခုရှိပြီးထိုနေရာကသူ့အမေဆုံးထားတဲ့နေရာဖြစ်ကြောင်းပြောပါတယ်အဲ့ဒါကြောင့်တေဆုံးသွားရင်တော့ဘုန်းကြီးကျောင်းကနေထွက်နိုင်မယ်မထင်ဘူးလို့ဆိုပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်စကားပြောနေစဉ်သူတို့နောက်ကဂီမဲတဲ့ကောင်ကဒီနေ့ညကျင်းဒီပေါက်သေးလိမ့်မယ်အမေနဲ့အတူလိုက်မသေးလိုက်ရတဲ့အတက်ရှင်နေလို့မဖြစ်တဲ့လူကောတရေကောမဟုတ်တဲ့ကောင်လို့ရွရွပြောနေတာကိုကုကျွန်းကမြင်နေရပေမဲ့မကြားနိုင်တာကြောင့်သမင်ခိုးတရက်ကဘာပြောနေတာလဲလို့မင်းသမီးကိုမေးပါတယ်ဒီတစ်ကြိမ်ဝိညာဉ်လောကဘက်ကိုကိုကျွန်းနဲ့အတူလိုက်ချင်ကြောင်းပြောတော့သူအချိန်ချင်းပြောဘူးလို့ဝင်သွားနိုင်ရင်တောင်တောက်ခံနိုင်မှာမဟုတ်တာကြောင့်တွေးတော်မတွေးနဲ့လို့ဆိုပါတယ်အဲ့ဒီနောက်အစီအရင်လုတ်ပြီးတဲ့ကိုကျွန်းကတွားလိုက်အောင်မယ်လို့ဆိုတော့ရန်ဆွမ်းရင်တွေတိုးများစေဖို့လို့ဆိုကကြိုထားတဲ့ဆေးတစ်ခွက်ကိုတိုက်ပါတယ်ဆေးတိုက်ပြီးနောက်သူမကူညီပေးလို့ရတဲ့ကိစ္စကောရှိမလားမေးတော့မရှိဘူးလို့ပြောပြီးမင်းသမီးကိုလည်းအင်ရှိဆန်တရက်ကပြစ်မှတ်ထားနေတာဖြစ်လို့ပုံနေဖို့တောင်မှာပါတယ်ကိုကျွန်းတွားဖို့လို့တော့သူမဒီကိုမလာခင်အဖွားရဲ့အဆောင်ကိုတွားခဲ့တဲ့ကြောင်းပြောပြတော့ရန်သူလိုကြည့်တဲ့သူစီဘာတွားလို့တာလဲမေးရင်အမြင်အာရုံတွေဝေဝါလာကလဲကျသွားပြီးဖြစ်တဲ့ကိုကျွန်းကိုနေတဝက်လောက်တော့ထလာနိုင်မှာမဟုတ်ကြောင်းပြောပြကဘာလို့လောက်တာလဲမေးကြည့်တော့သူမကိုယ်တိုင်လည်းဘာမှမသိတော့ပဲဝီမဲပြောတာကိုကြားပြီးတော့သူမကိုယ်တိုင်တော့မသိလိုက်ပဲလုံးမိကြောင်းပြောပါတယ်ဒီနန်းတော်ထဲမှာယုံကြည်ပြီးမိခိုအားထားလို့ရတဲ့သူကခုကျွန်းတယောက်တည်းရှိတာမို့တရားလွတ်မထားနိုင်ကြောင်းပြောကဒီညတော့ဒီတာဝန်ကိုသူမယူတော့မိအကြောင်းဆိုပြီးထွက်လာပါတယ်အဲ့ဒီနောက်ဝိညာဉ်နှင်းသိမ့်ပူဇော်ဘက်ကိုကျင်းပကြပြီးခဏကြာတာနဲ့ရေပင်တစ်ခုလုံးလေပြင်းနဲ့တိုက်ခတ်လာပြီးအင်ရှိဆန်မင်းသားတရေရောက်လာပြီးဖြစ်ပါတယ်။အင်ရှိဆန်တရေရောက်လာပြီးဘရင်ကြီးထံချင်းကပ်လာနေစဉ်နောက်ကဆန်ကန်ကမြားနဲ့ပြစ်လိုက်တာကြောင့်ရက်တန်သွားခဲ့ရပါတယ်။ခံပြင်းပြီးအမျက်ထွက်နေတာကိုသူမှလည်းနားလည်နိုင်ကြောင်းပြောရင်းတည့်ကိုတိုးကပ်သွားတော့အင်ရှိဆန်တရေကအချက်ပြလိုက်တာကြောင့်ဆန်ကန်ကိုတရေတွေကဖမ်းချုပ်ထားလိုက်ကြပါတယ်။စကလုံးတွေနဲ့ထိုးနဲ့နောက်ဆက်နေလို့ဆန်ကန်စီအရင်ဥတီသွားပြီးလေပင်ကိုညှစ်ထားကမနှောက်ရှက်ဖို့ပြောနေတာကိုလို့ပြောနေတဲ့အင်ရှိဆန်တရေကိုအလေးအငိုက်ဖမ်းပြီးပါလာတဲ့မိုးကြိုးမှန်စည်းပင်တောင်းနဲ့လေပင်ကိုပိုင်းချလိုက်ပါတယ်အဲ့ဒီနောက်ယူလာတဲ့အစီရင်တစ်တာတဲ့ကိုအင်ရှိဆန်ကောင်းပြက်ကိုထက်ကပိတ်လောင်နေစဉ်အပြင်ကတစ်ခုခုကသူမကိုဆွဲတင်နေတာကိုခန်းစားရပါတယ်။ဆန်ကရဲ့ခန္ဓာကိုယ်ကိုရေပေါ်ထိဖော်လို့ပေါ်နေအောင်ဆွဲတင်လိုက်ပြီးနောက်အပြင်ကိုခြိထားတဲ့ကြိုးကိုဖြတ်ခဲ့ကဘယ်တော့မှပြန်မလာနိုင်တော့အောင်လုပ်ပါတယ်။အဲ့ဒီဆိုးကျိုးတရားမှုကြောင့်ဝန်းကျင်လောကဘက်ကဆန်ကတယောက်လှုပ်မရဖြစ်နေပြီးတစ်တာကိုပြန်ပိတ်နိုင်ဖို့အခက်တွေ့နေပြီဖြစ်ကလဲကျသွားခဲ့ပြီဖြစ်ပါတယ်။အင်ရှိဆန်တရေရဲ့ခေါင်းကအတိတ်ပြန်လဲမွေးဖွားလာကဆန်ကန်းကိုဓာတ်နဲ့ထိုးဆိုင်နေပါတယ်။တတိပြန်ရလာတဲ့ကူကျွန်းကလက်မလျှောက်နိုင်တဲ့အခြေအနေမှုသူ့လေပင်ကိုဓာတ်နဲ့ပြန်လိကဝင်းကျင်လောကဘက်ကိုလိုက်လာဖို့လုပ်ပါတယ်။ကွန်မော့ဆာအီကတားပေမဲ့မင်းသမီးကိုကယ်တင်ဖို့ဒီနည်းလမ်းပဲရှိတာလို့ပြောပြကလေပင်ကိုလှိချလိုက်ပြီးဖြစ်ပါတယ်။အင်ရှိဆန်တရေကမင်းသမီးရဲ့ရန်ဆွမ်းရင်တွေကိုပါဆောက်ယူနေချိန်မင်းကြီးကနှစ်သိမ့်ပူဇော်ပွဲကိုစတင်ပါတယ်။ကိုကျွန်းတယောက်ဝင်းကျင်လောကဘက်ရောက်လာတော့ရေကန်တစ်ခုထံဥတီလျှောက်လိုက်ပြီးထိုရေကန်အလဲကအေယမခွေမင်းနဲ့စကားသွားပြောပါတယ်။နန်းတော်တွေကရန်ဆွမ်းရင်တွေများလာတယ်လို့တွေးမိနေတာခင်ဗျားဖြစ်နေတာကိုမူလအစခွေမဲလို့စကားဆလိုက်ပြီးမင်းသမီးကိုကယ်တင်ချင်တာမို့သူ့ကိုဆွမ်းရင်တွေပေးဖို့တောင်းဆိုလိုက်ပြီးအဲ့ဒီအစားသူကခွေမဲလို့ချင်တာကိုပြန်ပေးမိဖြစ်ကြောင်းကန့်လန့်မှုလုပ်ပါတယ်။အဲ့ဒီနောက်ရေထဲကနေဓာတ်တစ်ချောင်းပေါ်လာခဲ့ပြီးဓာတ်ကိုဖမ်းကန်လိုက်တာနဲ့နှံကြိုးတစ်ခုကလက်ကိုဓာတ်နဲ့မြဲနေအောင်ခတ်ထားလိုက်ပါတယ်။ဆန်ကန်းရဲ့ဆွမ်းရင်တွေကိုမကုံမချင်းထိုင်ဆောက်ယူနေတဲ့အင်ရှိဆန်ရဲ့နောက်ကျောကိုတန်ကြိုးခတ်ထားတဲ့ဓာတ်တစ်ချောင်းစိုက်ဝင်လာပါတယ်။ဆွမ်းရင်တွေထုတ်တုံးဖို့လုပ်ပြီးမဲ့ထိုတန်ကြိုးရဲ့ဆွမ်းအားကပြန်ထိန်းချုပ်လိုက်တာမို့လူကိုယ်တိုင်ဂူကျွန်းကိုဝင်တိုက်ခိုက်ရပါတယ်။အင်အားအရန်ကြီးတဲ့တရက်ဖြစ်ပြီးမဲ့သူ့ထက်ပိုဆွမ်းရင်တွေရထားတဲ့ဂူကျွန်းကပုံစံမျိုးစုံနဲ့လှည့်ပြီးတိုက်ခိုက်နေပါတယ်။အခြေအနေမဟန်တော့တဲ့အင်ရှိဆန်တရက်ကလက်ကတွေးနဲ့ပေါင်းဆက်ပြီးအေယာမခန္ဓာကိုယ်ဖြစ်လာအောင်ဖန်ဆင်းလိုက်တာကြောင့်ဂူကျွန်းတယောက်အလူးလဲပြန်ခံလိုက်ရပြန်ပါတယ်။ကိုကျွန်းကိုလဲကျတော့အောင်လုပ်နိုင်လိုက်တာကြောင့်လက်အောက်ခံမကောင်းဆိုးဝါးတွေကကိုကျွန်းကိုဝိုင်းချုပ်ထားလိုက်ကြပြီဖြစ်လို့ဘာမှလုပ်လို့မရတဲ့ကိုကျွန်းကဘယင်းကြီးကြောက်အောင်အော်ပြောလိုက်တော့မှတေဆုံးသွားတဲ့ကယောဂတရဲတွေကိုဥချက်တောင်းမှန်လိုက်ပြီးကြံရည်သူတွေကိုထိန်းသိမ်းဆောက်ရှောက်ဖို့ဂရီပေးလိုက်တော့မှတရဲဝိညာဉ်တွေအလုံးအလုံးစုံပျက်စီးကြရပါတယ်
ဒီတော့မှအင်အားကြီးလွန်းတဲ့အင်ရှိဆန်တရေလေဆွမ်းအားတွေပျက်စီးကတွေးမဲတွေအန်ကြကုန်ပါတယ်ဘယင်ကြီးရဲ့ဆူတောင်းတွေကြောင့်ကယောဂတရေအားလုံးနောက်ဘဝကူးသွားနိုင်ကြပြီးတူဆောက်နေတာကကယောဂတရေတွေထွက်သွားမဲ့အချိန်လို့ဆိုကအပြင်းထန်ဝင်ရောက်တိုက်ခိုက်ပြန်ပါတယ်ကယောဂတရေတွေမရှိတော့တဲ့အင်ရှိဆန်တရေဟာဂူကျွန်းကိုမရှင်နိုင်တော့ပဲဓာတ်နဲ့ထိုးခံလိုက်ရပြီးလဲကျသွားတော့အခုလိုမျိုးအဆုံးတက်မခံနိုင်ကြောင်းရည်ရွယ်နေလို့အဲ့ဒီလောက်အထိအဖေကိုတက်ချင်နေတဲ့လာမေးကသူကတော့သူ့အမေကိုကိုယ်တိုင်တက်မိတယ်လို့ဖြစ်ခဲ့ရပြီးမဲ့အခုလိုဝိညာဉ်စုံဘဝရောက်မှကြောက်တဲ့စိတ်နဲ့အမျက်ရှင်တန်းနေရတာလို့ဖြောင်းပြပေးမယ်သူကတော့ဘယင်ဖြစ်ချင်ခဲ့တာဖြစ်ပြီးအခုတော့ဘာမှမလိုအပ်တော့တာမို့နန်းတော်ဆိုတာကပြည်သူဆိုတာတွေနဲ့အမှုထမ်းတွေအားလုံးကိုတပ်ပစ်မယ်လို့ကြုံရပါတယ်ဝိညာဉ်ကိုဖျက်ဆီးရမယ့်ကိစ္စကိုရှောင်ကျဉ်ခဲ့တာလို့ချိန်ချောက်တော့မင်းကငါဝိညာဉ်ကိုဖျက်ဆီးလို့ရမှာမဟုတ်ဘဲမင်းအဲ့ဒီလိုလုပ်ရင်မင်းကိုယ်တိုင်မကောင်းဆိုးဝါးဖြစ်တော့မှာမို့လို့ဆိုပါတယ်ဘယ်လိုမှနားချလို့မရတော့တဲ့ကောင်ကိုဒါပေမဲ့မင်းကိုမတက်ပစ်ဘူးဆိုရင်မင်းသမီးရဲ့ကျိန်စာကပြေသွားတော့မှာမဟုတ်လို့မူလားအစကွေမဲကိုတွေ့ပြီးကြတဲ့ကဝိညာဉ်ဆိုးဖြစ်လာဖို့ပြင်ဆင်ထားလိုက်ပြီးဖြစ်ကြောင်းပြောကဓာတ်နဲ့ထိုးပြီးအဆုံးတက်ပေးလိုက်ပါတယ်အင်ရှိဆန်ဝိညာဉ်တည်ဆုံးပြီးတဲ့နောက်သူ့ရဲ့ကျိန်စာတွေအလုံးပျက်စီးသွားပြီဖြစ်လို့အလုံးပြီးဆုံးသွားပြီပဲလို့ရည်ရွယ်နေချိန်ရင်ပြင်ကအမတ်တွေအလုံးလဲကျကုန်ပြန်ပါတယ်ဒါကိုတတိထားမိသွားတဲ့ဘယင်ကြီးကကိုကျွန်းလို့အော်ခေါ်လိုက်တော့မှမကောင်းဆိုးဝါးဝိညာဉ်တွေစတင်တက်ဝင်နေတဲ့ကိုကျွန်းတယောက်ပြန်လဲတတိဝင်လာပြီးမင်းသမီးထံတော့ကသူ့ရဲ့ရန်ဆွမ်းတွေအလုံးကိုလွှဲပေးလိုက်ပြီးလူဘဝထံပြန်ပို့ပေးပါတယ်ရေကန်ထဲကနေပြန်နိုးထလာနိုင်တဲ့ဆန်ကန်တယောက်ကိုကျွန်းထံရောက်သွားပြီးမိလဲနေတဲ့ကိုကျွန်းကိုတွေ့လို့သူမရဲ့ရန်ဆွမ်းတွေကိုပြန်မျှပေးပါတယ်ဝိညာဉ်လောကဘက်ကကိုကျွန်းကတော့သူ့လက်ကတန်ချိုးကသူ့ကိုပြန်ဆွဲခေါ်နေပြီဖြစ်လို့ဝိညာဉ်ဆိုးဖြစ်လာတာနဲ့တင်မလုံလောက်လို့ခွေမဲကငါဝိညာဉ်ကိုဝါမျိုးတာခံမဲ့အစားတပွဲလောက်အပြတ်တက်နှွှဲကြတာပေါ်လို့ဆိုကမူလားအစခွေမဲရှိရထံဥတီသွားပါတယ်အမတ်ကြီးကတော့မင်းကြီးထံကပ်ဖေးကူးဆက်ခံရတဲ့ဆိုတာမျိုးတွေမရှိတော့တဲ့အပြင်စီရင်စုတိုင်းမှာကျင်းပတဲ့ကြော်ပွဲအားလုံးဟာလည်းအောင်မြင်စွာပြီးဆုံးကြောင်းနဲ့ပြည်သူတွေမငြိမ်မသက်ဖြစ်နေတာတွေလည်းမရှိတော့ကြောင်းရှောက်တင်ပါတယ်အဲ့ဒီနောက်ကိုပိုင်အိမ်တော်နဲ့ခွဲနေပြီဖြစ်တဲ့မေတော်ကြီးကပုံမှန်အချိန်ဒီမှာမရှိတော့ပဲနတ်ဝင်တွေကိုခေါ်ပြီးဘယင်ကြီးကိုလှုပ်ကြံဖို့ကြိုးစားခဲ့တဲ့မင်းသားအစ်ဆန်ကတော့ရုံးတင်စစ်ဆေးခံနေရကြောင်းနဲ့ကုကျွန်းကတော့မိလဲနေတာတုံးရမြောက်ပြီးဖြစ်ကြောင်းရှောက်တင်ပါတယ်နတ်တော်တစ်ခုလုံးကကုကျွန်းနေပြီလို့သတ်မှတ်ထားကြပြီးဖြစ်ပေမဲ့ဆန်ခန်းကလက်မလျှော့တွေပဲအကယ်၍ပြန်လာနိုင်မဲ့လမ်းကိုရှာမတွေ့ဖြစ်နေတာဆိုရင်သူမလာခဲ့နိုင်အောင်ခြူလုံးလေးကိုလှုပ်ပြပါပြောတော့မှကုကျွန်းပြောခဲ့တဲ့သူ့အမေတည်တဲ့နေရာကိုတတိယသွားပြီးထွက်လာပါတယ်သူမထိုနေရာကိုရောက်တော့ခြူတံကိုကြားနေရတာကြောင့်အလုံးပြေးသွားပြီဖြစ်လို့အရင်ကတည်းကထွက်သွားခြင်းနေတဲ့နန်းတော်ကနေအခုထွက်သွားနိုင်ပြီမို့သူမနဲ့အတူတူထွက်သွားကြရန်ဒီနေရာမှာတင်ကတ်တွယ်မနေပဲပြန်လာဖို့နားချပါတယ်ကိုယ့်အတက်ကအခြားအရာတွေအလုံးထပ်ဖို့အရေးကြီးတယ်မဟုတ်လားနဲ့သူမကိုကယ်ဖို့အတွက်နဲ့ကိုဆွန့်လွတ်လိုက်တာဆိုရင်သူမကရောပြောနိုင်မယ်ထင်လားလို့ပြောပြီးရှိုက်ကြီးတငယ်ကိုချပါတယ်အသက်ရှင်နေတဲ့တရေလိုမျိုးဖြစ်နေမယ်ဆိုရင်တောင်သူမကလက်ခံနိုင်တာမို့အသက်ဆက်ရှင်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီနောက်ဖင်ကိုရေထဲစိန်ထားလိုက်ပြီးခြူလုတ်တန်လေးပြန်ကြားလာရပြီဖြစ်လို့ကိုကျွန်းရှိတဲ့နန်းတော်ကိုပြန်လာကဘာမှတော့ပြန်မှုမရှိလို့ကိုကျွန်းဘေကိုရှိုက်ကြီးတငယ်ထိုင်းကိုချချိန်ကိုကျွန်းတယောက်ပြန်နိုးထလာခဲ့ပါတယ်ဒီတော့မှအားရပါရပွေးဖက်လိုက်ပြီးဝန္တာမျက်ရည်တွေချောင်းစီကြရပြန်ပါတယ်နောက်တစ်နေ့ရောက်တော့ဘယင်ကြီးထံတွားရောက်တွေ့ဆုံပြီးငါနဲ့နန်းတော်ရဲ့လိုအပ်ချက်အားလုံးကိုသိထားတဲ့မင်းကိုဒီအတိုင်းလွတ်ပြေးတဲ့ရင်လာမေးတော့ဘယင်ကြီးရဲ့ဂရီစကားတွေကပေါ်ပြက်ပြက်နိုင်ပါလားလို့ပြန်လျှောက်တင်ပါတယ်ဒီလိုဆိုအခုဘာတွေမြင်နေရသေးလဲလို့ထပ်မေးကြည့်တော့လက်ရွာဆန်ဘယင်ကြီးနဲ့တေတွားပြီးဖြစ်တဲ့ဘယင်ဖြစ်ခွင့်မရလိုက်ကြတဲ့မင်းသားတွေရဲ့ဝိညာဉ်တွေလို့ဆိုပါတယ်ခဏစဉ်းစားလိုက်ပြီးနောက်အခုတွားလို့ရတွားနိုင်ပြီလို့ဆိုတာကြောင့်လှစ်ပေးတော်လာပြန်မေးနေလို့စောင့်ကြည့်ရင်တိမှပေါ်လို့တာပြန်မိတ်ပါတယ်ထွက်လာပြီးတဲ့နောက်ရင်ပြင်ဘက်ရောက်မှတွေ့ဝေးနေပြန်လို့ဘာလို့အဲ့ဒီလိုရက်နေပြန်တာလဲမေးနေတဲ့ဆန်ကန်းကိုဘယ်တွားမလို့လဲလို့မေးတော့အတူတူလိုက်ခတ်မလို့ဖြစ်ကြောင်းဆိုပါတယ်ဘာလို့လဲမေးကြည့်တော့သူမကိစ္စတွေကိုအများကြီးကူညီပေးခဲ့တာမို့ဒီတစ်ခါသူမကပြန်ကူညီခြင်းလို့ဖြစ်ကြောင်းပြောတော့သူနဲ့လိုက်လာရင်အရန်ပင်မမှာဖြစ်လို့နောက်ကျမှမငင်းညူဖို့ပြောတော့တွားကြတာပေါ်လို့ဆိုကရှေ့ကနေတွားနေမိဖြစ်ပါတယ်သူတို့နဲ့အတူကွန်မော့စာအီကောင်ကပါကတ်လိုက်နေပြီးနောက်ထပ်အခြားသူတွေမမြင်နိုင်တဲ့အရာတစ်ခုလဲဂူကျွန်းနောက်ကိုကတ်တွေလိုက်လာနေပြီဖြစ်ပါတယ်